နိညာကတော့ကာယ ानु ပဒနာတတိကံတရားလာကျင့်နေပဲဖြစ်စေတရားလာမကျင့်နေပဲဖြစ်စေညီပြီးယောဂီမယ်ဆိုမဖြစ်မနေကျင့်ရမယ်ကာယ ानु ပဒနာတတိကံတရားကိုဟောမှာပါအဲ့တော့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကာယ ानु ပဒနာတတိကံတရားမဟောပြီးတရားကျင့်ဖို့ရှုဖို့အတွက်လိုအပ်ကြောင်းဒီလမ်းလေးထားဟောပါမယ်ယောဂီတို့အခုတရားနာကြတဲ့ယောဂီတွေကိုဦးဇင်းအောင်မေးမယ်ယောဂီတို့အခုနေရတာလွတ်လွတ်လပ်လပ်ပေါ်ပေါ်ပါပါမရှိကြဘူးလားရှိရတယ်နော်အိမ်မှာနေရတာပေါ်ပေါ်ပါပါသွားရင်လည်းသွားနိုင်မယ်စားရင်လည်းစားနိုင်မယ်နော်ဒါပေမဲ့သားရသမီးတွေနဲ့ကြောင်းပေးတဲ့အခါကျွေးရင်မျိုးရှိအလဲသွားမယ်ငွေဆောင်ရန်ချမ်းသာတဲ့ဘုရားငွေဆောင်ရန်သွားမယ်နိုင်ငံခြားသွားနိုင်တော့သွားနိုင်ငံခြားသွားပြောကြမယ်လောင်ကစားကြမယ်ခေါင်းရကြမယ်ဘောလုံးကန်ကြမယ်ဘောလုံးဝဲကြည့်ကြမယ်ဟာလားကာရဝေးကြည့်ကြမယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်အိမ်မှာနေတဲ့ပုဂ္ဂိုလ်ကလည်းကိုရီးယားကကြည့်ကြမယ်ကိုယ့်ရဲ့ဆန္ဒရှိတာလူငယ်လေးရဲ့ဂီတာခေါင်းမယ်ဘောဆိုကြဩကြဟဲ့ကြရုပ်ရှင်ကြီးကြပြီလွတ်လွတ်လပ်လပ်ပျော်ကြရှင်ကြသွားကြလာကြနဲ့မနေကြဘူးလားနေကြတယ်နေကြတော့မပျော်ဘူးလားပျော်တယ်လွတ်လဲလွတ်လပ်တယ်ပျော်လဲပျော်ပါလေအဲ့တော့ဦးဇင်းရမိမယ်အဲ့ဒီလိုလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါနေတိုင်းနေတိုင်းဦးဇင်းမေးရင်ဖြေနိုင်ပါ့မလားနေတိုင်းနေတိုင်းဦးဇင်းမေးပါရင်ဖြေနိုင်ပါ့မလားမဖြေနိုင်ဘူးဘာဖြစ်လို့လဲဒီနေ့ဟာဒီခြေလက်တရားကိုလိုရာတို့သွားတော့မယ်ဆိုတာဆောင်းလို့ရပါတော့မလားမရတော့ဘူးမျက်လုံးတွေကကိုကြည့်ခြင်းကကြည့်ဖို့အတွက်ဆောင်းလို့ရပါတော့မလားနားတွေကလည်းကိုကြားခြင်းကပြည့်ပြည့်ဝဝနာနိုင်ကြားနိုင်လို့ရပါမလားသွားတွေကလည်းကိုစားခြင်းရာတွေကိုစားခြင်းစားလို့ရပါမလားဟာဒီခန္ဓာကိုယ်ကြီးကကိုလိုရာကိုကိုယ်သိနိုင်ပါမလားမသိနိုင်တော့ဘူးအဲ့ဒီချိန်ကျတော့လွတ်လပ်တယ်ဆိုတာရှိသေးလားအဲ့လိုဆိုမလွတ်လပ်တော့ဆင်းရဲလားချမ်းသာလားအကျဉ်းကျဖြစ်မသွားဘူးလားအဲ့ဒီအတွက်ခြောင်နဲ့နီးရှိပြီလားဟေးဟောပြီနော်နေပြီခြောင်ရဲ့လားအဲ့ဒီချိန်မှာခြောင်နေနိုင်မှာမလားခြောင်မနေရတဲ့ပုဂ္ဂိုလ်ဒီချမ်းသာတဲ့အကျိုးခံစားမလားဆင်းရဲတဲ့အကျိုးခံစားမလားအဲ့တော့တရားဓမ္မတွေခြောင်နေနိုင်တဲ့ပညာဆွမ်းအားမရှိရင်အခုခြောင်နေဆိုတာခဏပန်းချမ်းသာပြီးတော့အဲ့ဒီချမ်းသာတာတွေကပျောက်သွားပြီးတော့နောက်ဆုံးအကျဉ်းကျက်နဲ့ဆင်းရဲတာနဲ့ရင်ဆိုင်မနေရဘူးလားအဲ့တော့အရင်ကလွတ်လပ်ပျော်ရွှင်ခဲ့တဲ့ဆိုတဲ့ချမ်းသာဟာဘယ်မှာရှာလို့ရမလဲမရတော့လုပ်ကြပါအောင်ကြဲကြပါအောင်သားတို့ရေးသမီးတွေတူပေးပါအောင်ထပေးပါအောင်နဲ့ဟိုလိုဒီလိုတောင်းပန်နေရတာလက်ထက်ကတော့စိန်နကကြီးနဲ့နားထဲမှာလည်းစိန်နကကြီးနဲ့လက်ထဲမှာစိန်လက်စုပ်ကြီးနဲ့ရွှေဆွဲကြိုးကြီးနဲ့တိုက်ကြီးကတက္ကသိကြီးကဘိဗိတ်တော့အလုံးတောက်ပြောင်နေပြီအဲ့ဒီတိုက်ထဲနေတဲ့ဘုရားလှုပ်ကြပါအောင်ခဲကြပါအောင်သမီးတွေကိုပဲလက်ပေးပါအောင်ဒီပဲလက်ပေးပါအောင်ထူပေးပါအောင်ထပေးပါအောင်နဲ့အထက်ကအော်နေတယ်အပြင်တိုက်ကြီးကတော့ကောင်းပါကောင်းအဲ့ဒီအချိန်မှာအခုတို့လွတ်လွတ်လပ်လပ်နေနိုင်ပါမလားအဲ့လိုဆိုရင်လွတ်လပ်မှုရအောင်ဘာလုပ်ကြမလဲလို့တရားဓမ္မတွေကြိုတွေးကြတယ်အတမ်းမထွက်ဘူးမထွက်ဘူးနေပဲသွားပြီဟုတ်ပြီအားလုံးသူ့လိုကိုလိုနေကြသူကလည်းလွတ်လပ်လပ်နေတာလေးကြည့်ကိုကလည်းလွတ်လွတ်လပ်လပ်လေးနေတာကြည့်ပြီသူ့လွတ်လပ်ရေးကိုလွတ်လပ်ရေးနဲ့ရောမျောနေကြပြီနဲ့မလွတ်လပ်ပဲနဲ့တနည်းယူနဲ့မထနိုင်တဲ့ယောဂတွေကိုသွားကြည့်လားပညာယူကြရလားမယူဘူးအဲ့ဒါကြတော့မိလာမပါပေးတယ်တောင်းရင်ပြီးတော့ပြန်လာတယ်ကိုမပါတယ်လို့ပဲတနေ့ငါအဲ့ဒီလိုအကျဉ်းကျပြီးတော့မထနိုင်လို့အဲ့ရထဲမှာလဲနေတဲ့အချိန်မှာငါဘာလုပ်မလဲဆိုတာအဖြေပေါ်မလာဘူးတနေ့ငါဒီလိုအကျဉ်းကျနဲ့ရင်ဆိုင်ရတဲ့အခါမှာအကျဉ်းကျမှာလွန်မြောက်တဲ့ချမ်းသာတဲ့နေငါဘလို့ရှာမလဲလို့မပါလာဘူးဝို့ကြည်တန်းကြီးခေသတင်းမေးလို့ရှိရင်ပြီးပြန်လာတယ်အဲ့တော့သေတဲ့အခါကျတော့မသားတွေသွားဖို့တဲ့မသားကတော့ကြိုပြီးကိုပြန်လာခဲ့တယ်နောင်ကိုသေးတဲ့ထက်မှမပါတယ်လို့ပဲအေးအေးပြန်လာကြမပြန်လာဘူးလားလွတ်လပ်ပေါ်ပါပါပဲဟုတ်ပြီလားအဲ့တော့လွတ်လပ်ရေးဆိုတာအမြဲရှိပါမလားအဲ့တော့ကောင်းပြီယောဂီတို့အခုလွတ်လပ်နေဖို့နောင်ရေးကြတော့ချမ်းသာတဲ့လွတ်လပ်နဲ့ဘဝဇတ်မသိရပဲနဲ့ကျဉ်းကျက်တဲ့ဆင်းရဲတဲ့ဒုက္ခနဲ့ဇာသိရတော့မယ်ဟုတ်ပြီလားအဲ့လိုဇာသိရတဲ့အခါမှာဇာသိမလှလို့ရှိရင်သေပန်းလှပါမလားသေပန်းမလှလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့လာရခရိယကောင်းမှာတော့မလားတို့ယောဂီတို့သေသွားတဲ့ရွှေတွေမျိုးတွေဘယ်ရောက်နေတယ်လို့သိလားမသိဘူးအဲ့ဒါမသိလို့နေတာပဲအကယ်၍သာသေသွားတဲ့ပုဂ္ဂိုလ်တွေကဒလိဆန်ဖြစ်နေပိဋ္ဌာဖြစ်နေတယ်ဆိုပြန်ပြီးတော့ဗီဒီယိုဆက်နဲ့ရိုက်ပြနိုင်မယ်ဆိုရင်ခင်ဗျားတို့ဒီလိုနေပါမလားဒါပေမဲ့ဘာလို့ဒီလိုနေရလဲမမြင်လို့ဟောပြီတော့အတိတ်ဘယ်ဘောကလာခဲ့တယ်ဆိုတာကိုမြင်ရလားအနာကမိမိတို့အခုယောဂီတွေအေးအေးဆေးဆေးနေကြတာ
သေရင်ချမ်းသာပြီးတော့ချမ်းသာတဲ့နတ်ပြည်ကြီးနတ်စည်းစိမ်ကြီးခံရမှာမို့လို့ဖျားသိပြီးတော့နောင်ရင်အေးနေပြီးအေးစီစီနေတော့မယ်လို့အဲ့ဒီလိုအာမခံရရှိလားရှိပါပါဗျာဟောအဲ့လိုဆိုနောင်ရင်တဲ့ဘာလို့နေကြတာလဲနောင်ရင်ဆိုတာနောင်ဖြစ်လာမဲ့အရေးလေဟောပြီလားဒီဘဝနှစ်ပေါင်းသိန်းနဲ့တန်းနဲ့ဂရေနဲ့ချီနေလို့ရပါမလားနှစ်ပေါင်း60 80 80ဆိုတဲ့အတိုင်းတာအကန့်အသတ်ဘောင်ချင်းချင်းလေးမှာခဏလေးနေရတာပါရှေ့ဆက်ရမယ့်ဘဝတဲ့ဘာတွေများကြိုတင်ပြင်ဆင်ကြပြီးပြီလေမိကုန်းထုတ်ကြည့်တာပါဘာတွေထုတ်ပြီးလဲမဖြစ်နိုင်ဘူးဟုတ်ပြီနော်မဖြစ်နိုင်ဘူးယောဂီတို့သိပြီးရင်အပေလေးပါလွတ်မယ်လို့အာမခံနိုင်လားအဲ့တော့အာမခံခြင်းမရှိဘူးနတ်ပြည်6ဓာတ်ကိုတပုံပုံစံစားရမယ်လို့အာမခံခြင်းပေးနိုင်လားလူပြန်ဖြစ်မယ်လို့အာမခံခြင်းပေးနိုင်လားအဲ့တော့ဘာပေးလိုက်လဲအပေလေးပါလွတ်မယ်လို့အာမမခံနိုင်ဘူးဆိုရင်ဖရာတပည့်တို့အပေလေးပါတို့ကြားပါတော့မယ်ဖရာလို့ဖြေတာနဲ့မတူဘူးလားဘုန်းကြီးအလိုက်ကိုဖြေတာလားကိုယ့်ဘာကိုဆုံးဖြတ်ပြီးဖြေရလားအဲ့လိုဆိုအခုခဏပန်းခြောင်ကြည့်ပြီးနောက်အကျဉ်းကျပ်ပြီးဆင်းရဲမဲ့ဒုက္ခကြီးကိုခင်ဗျားတို့ပျော်ကြသလားမပျော်ရင်ဘာဖြစ်လို့အေးဆေးနေတာလဲဒီမိဘနဲ့မဖြေနိုင်ဘူးစာငွေရှုံးမြန်ပြီတင်းတင်းကြီးဖြေနိုင်လားမဖြေနိုင်မြန်ဘူးဒါဦးစင်းကတော့ကိုယ့်ရဲ့အကျင့်ကိုယ့်အသိကိုယ့်အမြင်ဟာလားကိုယ့်ရဲ့ဘဝတွေကိုယ့်အနာဂတ်တွေကိုယ့်ရှူတွေမျိုးတွေကိုယ့်အမေတွေပြေသေးတာအစားဘာဖြစ်တယ်ဘယ်တော့သိနေအစားအကုန်သိကိုယ့်ဘဝတွေလည်းသိခဲ့တယ်ကိုယ်နောင်ကြီးလည်းသိခဲ့တယ်ကိုယ့်အမေပြေသေသွားပြီးလာရကလေးလည်းသိတယ်နော်ကိုယ့်ရဲ့အခြားလည်းသိတဲ့အခါကျတော့အနာဂတ်အကြောင်းလည်းသိတယ်အတိတ်အကြောင်းလည်းသိတယ်ခင်ဗျားတို့အနာဂတ်အတိတ်အကြောင်းသိရလားတဘောသာသူကတော့ခြေပနကြသားဝင်နိုင်ပြီတက်ကြီးဘလောက်ဝင်နိုင်ပြီကားဝယ်နိုင်ပြီဘလို့ကုန်ရှိပြီဘာတွေဝင်နိုင်တယ်ဘလို့စောင်းနိုင်တယ်ဘလို့တွေသုံးနိုင်တယ်ဆိုဒါပဲမမြင်ကြဘူးလားအဲ့ဒီပုဂ္ဂိုလ်အာဟုသူဘလောက်တက်နေပြီလို့မြင်ကြလားမမြင်အဲ့ဒါကြတော့မသိကျိုးရင်ဖုံးမိတာလေအဲ့ကောင်မကြီးညီတနေ့တာနေတာအာဟုသူနဲ့ကုသိုလ်ဘယ်ရများလဲလို့မေးကြရလားမမေးဘူးညီချမ်းပါရဲ့လားစီးပွားရေးပြည်လဲရဲ့လားစီးပွားရေးပြည်လဲကြရဲ့လားအောင်ကာမဂုဏ်တူပွားကြောင်းပျော်ကြောင်းကျမ်းမာကြောင်းနော်သာသာရနေနိုင်ကြောင်းဒါတွေပဲမမေးကြဘူးလားတန္တရာကြောင်းပါရဲ့လားဘဝနောင်ရေးအတွက်အေးသေးကြရဲ့လားဟေးလို့မေးကြရဲ့လားဒီဘဝဒါပဲညီတို့ပြည့်စုံကြရဲ့လားပြည်လဲကြတာဒါပဲမေးကြဒီဘဝရဲ့လွန်ပြီးမေးနိုင်ရဲ့လားမေးလည်းမမေးကြဘူးသူကလည်းမမေးကိုကလည်းမမေးအဲ့ဒါကြောင့်လို့ဒုရဓမ္မတွေခဏပန်းချမ်းသာမှာမဲ့ပြီးတော့သေခြင်းစင်းနဲ့နောင်သေပြီးတဲ့ချမ်းသာသေတဲ့ဘဝတွေကိုပဲလွန်မြောက်တဲ့ခါမှာကိုယ်ဘဝဘယ်လိုခံရတော့မလဲဆိုတာအဲ့ဒီအရေးမတွေးပဲနဲ့အေးဆေးနေလို့ပြီးပါမလားအဲ့ဒါမပြီးတော့ဘာလုပ်မလဲဟုတ်ပြီနော်အဲ့ဒါဦးဇင်းတရားဟောမယ်ဏိဒမ်းမှာဘာကြောင့်တရားကျင့်ရမှာလဲတရားမကျင့်မဲ့နေလို့မရဘူးလားလို့မေးတော့ယောဂီတို့အခုတရားမကျင့်မဲ့နေတော့အခုလိုပေါ့ပါလွတ်လွတ်လပ်လပ်ချောင်းချောင်းကြီးသွားလိုက်လာလိုက်နဲ့နေတာအမြဲတမ်းမရပဲနဲ့အဲ့လိုပြုတဲ့အမှုတွေမှာအနိစ္စဒုက္ခအနတ္တအားဖြင့်ဝိပဿနာဉာဏ်ပါလားမပါဘူးလောဘဒေါသတွေပါမလားဟုတ်လားလောဘဒေါသမောဟစိတ်တစ်ချက်လက်ဖြစ်တဲ့အတွက်မှာဂတိ4000ဘဝဆရာနေကျွတ်တဲ့တယ်အဲ့ဒါကမိဓမ္မာဆရာမင်းပိုင်စားပြောရင်သိပါလိမ့်မယ်ဒိဋ္ဌမဝေဒတိကအကျိုးမပေးဘူးနော်ဒီဘဝပြည့်ပြီးတော့နောက်ပြုတဲ့ကံနဲ့နောင်ဘဝမှာအကျိုးမပေးဘူးဆိုအလဲမှာ9ဇောရှိတယ်အဲ့ဒါကမှတစ်ဆက်ကမှဂတိ4000ရှိတယ်လောဘဒေါသမောဟနဲ့နေခဲ့လို့ရှိရင်တစ်ဆက်ကမှဘဝခန္ဓာနဲ့ပေးစားရမှာဂတိ4000ကျွတ်တဲ့တယ်အဲ့ဒါကိုသိကြရဲ့လားမသိဘူးဘာမှအခုမရကြမသိဘူးဟုတ်ပြီယောဂီတို့ပြုခဲ့တဲ့ကံကြောင့်ထိုကံတွေကိုလောဘလျောက်ပြုပြီးရင်မိမိကျင့်တတ်တယ်ဒေါသလျောက်မိမိပြုပြီးကျင့်တတ်ပြီးလို့ရှိရင်ကြောက်မသွားဘူးထိုပြုတဲ့ကံနဲ့အယောအစားအလဲပဲပြန်ပေးရဦးဇင်းတို့ငယ်ငယ်တော့နော်ကြီးဥပေါတောင်းကပွဲလုံးနဲ့လဲပြီးဆိုချီးတဲ့တောင်းပေါင်းဒီတောင်းခွက်တွေထူထောင်ပြီးသိမ်းတာအဲ့ဒီပုဂ္ဂိုလ်လာလို့ရှိရင်ချင်းဝင်တစ်ဖက်ကတောင်းဦးတွေတစ်ဖက်ကပွဲကြီးတော်နဲ့လဲပြီးစားအလကားရပါမလားအလဲပဲမလုပ်ရဘူးလားဟုတ်ပြီကိုကကောင်းမှုပွဲကြီးတော်စားမယ်ဆိုလို့ရှိရင်တောင်းတော့ပဲအလွဲပဲပြရတယ်အခုယောဂီတို့အိမ်တော်ပြီးတော့ကာမဂုဏ်ဒုက္ခဝေဒနာခံစားတော့အဲ့ဒီကာမအိမ်ကိုပြန်လဲဆောက်ရှောက်မယ်ဒုက္ခနဲ့ကိုယ်ကြီးပင်မခြင်းစိတ်ပင်မခြင်းခံပြီးပြန်ပြီးတော့အယောစားမပေးရဘူးလားအခုလည်းဒီလိုပဲဘဝမှာလောဘဒေါသမောဟအာဟု၅ပါးကာမဂုဏ်တရားတွေပေါ်မှာကန့်ကြီးတဲ့ပြုလုပ်ခဲ့တဲ့သင်္ခါရကံတွေပြုပြီးပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်တို့သည်အယောအစားဘဝနဲ့အလဲပဲလုပ်ပြရမယ်ဘဝခန္ဓာအိမ်တွေဆောက်ပြရမယ်မဆောက်လို့ရပါမလားအဲ့လိုဆောက်ပြီးတဲ့အခါမှာ
လောဘဆိုပိဋကဒေါသဆိုငရေမောဟဆိုတိလိစ္ဆာမာနဆိုသူတကယ်ဟုတ်ပြီလားအဲ့ဒီကံဒီတရားဓမ္မတွေနေတိုင်းလွတ်ရလားမလို့ဆိုတရားဓမ္မတွေနေတိုင်းဘာလုပ်နေတာလဲလို့မင်းဘယ်လိုဖြေမလဲဘုရားတပည့်တို့ပိဋကခန္ဓာတွေတိုးပွားဖို့ငရဲခန္ဓာတိလိစ္ဆာခန္ဓာမို့အတုတကခန္ဓာတွေတိုးပွားဖို့တပည့်တို့တိုးပွားအောင်ရှာနေတာလေလို့ဖြေမမှန်ဘူးလားကောင်းသလားမကောင်းဘူးလားမကောင်းဘူးဆိုဘာလို့ဆက်ချလဲဟုတ်ပြီလားဒါလည်းမမေးသေးဘူးလားမေးသေးတယ်သုံးသပ်ပါတော့ဟုတ်ပြီနော်ဥစဉ်သတိကလေးဥစဉ်အမေတရားကျင့်ဖို့ပြောတယ်ဥစဉ်အမေတရားကျင့်ဖို့ပြောတော့ဥစဉ်အမေကဘိုးဘအစင်ကရှေ့ရိုးဓမ္မအဖွားကြီးဆိုတော့သူတို့ကပရိစိတ်ပြီးဥပုသ်ဆောင်ရင်ကျင်နာရောအဲ့ဒါဓမ္မကြီးခင်ဗျာဒိဋ္ဌိမပြောရင်ပယ်လေးပါမလုပ်ဘူးဆိုဒီပြောဒိဋ္ဌိမဟုတ်ဘူးတဲ့ကိုကလည်းဒိဋ္ဌိမဟုတ်ကြောင့်ပြီးဆုံးမပြောတတ်ဘူးတရားထိုင်ပါဆိုမထိုင်ဘူးပရိစိတ်ပြီးဥပုသ်ဆောင်ရေချမ်းပန်းစီမိတူဆွန်းလောင်းမရှိတဲ့လူရှာကြွေးအဲ့ဒီလုပ်သူလုပ်တယ်ကုသိုလ်နဲ့လူနေတယ်နောက်တနေ့ကျတော့ဥသိရှိလာတယ်ကျမ်းမာပဲလာတယ်လာပြီးဓမ္မကြီးခင်ဗျာနှစ်လအတွင်းမှာသိမှာသိရင်စားမှသိမယ်ဆိုဘီမှုဆိုင်ငကိုတည်းကဘီမှုဆိုင်လေးတော့သူတို့ဘီမှုဆိုင်တာကမောဟနဲ့နေပြီးသားဘယ်လိုလဲသမီးဘယ်လိုလဲမြေဓာနဲ့နေနေတာအဲ့ဒါခွာခိုင်းလို့လည်းမရဘူးအဲ့ဒီခွာခိုင်းမျက်နှာမကြည့်ဘူးညီးနဲ့သားနဲ့မနေရလို့ရှင်သူ့တတ်ထားလို့ရှင်မျက်နှာမကြည့်တော့အဲ့တော့သူ့စိတ်ဆင်းရဲမှကြောက်ကဲသူ့တိုင်းနဲ့သူ့ကံမယ်ဆိုပြီးတော့ထားရတယ်တခါလေတရားကျင့်ခိုင်းတာနော်သားကခိုင်းလို့ကလောက်ရတယ်စေတနာပါလို့တော့မဟုတ်ဘူးအဲ့တော့ခမနှစ်လအတွင်းမှာသိမယ်ဆိုတော့နောက်ဆုံးနှစ်လအတွင်းမှာအစာမပြီးသေးတယ်သိတော့ငကားဖြစ်ခင်ဗျားတို့အမျိုးတွေဝေဘာဖြစ်နေသိလားမသိတော့ဘူးလည်းမဘူးသူလည်းဘာဖြစ်ကိုလည်းဘာလို့ပဲဟုတ်ပြီလားသူလည်းဖြစ်ချင်ဖြစ်ကိုလည်းလှုပ်ချင်လို့ကိုလည်းနောက်ဖြစ်ချင်ဖြစ်ပဲမဟုတ်ဘူးလားဖြစ်ချင်ဖြစ်တိုင်းဒီလိုနေလို့ရပါမလားမရဘူးယုံရလိမ့်မယ်ဟုတ်ပြီနော်အခုဆိုတော့ဦးသိအမေကငကားဖြစ်နေပြီအိန္ဒိယသမုဒ္ဒရာထဲမှာဘောဂဝရီဒါနသီလတွေကောင်းတော့ရွှေစင်းဖြစ်နေမောဟနေနေတော့တိလိစ္ဆာန်ဖြစ်နေပြီကဲဦးသိကဲလို့ရပါတော့မလားမရဘူးဒါပြင်ဦးစင်းဘာဖြစ်လို့တရားလာဟောတာလဲလို့မေးရင်နော်တယောက်လွတ်နှစ်ယောက်လွတ်အောင်ကဲဖို့လာခဲ့တာကာယ ानु ပဒနာဟောမယ်မြန်မာနိုင်ငံမှာတရားကျင့်ကြတာတော်တော်များများဘုရားရှိခိုးထုတ်ထိုင်ပြီးကျင့်မှတရားကျင့်တယ်အဲ့ဒီလိုမှမကျင့်ရလို့ရှိရင်တရားကျင့်တာနဲ့မတူဘူးဦးစင်းတို့တည်ရင်ဆိုလို့ရှိရင်လေရှုရှဲနဲ့ရှုလိုက်ရမှဒါမှတရားထင်ပြီးအာသာပြီးတယ်။နော်အခြားလဲသူ့နည်းနဲ့သူလုပ်လိုက်ရမှအာသာပြီးတယ်။အဲ့တော့ဘယ်ဟာတရားလဲဆိုတဲ့နေရာမှာဘယ်လိုကျင့်ရမှာလဲဘယ်လိုရှုရမှာလဲဘယ်ဟာဒီဝိပဿနာဉာဏ်အမှန်လဲလို့အဲ့လိုရှုရမယ့်နေရာမှာဝိပဿနာရှုရအာယုံဟာ၄ဌာနရှိအဲ့၄ဌာနကနံပါတ်1ကာယ ानु ပဒနာသတိပဋ္ဌာန်နံပါတ်2ကဝေဒနာ ानु ပဒနာသတိပဋ္ဌာန်နံပါတ်3ကစိတ် ानु ပဒနာသတိပဋ္ဌာန်နံပါတ်4ကဓမ္မ ानु ပဒနာသတိပဋ္ဌာန်ဆိုပြီးတော့သတိပဋ္ဌာန်တရား၄ပါးရှိအဲ့ဒီသတိပဋ္ဌာန်တရား၄ပါးကိုနော်ပြောတာကတော့ပြောတာပေါ့လေကာယ ानु ပဒနာသတိပဋ္ဌာန်ဆိုပြီးတော့တချို့ကာယ ानु ပဒနာလည်းပေါ်တော့တရားမဟုတ်ဘူးဆိုပြီးတော့ဖြစ်ချတာလည်းရှိအဲ့တော့ဘယ်မူတရားလဲဘယ်ဟာတရားလဲဆိုတာသာသနာမှာမရှိပါဘူးဘယ်မူတရားလဲဘယ်ဟာတရားလဲလို့မရှိဘဲနဲ့တရားကိုတရားအတိုင်းမြင်အောင်ရှုတာတရားပါပဲဟုတ်ပြီလားတရားကိုတရားတာမြင်ဖို့ဒါပြင်ဘာဖြစ်လို့တရားရှာတာလဲလို့မေးရင်အမြင်မှားခြင်းဒိဋ္ဌိဖြစ်နေလို့သက်္ကာယဒိဋ္ဌိကပ်နေလို့အဲဒီသက်္ကာယဒိဋ္ဌိကပ်နေခြင်းကြောင့်ထိုသက်္ကာဒိဋ္ဌိကြောင့်ထိုပုဂ္ဂိုလ်ရဲ့စေတနာမှာလောဘဒေါသမောဟမာနဆိုတဲ့ကြမ်းတမ်းတဲ့အာဟုတို့အကျိုးပေးမဲ့သင်္ခါရတရား၄မျိုးပေါ်တယ်အဲဒီသင်္ခါရတရား၄မျိုးကြောင့်သင်္ခါရပစ္စယဝิญဉ်ဆိုပြီးတော့ငရဲတိဋ္ဌံပိဋ္ဌာအတူတကယ်ဆိုတဲ့ခန္ဓာ၅ပါးအပယ်၄ပါးခန္ဓာရတယ်အဲဒါယောဂီတို့အပယ်၄ပုံလို့ခန္ဓာရတာဒီအကြောင်းလားအကျိုးလားအကျိုးတရားဟောပြီနော်အဲတော့တရားကျင့်တဲ့ပုဂ္ဂိုလ်ဒီဘာလို့တာလဲလို့မေးရင်လောကသုံးပါးဘုံသုံးပါးကလွတ်ချင်လို့ဖြေကြလိုက်မမှန်ဘူးလားမှန်မယ်ဆိုလို့ရှိရင်ငရဲဘုံကြော်ပြီးတော့နတ်ဘုံလူဘုံလွတ်ချင်လို့ရပါမလားဟောအဲ့လိုဆိုရင်အနေဆုံးဘုံဖြစ်တဲ့အပေလေးဘုံလွတ်ဖို့အတွက်မလိုဘူးလားဟောအဲ့လိုဆိုရင်ဘယ်ဘုံနဲ့ကျင့်ခြင်းဘယ်ဆရာနဲ့ကျင့်ခြင်းဘယ်နေရာမှာကျင့်ခြင်းမိမိတို့ကျင့်တဲ့ကျင့်စဉ်ဒီအပေလေးပါးကိုကြားစီတဲ့အကြောင်းငြိမ်းဖို့ပဲလို့
အဲ့ဒါကိုနံပါတ်1မှတ်လိုက်ပါဟုတ်ပြီလားအဲ့တော့အပေလေးပါးကြတဲ့အကြောင်းငရဲတိဋ္ဌံပိဋ္ဌာအတုကေဆိုတာ၄မျိုးဆိုရင်အကြောင်းတရား၄မျိုးရောမရှိဘူးလားအဲ့ဒီအကြောင်းတရား၄မျိုးဒီလောဘသည်ပိဋ္ဌာမှတ်ပြီနော်လောဘလို့ပြောကြကြတယ်တချို့လောဘဆိုတာကာမဂုဏ်ဆိုပြီးတော့ကာမဒုက္ခကိုသွားပြီးတွေ့ကြတယ်မဟုတ်ပါဘူးအဲ့ဒီလောဘဆိုတာဒုက္ခမှဆင်းရဲခြင်းမှလွန်မြောက်ခြင်းတာမိမိခန္ဓာအင်းကြီးဆင်းရဲလာပြီးဆင်းရဲလာတဲ့အခါမှာချမ်းသာတာကိုလိုချင်ဘူးလားအဲ့ဒီချမ်းသာတာကိုလိုချင်တဲ့လောဘတဏှာလောဘဆိုတာတရားကိုကောက်တော့ပါလေတဏှာအဲ့တော့တချို့ကတဏှာဆိုတာကာမဂုဏ်ပဲတွေ့ကြတာအခုတော့တဏှာဆိုတာလောဘဆိုတာဒုက္ခမှလွတ်မြောက်ခြင်းနဲ့လောဘကိုတဏှာလို့ခေါ်ပါပြီတဏှာဆိုတာယာယံတဏှာပေါ်နှမုကတဏှာသည်လိုရာကိုတောင်းခံတာပါခေါ်လေလှုပ်ချင်ရလှုပ်တာကိုလိုချင်သလိုလှုပ်တာပါခေါ်လေယောဂီတို့အိမ်မှာနေတိုင်းကိုလှုပ်ချင်ရကိုလိုရာမလှုပ်နေကြဘူးလားအဲ့ဒါဘာလှုပ်နေတာလဲတဏှာလှုပ်နေတာဟုတ်ပြီနော်တဏှာလှုပ်နေတာအဲ့တော့တချို့ဒေါသပါပဲဒုက္ခပါပဲဆိုပြီးဒုက္ခမှလွတ်ဖို့မလှုပ်ကြဘူးလားအဲ့လှုပ်တာပါလေတဏှာအဲ့တော့အရိတဏှာကြီးငရဲပိဋ္ဌာခန္ဓာကိုဖြစ်စေတဲ့တဏှာဟုတ်ပြီလားဒါနနဲ့သီလနဲ့နတ်တိချမ်းသာကာမဂုဏ်လိုချင်တဲ့တောင်းတတဲ့တဏှာကြီးကာမတဏှာဟုတ်ပြီလားဇန်ချမ်းသာတဲ့ငါရချားမယ်ဆိုလို့ရှိရင်တော့ချမ်းသာပြီဆိုဇန်ချမ်းသာကိုလိုချင်တာကအတော်ဆိုယူပတဏှာအယုပတဏှာလို့ခေါ်တယ်အဲ့တော့တဏှာဘဝဘယ်နှမျိုးရမလဲ၃မျိုးအပေတုဂတိတစ်မျိုးရဲ့ကာမဘုံရဲ့ဇံဘုံရဲ့ခွဲလိုက်လို့ရှိရင်ဘုံသုံးပါးမရလာဘူးလားအဲ့ဒီဘုံသုံးပါးမှာဦးဇင်းတို့ဘယ်ဘုံကိုအရင်လွတ်အောင်လုပ်ရမလဲအပေလေးဘုံကိုဖြစ်စေတဲ့အကြောင်းတရားကပါလေဆင်းရဲပင်ပန်းခြင်းဒုက္ခမှရင်ဆဲတဲ့အခါမှာဒေါသထိုဒုက္ခဒေါသမှလွတ်ခြင်းနဲ့လောဘထိုဒုက္ခငါးရောက်လုံးပဲဆိုတဲ့မာနထိုဒုက္ခနဲ့ခန္ဓာကြီးဖြစ်နေတဲ့သဘောကိုမသိတဲ့မောဟဆိုတဲ့အကြောင်းတရား၄ပါးပေါ်မလာဘူးလားအဲ့ဒီအကြောင်းတရား၄ပါးကိုသိရအဲ့တော့ဦးဇင်းတို့တရားရှာတယ်ဆိုတာအကြောင်းတတ်တာနော်အကျိုးကိုမဖြစ်စေဖို့အတွက်အကြောင်းတတ်တာမိမိကျင့်တဲ့ကျင့်စဉ်ဒီအကြောင်းတတ်တဲ့ကျင့်စဉ်ဟုတ်မှဟုတ်ပါမလားအကြောင်းကိုကျင့်နေတာကတော့တရားတော်မှတ်တော်မှတ်တဲ့ရှုတော့ရှုတယ်ရှုတယ်မှတ်လိုက်ကိုလုံးတော့လုံးနေတယ်ကိုလုံးတဲ့အလုပ်ဒီငရဲတိဋ္ဌံပိဋ္ဌာအတုကေဆိုတဲ့အဲ့ဒီဘဝကိုဖြစ်စေတဲ့အကြောင်းတွေသိမ့်ဖို့ကျင့်နေတာကျင့်တဲ့လမ်းကြောင်းမှလမ်းကြောင်းဟုတ်ရဲ့လားလို့အဲ့ဒီလိုမှမသိရင်ကိုကျင့်တိုင်းတရားရပါမလားမရဘူးကျင့်တော့ကျင့်နေတာပဲဥပဒီကနေပြီးတော့ဖြေတော်ဖျားသွားမယ်တဲ့ယောဂီတယောက်ဖြေတော်ဖျားသွားပါဒီကနေလမ်းထွက်သွားကားလမ်းတွေ့မှာအဲ့တွေ့တဲ့ကားလမ်းတိုင်းလျှောက်သွားလို့ပြောတော့ဖြေတော်ဖျားအရှိဘက်မှာဘုရားသွားတာကအနောက်ဘက်မှာဆိုတော့သွားနေတာပဲကားလမ်းချင်းတော့မတူဘူးလားကားလမ်းမတူပြီးတဲ့ကိုလိုရာတော့ရှောက်နေတာမှန်ပါမလားအခုလည်းကျင့်တော့ကျင့်တာပဲရိတာတော့သွားတာပဲကိုသွားပြီးကိုကျင့်နေတဲ့အကျင့်ပြီးကိုယ့်ရဲ့ဘန်းတိုင်ကဘာမှမသိပဲနဲ့ရိတာသွားတော့ဘယ်လျှောက်လို့ဘယ်ရောက်မှမသိလို့ရှိရင်အကျိုးရှိပါမလားအဲ့တော့မိမိတို့ရဲ့ဘန်းတိုင်ကြီးအပယ်၄ပါးမှလွတ်ဖို့အတွက်ဟုတ်ပြီလားတရားသွားရှာတဲ့အတွက်ကြောင့်မိမိရဲ့ကျင့်စဉ်ဒီဆရာပေးတဲ့ကျင့်စဉ်အပယ်၄ပါးမှလွတ်ကြောင်းဤကောင်းမှဟောရဲ့လားလို့နံပါတ်1စစ်ဖို့မလိုဘူးလားအဲ့ဒါယောဂီတို့နံပါတ်1ပညာယူလိုက်ပါအဲ့တော့အပယ်၄ပါးကိုကြားတဲ့ဥစ္စာနံပါတ်1ဒိဋ္ဌိဘယ်မှာဒိဋ္ဌိကလဲဆိုရင်ရုပ်တရားအပေါင်းစုမှာဒိဋ္ဌိကတယ်ထိုရုပ်တရားပေါ်မှာထိုရုပ်တရားကြီးဖောက်ပြန်တဲ့အခါမှာตาရတဲ့သဘောနဲ့ဖောက်ပြန်တာလည်းရှိတယ်မตาရတဲ့သဘောနဲ့လည်းဖောက်ပြန်နေရှိတယ်အားရကိုအစာလည်းကအနိဋ္ဌာယံအိဋ္ဌာယံလို့ခေါ်ရင်အနိဋ္ဌာယတဆိုတာနော်ဒုက္ခယတဆင်းရဲစေတဲ့ရုပ်ရည်တတ္တိတို့အဲ့ဒီရုပ်ရည်တတ္တိဒီပြင်းထန်နှိမ့်ဆက်တဲ့သဘောဒုက္ခယတရဲ့တာယာတတ္တိတတ္တိတဲ့ဒုက္ခယတရဲ့ဆိုပြီးတော့ရုပ်မှာဒုက္ခယတဒုက္ခယတနှမျိုးမရှိဘူးလားဒုက္ခယတကိုတတ်နေတဲ့တာကလည်းတဏှာအမြင်မှားနေတာဒုက္ခယတပေါ်မှာကကြီးတဲ့တဏှာဒုက္ခယတဒုက္ခပေါ်မှာဒုက္ခမစင်းရဘူးလားဒေါသအဲ့တော့ယုတ်တရားဤဒုက္ခဒုက္ခဖောက်ပြန်တဲ့ပေါ်မှာဒေါသနဲ့လောဘပေါ်မလာပြန်ဘူးလားသို့ဒုက္ခယတသဘောဆောင်နေမှုကိုမသိတာကမောဟဟုတ်ပြီလားအဲ့ဒုက္ခအယုံကိုငါလိုချင်တယ်ဒုက္ခအယုံကိုငါခံစားနေတယ်နော်ဒုက္ခအယုံကိုငါခံစားနေဒုက္ခအယုံမှာငါလိုချင်ဆိုဒိဋ္ဌိကမလာဘူးလားအဲ့တော့လောဘဒေါသမောဟ
နော်မာနအဲ့မှာဒိဋ္ဌိကမလားဟုတ်လားအဲ့ဒီဒိဋ္ဌိမပြုတ်လို့ရှိရင်အပေလေးပါလွတ်ပါမလားဩအဲ့လိုဆိုရင်တရားဓမ္မတွေနောက်တစ်ချက်ပြန်ပြောအောင်မယ်အမြင်မှားလို့နော်လောဘဒေါသမောဟမာနဖြစ်တယ်အဲ့ဒီအမြင်မှားတာဘာလဲဆိုရင်ရုပ်ပေါင်းစုကိုရုပ်အပေါင်းစုလို့မသိလို့မောဟကြောင့်လောဘဒေါသမောဟမာနဖြစ်တယ်နံပါတ်1နံပါတ်2ကထိုရုပ်ဤဖောက်ပြန်တဲ့အခါမှာအနိဋ္ဌာယုံဆင်းရဲစွာဖောက်ပြန်လို့ရှိရင်တော့၎င်းအိဋ္ဌာယုံချမ်းသာစွာဖောက်ပြန်နေတော့၎င်းထိုရုပ်ဤဖောက်ပြန်တဲ့သဘောယတ္တပေါ်မှာခံစားတဲ့ဝေဒနာပေါ်မှာအမှန်မသိဘူးမှားသိဘူးမိစ္ဆာဒိဋ္ဌိအဲ့ဒီအကြောင်းကြောင့်မဖြစ်ဘူးလားလောဘဒေါသဖြစ်တယ်အဲ့ဒီလိုအနိဋ္ဌယတ္တအိဋ္ဌယတ္တကိုခံစားတဲ့ဒုက္ခဝေဒနာမှာအမြင်မှားမှုဒိဋ္ဌိဖြစ်လာလို့ချင်းဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ဒီပေါ်မလာပြန်ဘူးလားအဲ့ဒီစိတ်ဆိုတာအဲ့ဒါကိုလည်းမသိတော့ငါစိတ်ကိုဆွဲပြန်ရောအဲ့ဒီအနိစ္စဒုက္ခအနတ္တအဖြစ်ရှိနေတဲ့ဓမ္မသဘောကိုအနိစ္စဒုက္ခအတ္တအဖြစ်သွားဆွဲလာတယ်ဆွဲလန်းတဲ့အာယုံဓမ္မယုံရဲ့သဘောတရားကိုမသိပြန်ရင်ရောမောဟပြန်မဖြစ်လာဘူးလားဖြစ်တော့လို့ရှိရင်အဲ့ဒါလည်းအပေလေးပါးကြစီတဲ့အကြောင်းလေးပါးပေါ်လာပြန်တယ်အဲ့လိုဆိုရင်တဲ့ဒကာဓမ္မတွေရုပ်ကိုရုပ်လို့မသိရင်အဖြေမှန်ထွက်ပါမလားရုပ်ကိုရုပ်လို့အမြင်မှန်သိဖို့လိုတယ်ဝေဒနာခန္ဓာကိုဝေဒနာခန္ဓာမှအမှန်သိဖို့လိုတယ်စိတ်ကိုစိတ်တိုင်းသိဖို့လိုတယ်ဓမ္မကိုဓမ္မအတိုင်းသိဖို့လိုတယ်အဲ့ဒီဓမ္မကိုပြောရတာတော့ရှုပ်တယ်ဒကာဓမ္မတွေဒါနောက်ဆုံးဥစဉ်ကြုံရင်လည်းပြောမယ်မကြုံရင်လည်းမပြောတော့ဘူးဓမ္မယုံသိဖို့ဆိုတာတော်တော်ရှင်းရှင်းရတယ်ဓမ္မယုံနဲ့လောကမှာပြောကြတယ်ဓမ္မယုံဆိုပဲဥစဉ်တလို့ခဏရှင်းနေဦးဓမ္မယုံနဲ့ဓမ္မသတိပဋ္ဌာန်နဲ့မပြောကြဘူးလားဓမ္မသတိကံဆိုတာဘာကိုပြောတာလဲနော်ဓမ္မသတိပဋ္ဌာန်ဆိုတာဓမ္မယုံကိုပြောတာဓမ္မယုံဆိုတာအခုယောဂီတို့ညအိမ်မက်ဘူးလားအိမ်မက်ထဲမှာကားစီးသွားတယ်ဆိုတော့အိမ်မက်ထဲမှာကားမရှိဘူးလားအိမ်မက်ထဲမှာရှိတဲ့ကားကတကယ်ရှိခေါ်ရလားဒါဖြင့်မရှိတော့မရှိဘူးလားရှိတာဘာအရှိနဲ့ရှိတာလဲဓမ္မအရှိနဲ့ရှိတာဟောပြီနော်အဲ့ဒါကရှင်းတဲ့လူမှသိမယ်ဓမ္မအရှိနဲ့သိတာအဲ့ဒီဓမ္မအရှိနဲ့ရှိတဲ့ယုတ်တရားကားကြီးကိုဓမ္မယုံလို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒီဓမ္မယုံအိမ်မက်ထဲမှာမဲ့ဓမ္မပေါ်တဲ့ဓမ္မယုံကိုအိမ်မက်မမက်တဲ့ပုဂ္ဂိုလ်ကရှိလို့ရပါမလားအဲ့တော့ဓမ္မသတိပ္ပံရှိတယ်ဆိုတာအလကားလျှောက်ပြောတာဟုတ်ပြီလားဥစဉ်ကတိတိကျအကုန်ခွဲပါမယ်ဓမ္မသတိပ္ပံမြင်ဖို့ဆိုတာပေါ့ဆဆနဲ့လည်းမရပါဘူးနောက်နေ့ကျတော့ဥစဉ်ကတရုဏဝိပဿနာနဲ့မဟာဝိပဿနာဟောပါပြီးတော့တကယ်မဟာဝိပဿနာဆိုတာအိမ်မာနေရင်စားရင်သွားရင်နဲ့ပုဂ္ဂိုလ်များမမြင်နိုင်ဘူးအဲ့ဒါကိုနောက်နေ့ကကျင့်နေတဲ့ဥစဉ်တက်ပြပါမယ်ဒီနေ့ကတော့ကာယ ानु ပသနာသတိပဋ္ဌာန်ရုပ်ရည်အပေါင်းစုပေါ်မှာအမှန်မမြင်တဲ့ကြောင့်ဒိဋ္ဌိဒေါဘဒေါသမာနတွေဖြစ်ပြီးတော့အပယ်လေးပါးကြစီတဲ့အကြောင်းသင်္ခါရတရားသိသိဖို့အတွက်ဝိပဿနာဉာဏ်တရားဟောမယ်ဟုတ်ပြီလားအဲ့တော့အခုယောဂီတို့ဥစဉ်ကိုကြည့်တဲ့အခါကျတော့ဘလို့မြင်လဲယောက်ျားမိန်းမဘုန်းကြီးဘလို့မမြင်ဘူးလားဘုန်းကြီးပဲရဟန်းပဲသံဃာပဲဆရာတော်ပဲလို့မပြောကြဘူးလားပြောတယ်တယောက်နဲ့တယောက်ကြည့်ပြန်တော့လေယောက်ျားပဲမိန်းမပဲလို့မမြင်ဘူးလားအဖေပဲအမေပဲခွေးပဲနွားပဲကြက်ပဲလို့မမြင်ဘူးလားဟုတ်ပြီအကယ်၍ပြန်ဗျာဥဒ္ဓတို့ဒီရောက်ကပါဗမာလိုပြောတဲ့အခြားခရစ်ယာန်ဘာသာဝင်တယောက်ကလည်းလူမြင်ရင်လူလိုပဲမသိဘူးလားခွေးမြင်ခွေးလိုသိမယ်အဖေမြင်အဖေလိုမသိဘူးလားခရစ်ယာန်ဘာသာလည်းအတူတူပဲမွတ်စလင်ဘာသာဝင်ဗမာလူမျိုးတယောက်ကလည်းအဖေပဲမိပဲပုဂ္ဂိုလ်ပဲသတ္တဝါပဲခွေးပဲငေါပဲလို့မမြင်ဘူးလားဟိန္ဒူဘာသာဝင်ကဗမာစကားပြောတတ်တဲ့ဟိန္ဒူဘာသာဝင်ကလည်းလူမြင်လူသိခွေးမြင်ခွေးသိဒီလိုပဲမသိကြဘူးလားအဲ့တော့ဘာသာဝင်နေတာပြောနေတယ်မြင်တာမတူနေဘူးလားအဲ့တော့ဘာကိုဝိပဿနာလုံးပါလေဝိဆိုတာထူရတော့မယ်လေဟုတ်ပြီလားအခုတော့တရားတော့ကျင့်လာပြီးတော့အိမ်ကျတော့လူမြင်လူသိခွေးမြင်ခွေးသိကြီးယောက်ျားမြင်ယောက်ျားသိအဖေမြင်အဖေသိအမေမြင်အမေသိသားမြင်သားသိဆိုငကိုအသိကြီးဆိုတော့ဒိဋ္ဌိပြောရလားဟောအဲ့လိုဆိုဦးစိတို့မြင်နေတဲ့ဒိဋ္ဌိပြုတ်တယ်ဆိုတာဘာကိုသတ်မှတ်မှာလဲမလို့အပ်ဘူးလားအေးအဲ့ဒါကြောင့်ဒိဋ္ဌိပြုတ်တယ်ဆိုတဲ့အထဲမှာဘုရားအောင်စဉ်၄မျိုးရှုရမယ်အမြင်မှားနေတဲ့ဒိဋ္ဌိရဲ့အာယုံ၄မျိုးရှိတယ်လို့ဒိဋ္ဌိပြုတ်ခြင်းနဲ့ထိုအာယုံ၄မျိုးပေါ်မှာဒိဋ္ဌိပြုတ်ကြောင်းပြန်ပြီးရှုမှတ်တာကိုဝိပဿနာလို့ခေါ်တယ်ဟုတ်ပြီလားအခုတော့ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါရှိတယ်ဆိုတာမှန်တယ်လို့စွဲထားတဲ့ဥပါဒံတရားမရှိဘူးလားအဲ့တော့အတ္တဆွဲငါဆွဲပုဂ္ဂိုလ်ဆွဲသတ္တဝါဆွဲအဲ့ဒီအစွဲတွေကြောင့်တော့တန်ရုံးစဉ်ကြီးဖြစ်ကြတယ်အမေရှိတော့တန်ရုံးစဉ်ကြီးမတောက်ဘူးလားချစ်ချင်တဲ့ခင်ညံ့တဲ့အကယ်၍အမေသေးတယ်ဆိုလို့ရှိရင်ငိုကြတယ်လောင်ကြတယ်
သားရဲ့သမီးရဲ့အဖေရဲ့ရွှေရဲ့မျိုးရဲ့သိကြတော့တန်ရောစီတွေ့ကြတယ်ချစ်ကြတယ်ခွဲတယ်ကလွမ်းကြတယ်ဆွေးကြတယ်မစင်းရဘူးလားအဲ့ဒါဘာဖြစ်လို့လဲအမြင်မှားလို့ဘယ်ပေါ်မှာအမြင်မှားတာလဲနံပါတ်1ရုပ်ပေါ်မှာအမြင်မှားတာဟုတ်ပြီလားယောဂီတို့အခုနေတဲ့စိတ်ကလေးကိုနော်လှုပ်ပြီးဖွင့်ကြည့်တယ်ဖွင့်ကြည့်လို့ရှိရင်အာယုံ၅ပါးတစ်ပါးပါးနဲ့ကင်းပြီးနေလို့ရတာအာယုံဆိုတာယုတ်တရားလားနံတရားလားယုတ်တရားဟုတ်ပြီနော်အဲ့တော့ယောဂီတို့ရဲ့စိတ်လေးကရုပ်ပေါ်မှာဥစီပြီးကတ်မနေဘူးလားကတ်နေတယ်ဆိုလို့ရှိရင်ရုပ်ပေါ်မှာဥစီပြီးကတ်တာနဲ့ကတ်ရရုပ်ပေါ်မှာဒိဋ္ဌိအဖြစ်တဏှာအဖြစ်မာနအဖြစ်မဆွဲထားဘူးလားအဲ့တော့မိမိတို့စိတ်ကလေးကြီးရုပ်နဲ့ကင်းပြီးတော့တရားရှိလို့ရပါမလားအဲ့တော့မှဦးဇင်းတို့ဒီနေ့ပရိစ္ဆေသမုပ္ပါပြပုံဖြစ်ဖြစ်ဆုံးနိဗ္ဗာန်ဖြစ်ပုံနော်ဝိပဿနာဉာဏ်စဉ်တက်ပုံတွေကိုကာအနုပဒနာနဲ့ဦးဇင်းခွဲခြားပြီးပြပါမယ်ယောက်ျားနဲ့ယောဂီတွေလည်းအိမ်မှာနာလို့ရအောင်ဟုတ်ပြီလားအဲ့တော့မိမိတို့စိတ်ကလေးတွေမြင်တဲ့အခါမှာအမြင်မှားတဲ့အခါကြားတဲ့အခါလည်းအကြားမှားတယ်နားတဲ့အခါအနံမှားတယ်စားတဲ့အခါအစားမှားတယ်တွေးတဲ့အခါအတွေးမှားတယ်အတွေးမှားတယ်တွေးတဲ့အခါအတွေးမှားတယ်ဆိုအမှန်6မျိုးမရှိဘူးလားအဲ့ဒီအမှား6မျိုးကိုအမှန်6မျိုးဖြစ်အောင်လုပ်တာတရားကျင့်တာတရားရှုတာပါပဲဟုတ်ပြီလားအဲ့တော့အမြင်မှားခြင်းဆိုတဲ့အစင်းပေါ်မှာအတန်ပေါ်မှာအနံ့ပေါ်မှာအရသာပေါ်မှာဟုတ်ပြီလားဥပမာကြက်တဲ့ကောင်ဆိုတာအစင်းအာယုံအတန်တွန်းရင်အတန်အာယုံစားရင်အရသာအာယုံအိုက်ချက်ရင်အနံ့အာယုံတွေးရင်အတွေ့အာယုံစဉ်းစားရင်ဓမ္မအာယုံကံကြည့်အတွေ့အာယုံဆိုတော့အာယုံ6ပါးမရှိဘူးလားကြက်ပဲလို့ဝက်ပဲလို့တိရစ္ဆာန်ပဲအဖေပဲအမေပဲလို့ခေါ်တာကသမုဒိသခေါ်ဝင်တဲ့တကယ်တမ်းကျတော့အဲ့ဒါဒီအာယုံ5ပါးတရားတတိယအပြည့်ပဲဆိုအာယုံ6ပါးတရားယုတ်တရားတွေမဟုတ်ဘူးလားအဲ့တော့ယုတ်တရားအာယုံ6ပါးမှာစိတ်ကြီးလော့အောင်နေလို့ရတာအဲ့လိုဆိုဒီစိတ်ကြီးမိယာဖြစ်တဲ့အာယုံပေါ်မှာအမြင်မှားမှုဒိဋ္ဌိပယ်ကြောင်းအကျင့်ကိုမကျင့်မဲနဲ့တရားတက်လို့ရပါမလားဒုတဲ့ခိုင်မာတဲ့ဟာဒီယုတ်တရားကြီးကိုတော့မှအမှန်မြင်အောင်မရှုနိုင်ဘူးဆိုရင်သူ့တဲ့နုညံ့တဲ့စိတ်ကြီးဝေဒနာခန္ဓာတွေတော့ဓမ္မယုံတွေဘယ်လိုလုပ်ရှုလို့ရပါမလဲဟုတ်ပြီနော်အဲ့တော့ဦးဇင်းကဒီနေ့ကာယ ानु ပဒနာသတိပဋ္ဌာန်ပရိစ္ဆေသမုပ္ပါလေပုံပြပုံဖြစ်ဖြစ်ဆုံးချုပ်ဆုံးနေမှရောက်ပုံဝိပဿနာယာနိကဧကာယနာဖြစ်ပုံအဲ့ဒါကိုအိမ်မှာပွားလို့ရအောင်ဝိပဿနာကျင့်တဲ့သဘောလေးပေါ်မယ်အိမ်မှာလည်းပွားလို့ရအောင်အဲ့ဒါကိုဦးဇင်းကတရားဟောတော့မယ်ကဲဦးဇင်းကဟောပြီအခုတရားနာနေတဲ့ပုဂ္ဂိုလ်တွေရဲ့ခေါင်းမှာပါရှိဘာရှိလဲသဘင်နေရှိဟောပြီနော်သဘင်ရှိတာမမှန်ဘူးလားဩမှန်တာပဲကိုအဲ့တော့သဘင်ရှိတာတော့ဟုတ်ပြီအဲ့ဒါကဦးဇင်းကမင်းမယ်ဘုရုသဘင်လဲလို့မင်းရင်မလို့ဖြစ်နေသူများသဘင်လားကိုယ်သဘင်လားဟုတ်ပြီကောင်းပြီကိုယ်သဘင်ဆိုတော့ထိုသဘင်ကိုငါပဲငါပိုင်နဲ့ငါကိုဆိုတော့ငါကိုမှဖြစ်တဲ့သဘင်ဆိုတော့ငါသဘင်လို့မဆွဲထားဘူးလားခရစ်ယာန်ဘာသာဝင်လို့ပြောပြီးမယ်ဂျာပဲဆွဲမယ်မွတ်စလင်ဘာသာဝင်ပြောလဲဒီလိုပဲဆွဲမယ်အင်္ဂလန်ဂျာမနီအီတလီလို့ရှောက်ပြောနေပြီနဲ့ကောင်းသဘင်ရှိရတော့မတူဘူးလားအဲ့ဒီသဘင်ချင်းတူနေလို့ရှိရင်သဘင်ဟာသဘင်ပဲရှိနေမယ်ဆိုရင်ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါအင်္ဂလန်ဂျာမနီဆိုတာရှိပါမလားသဘင်ကိုသဘင်တစ်မျိုးတည်းသိရင်လူမျိုးဘာသာခွဲကြအောင်လားသဘင်ကိုသဘင်တစ်မျိုးတည်းမသိတဲ့အတွက်ကြောင့်သူ့လူမျိုးငါလူမျိုးခွဲတဲ့ကြောင့်လောဘဒေါသမောဟတွေပေါ်မလာဘူးလားအဲ့ဒါဘာဖြစ်လို့လဲသဘင်ကိုသဘင်တိုင်းမသိလို့ဟုတ်ပြီလားသဘင်ဟာအခုပေါက်နေတဲ့သဘင်ဟာငါသဘင်လို့ဆွဲတာတော့ငါသဘင်လို့ဆွဲတယ်အခုယောဂီတို့တရားနာနေတဲ့အခါမှာအင်ကြီးမပါဘူးလားဘယ်လိုအင်ကြီးလဲတပည့်တော်တို့အင်ကြီးငါအင်ကြီးပဲမဟုတ်ဘူးလားငါအင်ကြီးတပည့်တော်ရဲ့ကာယညာနာနဲ့ဝယ်ရင်းထားတဲ့ကြောင့်တပည့်တော်အင်ကြီးတပည့်တော်ပိုင်တယ်လို့ပြောရင်မမှန်ဘူးလားကိုပိုင်တဲ့အင်ကြီးအဖြူကိုအမဲသေးဆိုရင်ကိုလိုချင်းနဲ့မဲတဲ့အနောင်ရိုက်နောက်တော့အဲ့ဒီအင်ကြီးကမဲပြီးလိုက်မလာဘူးလားဩကိုပိုင်တော့ကိုလိုရာသို့လိုက်ကိုပိုင်ပါတယ်လို့တင်ပြရင်မှားပါမလားမှန်တယ်ဟုတ်ပြီနော်တတိကံတင်ပြလိုက်တာဥမာယောဂီတို့ကတရားလာနာတယ်လာနာတဲ့အခါမှာသဘိန်းစီးလာတယ်ဒီသဘိန်းကိုပိုင်တော့ကိုကိုရင်ဘယ်ကိုရင်သဘိန်းကညာခွင့်လို့ရတာကိုဒီနေရာရတိုင်းသဘိန်းကဒီနေရာမရချင်ဘူးဟိုနေရာရချင်တယ်လို့ရှိလားဘာဖြစ်လို့ဆိုကိုလိုရာတို့ဆောင်းတဲ့အခါလိုက်တာဒီကိုပိုင်ပစ္စည်းငါပိုင်ပစ္စည်းလို့စွဲရင်မမှန်ဘူးလားမှန်တယ်ဟုတ်ပြီနော်အကောင်းပြီယောဂီတို့ခေါင်းမှာပေါက်တဲ့သဘင်ကိုငါပိုင်နေဆိုလို့ရှိရင်ငါသဘောနဲ့ငါဆောင်းဖို့အတွက်ချက်ချင်းတစ်ထွာလောက်ထပ်ရှိကြည်သမ်းကိုလူရာတို့ဆောင်းလို့ရလားအဲ့လိုဆိုလို့ရှိရင်ငါပိုင်နေလို့ဘယ်လိုထောက်ပြမလဲ
ရလားအဲ့ဒါကိုသူများမေးဖို့လိုသေးလားငါပိုင်နဲ့ငါသဘောငါလိုရသူ့တောင်းအောင်လို့အခုတထွာလောက်ရှိနေတာကိုနှစ်လက်မလောက်ထပ်တူခြင်းနဲ့သူ့ဘက်ကိုပြန်ဝင်ပြီးတော့တူသွင်းလို့ရလားအဲ့တော့ကိုလိုရသူ့လိုက်ရလားကိုလိုရသူ့မလိုက်တော့ငါပိုင်ငါသဘောငါပြည့်စုံမှိုင်းလားနောက်တစ်ချက်ကခေါင်းသပင်စိုက်တာရှိပါလေပေါက်နေတဲ့သပင်ကြီးငါစိုက်ထားလို့လားအမေဖေးစိုက်သေးသလားအမေဖေးစိုက်တယ်လို့ထောက်ပြစရာရှိလားရှိပါဘူးငါဖန်တီးတော့ငါကိုငါလူဖြစ်တဲ့ခါမှာသပင်ပါမှလူဖြစ်မှာမဟုတ်လို့လူနဲ့တူအောင်ခေါင်းသပင်ငါစိုက်တယ်လို့ဘယ်လိုများအထောက်ထားနဲ့ဥစဉ်ကိုပြမယ်ကြားကြပြီးတော့အတ္တသဘောနဲ့အနတ္တသဘောဘယ်အထင်ရှားလဲအနတ္တသဘောထင်ရှားဟောပြီနော်အနတ္တသဘောထင်ရှားတော့အတ္တအလိုတို့မလိုက်တော့သူ့ဘာသူရှည်စင်လို့ရှည်နေတာကိုရှည်ခိုင်းနေလားသူ့ဘာသူရှည်နေတာသူ့ဘာသူတဖြည်းဖြည်းရှည်လာတဲ့သဘောဒီငါသဘောနဲ့ငါရှည်လာသူ့သဘောနဲ့သူရှည်ရတာအဲ့တော့သံမင်းဒီအတ္တသဘောလားအနတ္တလားအတ္တလို့ညင်းလေညင်းလို့ရရလားအဲ့တော့ဦးဇင်းတို့ဒီသံမင်းကိုနော်ကိုမစိုက်ထားတော့ကိုမပိုင်နဲ့ပစ္စည်းဆိုတော့ငါကိုပဲငါသပင်ပဲလို့စွဲရင်မှာမလားအဲ့တော့ဦးဇင်းကမေးပြီးယောဂီတို့ဒီသပင်ဒီအနတ္တသဘောလားအတ္တသဘောလားလို့မေးရင်ယောဂီတို့ပြက်ပြက်သားသားဆုံးဖြတ်ပြီးဖြေလိုက်ပါပဲသဘောဖြေမလဲအတ္တမြန်ဖြစ်လေအောင်မလားလို့တန်တရားမြန်ရှိသေးလားအဲ့တော့အနတ္တအမှန်မြင်တာဟာသမာဓိဋ္ဌိဟောပြီလားအတ္တမရှိဘူးလို့အတ္တကိုမပယ်လိုက်ဘူးလားဘာဖြစ်လို့ပယ်တာလဲအမှန်မြင်တဲ့မဲ့ကြောင့်အမှားကိုပယ်ပြီးမက်ကမပယ်ဘူးလားမက်ပယ်တယ်ဟောပြီအဲ့လိုဆိုဒီသမင်းဟာအတ္တသဘောမဟုတ်အနတ္တသဘောဖြစ်တယ်ဆိုတော့အမေမွေးတော့သပင်ရောရှိသေးလားဟောသပင်တွေပြီးတယ်ကျွတ်သွားလိုက်ရှေးကကျွတ်သွားလိုက်နောက်ကပေါက်လိုက်တော့ကြပြီးတယ်ကျွတ်သွားလိုက်ပေါက်လိုက်နဲ့ကျွတ်အောင်ကိုချွတ်တာလားသူ့ဘာသူကျွတ်တာလားသူ့ဘာသူဆိုတော့ငါ့ကိုဘာနဲ့ပြမလဲငါပိုင်ငါပဲလို့ပြကြရှိသေးလားအဲ့တော့ဝီစည်းကိစ္စသို့သောရှင်းမသွားဘူးလားအတ္တသဘောမြန်ဖြစ်လေအောင်မလားဆိုတဲ့တန်မြတ်ရှိသေးလားအဲ့တော့တရားဓမ္မတွေဒိဋ္ဌိနဲ့ဝီစည်းကိစ္စပြုတ်မသွားဘူးလားမပြုတ်ဘူးလို့အာမခံလို့ရလားသို့တော့အမြဲပြုတ်တာလားဆိုတော့မဟုတ်သေးဘူးအစွဲပြုတ်အောင်အမြဲပွားရအောင်မယ်ဟုတ်ပြီလားတည်ငါရှုတော့တည်ငါအမှန်ပြီးတော့တည်ငါဒိဋ္ဌိပြုတ်မသွားဘူးလားတည်ငါသောတာပန်ညင်းလေးကြတယ်ညင်းလို့ရလားသပင်အမြင်လေးတွေဖြစ်အောင်ကိုလုပ်ထားသလားမဲအောင်ကိုဆေးဆူထားသလားအသက်ကြီးတဲ့ပုဂ္ဂိုလ်ဖြူအောင်ငါလုပ်သလားငါဘာမှမလုပ်ဘဲနဲ့သူ့သဘောသူဆောင်နေတဲ့ဒီယုတ်တရားကိုငါသပင်ပဲငါပဲငါကိုပဲလို့ဆွဲတာမှားပြီဆိုပြီးတော့ကိုယ်အမှားကြီးကိုနော်ပြန်ပြီးတော့အမှန်ပြအောင်မဆွဲတော့ဘဲနဲ့အန်ထုတ်တယ်ဆိုတော့သုံးသပ်နေမဟုတ်ပါလားငါဘာမှလုပ်ထားသလဲငါဘာမှစိုက်ထားသလဲငါမစိုက်ထားတဲ့ဒီသဘောကိုငါစိတ်တယ်ငါသပင်လို့ပြောတာမှားပါလားလို့အမှားကိုအမှားတိုင်းမြင်တာသမာဓိဋ္ဌိအမှန်ကိုအမှန်တိုင်းမြင်တာသမာဓိဋ္ဌိဟုတ်ပြီလားအဲ့တော့အမှန်ကိုအမှန်တိုင်းအခုလို့တည်ငါရှုစေ၌ငါပဲငါကိုပဲငါရုပ်ပဲလို့စွဲတဲ့စိတ်တော်သေးလားဖြစ်သေးလားဖြစ်เสียမရှိရင်ပြည့်เสียရှိအောင်မလားအဲ့တော့ဖြစ်ပြဆုံးမလားဘူးလားဘာတွေဖြစ်ပြဆုံးပါလဲဟုတ်ပြီလားဖြစ်ပြဆုံးခြင်းလို့တရားမရှာကြဘူးလားဘာဒီဖြစ်ပြဆုံးရမှာလဲဒိဋ္ဌိနဲ့ရှင်တဲ့စိတ်ဝိဇိကိစ္စနဲ့ရှင်တဲ့အာဟုတုစိတ်တွေဖြစ်ပြဆုံးရမှာမက်စိတ်နဲ့တော့မရှိရဘူးလားမရှိပါဘူးအဲ့တော့စိတ်ကိုအကုန်မပေါ်အောင်လိုက်တတ်ရချုပ်ရမှာလားဘာလို့ရမှာလဲအာဟုတုရှင်တဲ့စိတ်တွေဖြစ်ပြဆုံးရမှာမဲ့စိတ်ဇံစိတ်ဉာဏ်စိတ်နဲ့ရှင်တဲ့စိတ်ကတော့မရှိရဘူးလားမရှိပါဘူးဒါပြင်ဘာကိုပယ်လိုက်တာလဲဒိဋ္ဌိကိုပယ်တာအတ္တဒိဋ္ဌိကိုပယ်တာအတ္တဒိဋ္ဌိငါလို့ရှိနေဆွဲထားတဲ့စိတ်ကလေးကိုနောက်စိတ်နဲ့လိုက်တတ်လို့ပယ်တာလားသိပြီနောက်ပြီးပယ်တယ်တတ်တယ်ရှုတယ်ဆိုတော့အဲ့မှာယူမဲ့ခွဲမယ်ဥပမာပေးပြီးဦးဇင်းကဆင်းရဲတဲ့နွားကြောင်သားလေးတယောက်ကနွားကြောင်ရင်းနဲ့ကာလမ်းမေးနွားကြောင်နဲ့ဆင်းရဲတော့ကတ္တရာလမ်းပေါ်တက်လိုက်တဲ့အခါကျတော့ခလန်းလမ်းမှာဂရီဘာတော်ကြီးတစ်ထုပ်တွေ့တော့ဂရီဘာတော်ကြီးသထေးကြတဲ့အထုပ်ကြီးဂရီဘာနဲ့တောင်ထုတ်ထားတဲ့ဆိုဒီထဲမှာရွှေတို့ငွေတို့ရာထံထောင်တာအရေးပေါ်စက်ကူတွေရှိမှာပဲလို့မဆွဲဘူးလားဆွဲတော့ဘာစိတ်ဖြစ်တာလဲလောဘဆိုတာဘာလဲတဏှာစိတ်အဲ့ဒီတဏှာစိတ်ကကောင်းလားမကောင်းလားမကောင်းဘူးဦးဇင်းတို့ပြည့်ပြည့်စုံအောင်ရှုတော့မယ်အဲ့တော့ပြည့်ပြည့်စုံအောင်ရှုတော့မယ်ဆိုရှေ့စိတ်ကလိုချင်တယ်ဆိုတဲ့စိတ်လေးဖြစ်လာရင်နောက်စိတ်နဲ့ပြန်ရှုရင်ရှေ့စိတ်ရှိသေးလား
လောဘစိတ်လေးပြည့်မသွားဘူးလားအပြီးပြည့်ပြီလားဒါပေမဲ့တတ်တော့သေးသလားဟောနောက်တစ်ခါပြန်ပြီးလောဘစိတ်ပေါ်လာပြန်ပြီးထပ်ရှုလိုက်ပြန်တော့ရှိစိတ်လောဘစိတ်လိုချင်တဲ့စိတ်လေးရှိသေးလားဆုံးပြီလားဘယ်တော့ဆုံးပါလဲဒါရင်လောဘဆိုတဲ့ဒုတနာဒီအကြောင်းတရားလားအကျိုးတရားလားအကျိုးတရားစံပင်ဖြည့်ပြီးမယ်အကြိမ်အဲ့လောဘစိတ်ကြီးနော်ဘာစိတ်လဲလို့ရှိရင်ဂရိဘာဒုတ်မရှိရင်လောဘဖြစ်လို့ရပါ့မလားအဲ့တော့ဂရိဘာဒုတ်ကအကြောင်းလားအကျိုးလားဂရိဘာဒုတ်ကိုမိပြီးတဲ့လောဘကအကြောင်းလားအကျိုးလားအကျိုးလိုက်တတ်လို့ရပါ့မလားအေးလိုက်တတ်လို့မရတဲ့ထိုအကျိုးဖြစ်ဖြစ်ဆုံးအောင်လိုက်ရှိတော့ဘယ်လိုဆုံးလဲဆုံးနော်အဲ့တော့ဘယ်လိုဆုံးလဲဆိုတာညင်းလို့ရရင်ခညင်းဦးစင်းလက်ခံတယ်ဦးစင်းရဲ့တရားကြတဲ့စကားမှာဒီမိုကရေစီပဲမကြိုက်တာပြောငဝေးပန်းအပြေမှန်တွေ့အောင်ဝေးပန်းဆရာဒါမဟုတ်ဒါမဟုတ်တာပြောကြိုက်တယ်ဦးစင်းကဦးစင်းလည်းပြောမှာပဲအပုတ်ချတာမဟုတ်ဘူးအပြေမှန်မလို့ခြင်းဘူးလားအေးစီးပွားချတာပတ်စံလို့ခြင်းနဲ့တရားချတာတရားလို့ခြင်းနဲ့တရားဆိုတာအမှားလားအမှန်လားအမှန်လို့ခြင်းတဲ့အခါဝေဖန်ရလိမ့်မယ်နော်ဝေဖန်တဲ့အခါမှာသူနဲ့ငါနဲ့မရှင်းလာဘူးလားမြတ်စွာဘုရားလည်းဒီလိုပဲအတ္တကိလမနာနိယောကာမသိကာရိကနိယောမေဇိမပရိပါနဲ့မြတ်စွာဘုရားမပွင့်မီရှေးဖို့၌ဒိဋ္ဌိကြီးကြရင်ကုန်မီးလုံးသုံးကုန်စကစူးနှင်းနော်မီးလုံးနဲ့ချမ်းတဲ့ကရေချိုပူတဲ့ကမီးလုံးမလုပ်ဘူးလားအဲ့ဒါအတ္တကိလမနာနိယောကကြည့်တယ်သူတို့ကတော့နိဗ္ဗာန်ရောက်ကြောင်းကိဋ္တာတွေစီးကြောတယ်ဆိုမကျင့်ဘူးလားသူတို့လည်းကောင်းမဲ့သူစတဲ့အချင်းတော့မြတ်စွာဘုရားကလည်းငါဘုရားဆိုတော့ရှိရလဲဘုရားနောက်ကလည်းဘုရားဘုရားတွေတူတော့ဘယ်ဘုရားမှမှန်မှန်မသိဖြစ်တယ်အဲ့တော့မြတ်စွာဘုရားကိုဘုရားနဲ့ဒီဘုရားနဲ့ရှင်းရတော့တယ်အဲ့တော့သူတို့ကျင့်တဲ့ကျင့်စဉ်ဒီအတ္တကိလမနာနိယောကနိကန္ဒဟောရင်သိစကပရပယတာကြတော့အစိတ်ကိုအာဟာရကြည့်ရမယ်တဲ့မျက်စိကိုလည်းကောင်းကောင်းကြည့်နားကိုလည်းကောင်းကောင်းနားထောင်နှာခေါင်းလည်းအနံ့နေနဲ့စိတ်ချမ်းသာအောင်လုပ်ပါးစပ်ကိုလည်းကောင်းတာလေးစကိုယ်လည်းအတွေ့အကြုံလုပ်စိတ်ကိုအားပြောင်းကာမချမ်းသာလေးလုပ်အဲ့ဒါနိဗ္ဗာန်ပဲဆိုတော့အဲ့ဒါကကာမတုကလိကနိယောကကျင့်စဉ်ပေါ်မလာဘူးလားဘုရားကျင့်စဉ်အဲ့တိုင်းလားမဟုတ်တော့မြတ်စွာဘုရားကျင့်စဉ်ဟာအဲ့ဒီကာမတုကလိကကျင့်စဉ်နဲ့နှိုင်းရှင်ကြည့်တော့ကာမတုကလိကနဲ့အတ္တကိလမနာနိယောကနဲ့သူကျင့်စဉ်နဲ့ရှင်ပြီးမဟောရဘူးလားအဲ့လိုရှင်ဟောတာအပုတ်ချတာမဟုတ်ဘူးအမှန်တရားပေါ်ထုတ်တာဦးစင်းလည်းအခုအပုတ်ချမှာမဟုတ်ဘူးအမှန်တရားပေါ်ထုတ်တော့ရှင်းမလားဘူးလားရှင်းလာတာကိုအတင်းပြောတယ်လို့မအောင်မင်းနဲ့အပြေမှန်ထွက်ချင်လို့ဦးစင်းဟောတဲ့တရားကိုညင်းလို့ကညင်းမှာဟုတ်ပြီလားကန့်ကွက်နိုင်တယ်ဝေဖန်နိုင်တယ်အဲ့ဒါအခွင့်အရေးပဲဟုတ်ပြီလားသာသနာတဲ့ဖရာကိုဦးစင်းတို့ကြောင့်ခုနလိုကောက်ကြောင်းလျှောက်ဆွဲတဲ့ကလေးတွေလို့တရေရုံမဖြစ်ဖို့လိုတယ်ဒကာဓမ္မတွေတရားလာလို့ယူတာလိုချင်တဲ့တရားလိုရာရဖို့ဦးစင်းတို့ပေးရမှာတာဝန်မရှိဘူးလားလိုချင်တာအစ်စ်ကိုအတုပေးလို့ဘယ်သူမှတာဝန်ရှိတယ်တရားပြဆရာမရှိတယ်သာသနာလည်းဖြစ်တယ်တရားဓမ္မလည်းမတားဖို့တာဖြစ်တယ်ဟုတ်ပြီလားအဲ့ဒီအတွက်ကြောင့်ဦးဇင်းတို့သာသနာမှာအပြေမှန်မှုလို့အပြေမှန်ရင်ဘာလို့ရမလဲဝေဖန်ရလိမ့်မယ်ဝေဖန်ရင်ရှင်းလာရလိမ့်မယ်ဟုတ်ပြီလားအဲ့ဒါကိုအပုတ်ချတဲ့အတင်းမျိုးတွေမအောင်ဘူးပါနဲ့အမှန်လို့ချင်းတော့ဥမာကောင်းပြီဦးဇင်းဒီကြရတဲ့ကပ္ပန်ပကံနေပုသလားရှိသလားရှိပါဗျာရှိတယ်ဆိုတာဘာနဲ့တိုင်းလို့ရှိတာလဲရှိတယ်တိုးတယ်တိုင်းလို့ရပါမလားဟိုဓာတ်ဘူးနဲ့ဆိုဒီဘက်ကဟာနဲ့တိုင်းပြီပြလိုက်ပြီဆိုတော့ရှည်လားတိုးလားဆိုတော့ပေါ်မလာဘူးလားဒီခွက်တဲ့ဆိုင်တိုးပါတယ်နှစ်ခုရှင်းရတော့မယ်လေတခုတည်းသတ်မှတ်လို့ရပါမလားအေးတခုတည်းသတ်မှတ်ပြီးပြောနေတာမှားပါတယ်ဟုတ်ပြီနော်တခုကိုတိုင်းလာသိချင်းတခုတည်းရှင်းရမယ်သူ့တဲ့တူတဲ့ဟာနဲ့ကြတော့သူရှည်ပါတော့မလားသူပုပါတော့မလားအဲ့တော့ရှည်တဲ့တူတဲ့ဆိုတာရှင်တဲ့ပုံမှာမူတည်ပြီးတိုင်းခွာရပါတယ်တခါတည်းသတ်မှတ်လို့ရပါမလားသူ့တဲ့တူတဲ့ဟာနဲ့တခုကြတော့သူကရှည်မယ်သူ့တဲ့ရှည်တဲ့ဟာကျတော့သူကတူမယ်သူကရှည်တဲ့တူတဲ့နှစ်ခါဖြစ်မနေဘူးလားနှစ်ခါဖြစ်ပြီနဲ့သူပြောင်းလုံးချင်းရှိလားမရှိဘူးနိုင်ရှင်တဲ့ပုံမှာသတ်မှတ်ခြင်းဖြစ်ပါတယ်အဲ့လိုဝေဖန်မှုပြုရမယ်နော်အခုလည်းဥစဉ်ရမှမီဖြစ်ဖြစ်ဆုံးချုပ်ဆုံးနိဗ္ဗာန်ဆိုတာဘာလဲပရိစ္ဆေသမပြတ်တာဘာလဲဒိဋ္ဌိတို့တာဘာလဲဘယ်ဟာတရားမှန်လဲအဲ့ဒါကိုဦးစင်းဝေဖန်ရင်းနဲ့ဝိပဿနာကျင့်စဉ်ပြီးသွားမှာအဲ့တော့ကောင်းပြီအရင်တော့ကတော့50ပင်မဲ့50ပင်လို့စွဲထားတဲ့စိတ်မဖြစ်ဘူးလားအခုနကတော့တဏှာဂရိဘာကိုလိုချင်တဲ့တဏှာအဲ့တဏှာဒီဂရိဘာတော့မရှိရင်တဏှာစိတ်ဖြစ်လို့ရပါမလားအဲ့တော့ကောင်းပြီအကျိုးနဲ့အကြောင်းပဲလို့သတ်မလဲလူတယောက်ကအိမ်မှာတိုင်ကြီးထဲမှာရေးထည့်ထားတယ်တနေ့ကြီးတဲ့ခါကျတော့တိုင်ကြီးအောက်ကရေဒီဆက်ဆက်ကြနေတော့သွားကြည့်တော့တိုင်ကြီးပေါက်ပြီလို့မသိဘူးလားတိုင်ကြီးပေါက်ပြီလို့သိတာကအကြောင်းကိုသိကြလားအကျိုးကိုသိကြလားရေကြနေတဲ့အကျိုးတရားကိုသိတာအကြောင်းကပေါက်တာအကြောင်းကြောင့်ယိုကြတာအကျိုးပေါ်မလာဘူးလားအဲ့တော့အကြောင်း
အကျောင်းကိုသိရင်ဘာကိုသိရမလဲအကျိုးကိုသိပြီးမှအကြောင်းသိလို့ရတယ်မဟုတ်လားအခုလဲဒီလိုပဲတဏှာသိအကြောင်းလားအကျိုးလားလို့ရှာတာအကျိုးကိုသိရင်အကျိုးချုပ်ချင်ရင်တော့အကြောင်းကိုသိရမယ်အကြောင်းကိုသိရင်အကျိုးကိုကြည့်ရမယ်ဟုတ်ပြီလားအကျိုးတဏှာလောဘဖြစ်တာဒီကလေးဒီကားလမ်းမတက်လာလို့မျက်စိမမြင်လို့ရှိရင်မြင်ပါမလားဂရိဘာတော့မရှိရောဒီလောဘဖြစ်ပါမလားမှောင်နေရောမြင်ပါမလားအဲ့လိုမမြင်သူလောဘဖြစ်လို့ရပါမလားအခုလောဘဖြစ်လာတယ်ပါလေဂရိဘာတော့ဒီတဏှာဖြစ်စေတဲ့အကြောင်းတဏှာဖြစ်နေတာဒီအကျိုးအဲ့တော့ဘာလုပ်ရမလဲအကြောင်းကျိုးဆင်ခြင်ပြီးတော့အကျိုးတဏှာသိခြင်းဘာလုပ်ရမလဲအကြောင်းကိုရှာအဲ့တော့အလင်းကြီးတော့အကြောင်းမရှိရင်လည်းဒီလောဘမဖြစ်ဘူးအစင်းကြီးတော့ဂရိဘာတော့မရှိရင်လည်းလောဘသိမဖြစ်ဘူးအာဂါတကြီးပိတ်ဆို့တာပဲထယံနေကာနေမယ်ဆိုတော့မြင်ပါမလားမမြင်လောဘဖြစ်လို့ရမလားအဲ့တော့မျက်စိကြီးကန်းနေရောရပါမလားအဲ့တော့အကြမ်းမြင်ပြောလိုက်မယ်ဆိုလို့ရှိရင်ဂရိဘာတိတော့အစင်းအလင်းအာဂါတရဲ့စက္ကုအကြည်ရဲ့အဲ့ဒီအကြောင်းဘာလဲလူကျင်တက်နေတဲ့ဆိုတော့လောဘပေါ်မလာဘူးလားအဲ့တော့အကျိုးသေးခြင်းဘာလို့ရမလဲရေပေါက်ကြတာရက်ခြင်းအပေါက်သွားပိတ်လိုက်ပေါ့အပေါက်သွားမပိတ်နဲ့အောက်ကရေကြီးကြတာကိုခံနေလို့ဆုံးပါမလားအဲ့တော့ရှေးစိတ်လောဘဖြစ်လာရင်မကောင်းဆိုပြီးနောက်စိတ်နဲ့လက်သက်လို့ရှိရင်အကျိုးတတ်ဖြစ်တော့ဆုံးပါမလားအဲ့ဒီကြည့်နေပြီမှန်ပါမလားငင်းလို့ရရင်ငင်းဟုတ်ပြီနော်ငင်းမှကြိုက်တယ်ဦးဇင်းကဘာဖြစ်လို့လဲအနိုင်ယူတာမဟုတ်ဘူးအပေါက်ချတာမဟုတ်ဘူးအဖြေမှန်ထွက်ချင်တာဟုတ်ပြီနော်အဖြေမှန်ရင်ဝေဖန်ရမယ်နော်အဲ့ဒါဦးဇင်းလည်းပါတော့ဦးဇင်းဟောပြီးနောက်ညလည်းဝေဖန်ရတယ်အဲ့တော့အဲ့ဒီစိတ်လောဘဖြစ်နေတော့သေခြင်းတဲ့အခါကျတော့အဲ့ဒီစိတ်နဲ့ဂရိဘာတို့ရှိတဲ့နေရာကိုသွားပြီးတော့သူရာထံထောင်ထံနေရှိမယ်ဆိုပြီးအထင်မှနှလုံးသွင်းထားတဲ့ဂရိဘာတို့ကြီးကိုဖွင့်ကြည့်တဲ့အခါကျစက္ကူစုပ်ကြီးဖြစ်သွားရောစက္ကုစုပ်ကြီးရှိတာလဲသိမှန်းလဲသိရောခုနလိုချင်တဲ့လောဘစိတ်ရှိသေးလားဖြစ်သေးလားလောဘစိတ်ဖြစ်အောင်ဖန်တီးလို့ရလားကိုယ်သက်လို့မဖြစ်တာလားအမှန်သိလို့သိသွားတာလားဒီလောဘဖြစ်တဲ့စိတ်ကိုနောက်စိတ်နဲ့လိုက်တတ်လာတာလောဘဖြစ်ရာအာယုံကိုစက္ကုကရဏီဉာဏ်ကြည့်ပြီးညာနာကရဏီဉာဏ်နဲ့သုံးတတ်တော့စက္ကုကြီးပါလားလို့သိတဲ့အခါကျတော့ဘာလဲတဏှာကလို့ရသေးလားစက္ကုကရဏီညာနာကရဏီဥပသမယအရင်တော့လူချင်းတတ်နေတဲ့စိတ်တွေငြိမ်းသွားပြီးအဘိညာယအမှန်ကိုသိပြီးသံမောရယသစ္စာလေးပါးသိပြီးနိဗ္ဗာန်ယနိဗ္ဗာန်ရောက်ပြီးတတ်တာဖြတ်တာမလို့ခြင်းအလိုခြင်းအလျှောက်လို့တာမဟုတ်ပါဘူးဟုတ်ပြီလားလှုပ်သိလှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်တာပါလမ်းကြောင်းတိုင်းလှုပ်တာပါအပေါက်ပိတ်တော့ရေယူတာကြပါတယ်ရေယူခံခြင်းမဟုတ်ပါဘူးအပေါက်ပိတ်တာမှန်မှလုံမှရေယူခြင်းသက်သာပါတယ်အဲ့ဒါဒီဓမ္မအစဉ်ပါပဲဖြစ်ရမမှန်ဘူးလားလှုပ်သိလှုပ်ထိုက်တဲ့အလုပ်မဟုတ်ဘူးလားအဲ့ဒါမှညင်းလို့ရလားဟောအဲ့လိုဆိုရင်ကောင်းပြီခုနရှေ့စိတ်လောဘပရိစ္ဆသုံးပါမြင်တဲ့အစင်းကိုမျက်စိနဲ့အစင်းနဲ့တက်တဲ့အခါမှာအစင်းအာယုံခံစားတဲ့အာယုံပေါ်မှာနှလုံးသွင်းမှပြီးတဏှာကူးမသွားဘူးလားပရိစ္ဆသုံးပါဝေဒနာနဲ့တဏှာကူးမသွားဘူးလားဘယ်ရထွက်မှာလဲဘယ်ကဖြတ်မှာလဲဘယ်လိုဖြတ်မှာလဲဟောအမှန်မြင်အောင်ရှုတော့ပေါ်မလာဘူးလားဂရိဘာတုတ်ဆိုတဲ့ကာယ ानु ပါဒနာပြုစက္ကုစုပ်ကြီးတဲ့သိရောတဏှာကူးလို့ရသေးလားဝေဒနာတော့မြင်တော့မမြင်နေဘူးလားဂရိဘာတို့ကြီးမြင်တာလဲဘုရားကြီးနဲ့ရှင်တဲ့ဝေဒနာဂရိဘာတို့အတွေးရှိတော့လဲဝေဒနာချင်းတူပေမဲ့စိတ်ချင်းတူရဲ့လားတဏှာကတ်တဲ့စိတ်နဲ့အမှန်ဉာဏ်ကတ်တဲ့စိတ်နှမျိုးกว่าမသွားဘူးလားအမှန်ကတ်တဲ့ဉာဏ်လဲဝင်ဟောတဏှာကတ်တဲ့စိတ်ဖြစ်သေးလားအဲ့တော့ဝေဒနာကတဏှာကူးသေးလားအဲ့ဒါဝေဒနာကတဏှာဘယ်လိုကူးမလဲဘယ်လိုထွက်မလဲဆိုတော့တဏှာကူးဖြစ်ရအာယုံကိုအမှန်မြင်အောင်ရှုအောင်မှတပါးအခြားပါရှိသေးလေအဲ့တော့ယုံမပါဘဲနဲ့စိတ်ရှုလို့ရပါမလားရတယ်လို့ပြောကြတာပါပဲဟုတ်ပြီလားကာယ ानु ပါဒနာနဲ့ဒါကြီးယူလို့မလိုပါဘူးတဲ့တချို့ရိပ်သာတွေမှာအယုစုကမ္မဋ္ဌာန်းမြင်နေတဲ့နမိတ်မရှိဘူးဆိုပြီးတော့မကောင်းတဲ့နမိတ်ဝင်နေဆိုရက်တောင်နဲ့ခါထုတ်တယ်ဟောတချို့ကျအယုစုနမိတ်ကြီးနဲ့ဇံကြီးဆိုပြီးတော့ပညာကြီးယုတ်တရားကြီးပထမမဟုတ်ဆိုပြီးပွဲပြန်နေတဲ့ဘာဒီဖြစ်ကုန်လည်းမသိဘူးဟုတ်ပြီလားအဲ့ဒါကိုဦးဇင်းကဒီနေ့ညအဆုံးအောင်ဟောပါမယ်အဲ့တော့ဦးဇင်းကဟောရတဲ့သံပေဒီခေါင်းမှာပိုက်ပါရှင်းရှင်းလေးပဲတရားမဟုတ်ဘူးလားဓမ္မတွေတရားမှရှိတယ်သဘင်ကြီးပဲပေါ့တရားပါလေသမင်ကြီးကတရားမဟုတ်ဘူးလားတရားကိုမှရှိတယ်ဆိုတာဘာအောင်ပြောမှာလဲ
သပင်မပါဘူးလားဩအဲ့တော့သပင်ဟာပါလေတရားပဲမဟုတ်ဘူးလားတရားရှိမဲ့ထိမှပါတဲ့ရုပ်တရားမဟုတ်ဘူးလားအဲ့ဒါကြီးဝေချပြီးတော့ဟိုမှာဖြစ်တယ်ချုပ်တယ်အေးတယ်လက်နဲ့ကြီးနဲ့ငိမ့်နဲ့သိနဲ့ဟာနဲ့အေးနဲ့လျှောက်လို့ပြီးတော့ငါကြံနေရောက်ပြီးဒိဋ္ဌိပြုတ်ဆိုလာတာသပင်ကြီးလူမြင်လူသိပါဘူးလေပြောတော့ဒိဋ္ဌိလည်းပြုတ်ပြီးဉာဏ်သင်လည်းရပြီငါဘယ်နှဘက်ရပြီဘယ်နှဖို့ရပြီဆိုတာလူမြင်လူသိရငကောတိုင်းပဲဒိဋ္ဌိရမပြောဘူးအဲ့တော့ဘာကိုပြုတ်တယ်လို့စာရင်းဘလို့ထားတယ်တော့မသိဘူးသာသနာကွယ်သွားပြီနော်မှန်ကန်တဲ့လမ်းကြောင်းကိုမဖော်ထားနိုင်တဲ့အတွက်ကြောင့်ကိုယ်အမြင်ကိုယ်အသိနဲ့ကိုယ်တစ်စိတ်ကိုခတ်ပြီးငါသောတာပန်ပြီသရဂါပြီဆိုတော့မက်တရားဖို့တရားအစိမ့်မှရဖို့ပိတ်ဆို့သွားပြီသာသနာမှာဆုံးရှုံးသွားပြီဟုတ်ပြီလားအဲ့တော့သဘင်ကိုသဘင်တိုင်းသိပဲအမှန်တိုင်းသိတယ်ဓမ္မတွေရဲ့ဒီရပ်ွက်ထဲမှာမျက်တွေမပေါက်နေဘူးလားဘယ်သူစိုက်တာဘယ်သူမှမစိုက်တဲ့မျက်ကိုငါမျက်လို့ဆွဲလို့မှားမလားမှားတာပေါ့မှားတော့ကိုမှားတယ်လို့သိတာသမာဓိရှိဟုတ်ပြီလားအဲ့ဒီမျက်နွားစားတော့သမယောဖို့လို့သေးလားဩအငိုးမပိုင်တဲ့ပစ္စည်းကိုသူများပစ္စည်းပြည့်စည်သွားတယ်ဆုံးရှုံးသွားတယ်တော့စီးရင်မှုလောင်ကျွမ်းမှုရှိပါမလားဒါပေမဲ့ခေါင်းအောင်သပင်ရောဘယ်သူစိုက်တာလဲအဲ့တော့လမ်းပေးရမြင်နဲ့တိုးမနေဘူးလားအဲ့ဒီလို့ဆိုအဲ့ဒီသပင်ကျွတ်သွားတော့ပြက်သွားတော့လွမ်းချင်းဆိုးချင်းရှိဦးမလားအဲ့တော့သောကပရိဒုဝမိဒုက္ခဒေါမနကချုပ်မသွားဘူးလားဒါလုံးချင်းတို့တရားကျင့်တာဟုတ်ပြီနော်သောကပရိဒုဝမိချိန်ချုံချင်းကြီးလို့တရားကျင့်တာမဟုတ်ဘူးလားအဲ့တော့သောကပရိဒုဝမိတောက်တယ်ဆိုတာအဲ့ဒီအာယုံဖြစ်တဲ့သပင်ကိုငါသပင်တို့ဆွဲလို့ဒိဋ္ဌိကလောင်ကျွမ်းတာအကြောင်းကပါလေဒိဋ္ဌိအကျိုးကလောင်ကျွမ်းတာအဲ့တော့လောင်ကျွမ်းမှုအကျိုးချုပ်ခြင်းရင်အကြောင်းဒိဋ္ဌိတတ်မှရမယ်မဟုတ်လားဒိဋ္ဌိတဲ့ရှင်နဲ့ငါကိုလိုက်တာမှလားအမှန်မြောင်ရှုရမှာဒိဋ္ဌိဆွဲရအာယုဖြစ်တဲ့သဘင်ကိုအရှိတိုင်းရှိတော့ကောင်းပြီဦးဇင်းကမေးလိုက်တော့ငါစိုက်ထားတာလားဆိုတော့မဟုတ်ဘူးတဲ့ငါပိုင်သလားမပိုင်တာမှသိရတာနဲ့အတင်းအာရမပိုင်တယ်လို့ဆွဲတာကတော့ပါတတ်နိုင်ပါလေဟုတ်ပြီလားအဲ့ဒီသပင်ကျွတ်သွားတော့ခမရတို့အမေကောင်းအောင်သပင်မရှိဘူးလားရှိတော့အမေသပင်ကျွတ်တော့ဘယ်လိုလုပ်တာလဲဂရိပါတုံးနဲ့သိမ်းပြီးတော့ရင်နဲ့ထည့်ပြီးတော့ထားလာကျုပ်လေးနဲ့ထည့်ထားလာဘာလုပ်ပြီလဲလွန်ပြလိုက်လွန်ပြလိုက်တယ်မဟုတ်ဘူးလားစွန့်ပြလိုက်တယ်မဟုတ်ဘူးလားတန်ရုံးစဉ်တွေ့သေးလားအမေဆိုပြီးတော့အမေကျွတ်ထွက်သွားလို့ကျွတ်သွားလမ်းပြီးလွတ်သွားလို့ရင်တူးပြီးငိုပွဲရှိသေးလားဘုန်းကြီးပြေးပြီးတော့တရဏဂုံတင်သေးလားအဲ့ဒီလိုတော့စွန့်နိုင်ရင်သောကပရိဝါမိတောက်အောင်မလားဩအဲ့ဒါဝိပဿနာပါပဲဒါပြင်ဥစဉ်ကြီးထွင်ထားတာပါလားသူများနည်းရောရှိသေးလားဒီလိုရှိပါမှာတရားပဲအဲ့ဒီထဲမှာသိရင်ပါသလားသိရင်ကပါလေတစိတ်ခါတာလားသိရင်ကတရားမဟုတ်ဘူးတရားလည်းသိမတရားပါမှာလေခန္ဓာမှာသိရင်ပါလားမိုးကုတ်မာစီပါလားဓမ္မတော့မရှိဘူးလားဓမ္မကိုသိရင်ဓမ္မကိုရှုဓမ္မကိုမြင်နေရင်သူတစ်မျိုးငါတစ်မျိုးရှိသေးလားဩအဲ့ဒါဆိုရင်ဒုจิตာမှာဒုမြန်မာနိုင်ငံမှာသူ့ရည်သာငါ့ရည်သာသူ့ဆရာငါ့ဆရာမရှိတော့ရင်ညီညွတ်မသွားဘူးလားအဲ့ဒါလမ်းစဉ်ပဲဟုတ်ပြီလားဦးသိပြတဲ့အခုပြောတဲ့မှာသိရင်မူပါလားမပါဘူးသိရင်ပါလို့တခါမှမပါဘူးရှိတာပဲပြောပြသွားတာဒါရင်ဦးသိရှင်ပြတာကတရားဓမ္မတွေအရင်တော့မရှိဘူးလားရှိပြီနဲ့အဲ့ဒီသိရလားအဦးသိရအခုဒီလိုသိလိုက်ပါလို့အတိကိုတန်းညွန်လိုက်တဲ့အခါကျတော့တရားဓမ္မတွေဆံမင်းပြီးမမြဲတဲ့သဘောအနိစ္စဆိုတာထင်ရှားမနေဘူးလားကိုမစိုက်ဖဲနဲ့သူ့ဘောသူပေါက်လာတာအနတ္တသဘောမထင်ရှားလာဘူးလားသူ့ဘောသူတတိပိရှိတာလားကိုရှိတာလားသူ့ဘောသူရှိတာလားပြုပြင်တတ်တဲ့ထိုယုတ်တရားတွေသူ့သဘောသူဆောင်ပြီးသူ့ဘောသူပြည့်သူ့ဘောသူပြည့်သူ့ဘောသူကျွတ်မသွားဘူးလားသူ့ဘောသူပြည့်သူ့ဘောသူကျက်သူ့ဘောသူပြည့်လာတဲ့ထိုသဘောတရားကိုငါပဲငါကိုပဲငါစပယ်လို့စွဲရင်မှန်မှာမလားမမှန်တာကိုမမှန်တာပါလားမမှန်တာပါလားလို့အမှန်ကိုအမှားထင်တာကိုမဟုတ်ပါလားလို့အမြဲတမ်းပွားနေတာကိုဘာခေါ်လဲမဲ့လို့ခေါ်ပါသည်ဘာဝနာလို့ခေါ်ပါသည်မဲ့ဆိုတာဘာလို့တာလဲပွားတာကိုမဲ့လို့ခေါ်ပါသည်ဣဒံဒုက္ခនិရောဓဂ ामि နိပရိပရာအရိယသစ္စာနိမေဘိခွေဘောဝိနာနုတုတေဓမေတုအခုတော့သက္ကုံဥဒ္ဒပါရိညာနာဥဒ္ဒပါရိပညာဥဒ္ဒပါရိဝိဇ္ဇာဥဒ္ဒပါရိအာလောကဥဒ္ဒပါရိဣဒံဒုက္ခនិရောဓ ामि နိပရိပရာအရိယသစ္စာနိမေဘိခွေဘာဝေတပါဏိမေဘိခွေဘာဝေတနိမေဘိခွေဟုတ်ပြီလားအရင်တော့ဥစဉ်မဟောခင်တော့ပုဂ္ဂိအနာနုတုတေဓမေတုအခုတော့သဗ္ဗညအနတ္တပါလားသူ့ဘောသူဆောင်ပါလားသူ့ဘာသူကောက်သူ့သူကျွတ်ငါကောင်မဟုတ်ပါလားလို့သိခဲ့လားမသိခဲ့အခုတော့သိမသွားဘူးလားပုဂ္ဂိအနာနုတုတေဓမေတုအရင်တော့မသိဘူးတဲ့အခုတော့သက္ကုံဥဒ္ဒပါရိမသိပါဘူးလားဥစဉ်ထွန်းတဲ့တရားလားဘုရားဟောတဲ့တရားလားငါတရားမရှိငါမူမရှိဘုရားဟောတာပဲရှိတယ်အဲ့ဒါကိုဥစဉ်ကတမန်တော်ကိုယ်စလဲလာပြီးဖောက်တယ်ချတာဟုတ်ပြီလားဘုရားကိုယ်စား
ဖရာရဲ့သားတော်ကိုလည်းဖရာဟောတဲ့တိုင်းကျင့်နေကျင့်ပြီးတော့ကိုသိတဲ့အတိုင်းဖရာပြတဲ့နိလန်တိုင်းတရားဓမ္မတွေဖောက်တယ်ချတာငါမှုငါရည်သာရှိသေးလားမရှိဘူးဟောပြီနော်ငါတရားဟောရှိသေးလားဓမ္မဆိုတဲ့ဓမ္မတက်တရားပဲမရှိသေးဘူးလားအဲ့ဒါညင်းလို့ရသေးလားပြိုင်ဖို့လိုသေးလားဩအဲ့ဒါဆိုအားလုံးငြင်းညံသွားပြီနော်ဟောပြီနော်နောက်တစ်မျိုးလက်ပပြီးတော့ညင်းလို့ရသေးလားမရတော့ဘူးအဲ့ဒါမရဘူးအဲ့ဒါဧကောဓမောပဲအဲ့လိုကာယ ानु ပဒနာကြည့်ရမှာဧကယနောပဲမဟုတ်ဘူးလားနှစ်လမ်းမရှိဘူးတစ်လမ်းပဲရှိတာဘယ်နည်းရှိသေးလို့လဲတရားလဲရှာသေးရအဲ့ဒါကြီးပေးချကြီးဘာတရားသွားလောက်ကြမှာလဲပေါ့ဟုတ်ပြီလားတွေ့တဲ့ဘာကိုတွေ့တာလဲညီတို့တရားငါတို့တရားမှန်တယ်မှားတယ်ဆိုတာဘာကိုသတ်မှတ်မှာလဲအဖြစ်ပေါ်မလာဘူးလားအဲ့ဒါဝူစင်းကတရားလဲရှုရင်ဝိပဿနာအရှုပ်တော်ဘုံကြီးလဲရှင်းရင်လာဟောတော့နည်းနည်းတော့ရှင်းမှာပေါ့ဟုတ်ပြီလားအဲ့လိုဆိုရင်ယောဂီတို့မှာအမေရှိတယ်ဗျာအဲ့ဒီအမေကိုမချစ်ကြဘူးလားအဲ့ဒီအမေဒါတကယ်၍သိခဲ့မဲ့ဆိုမငိုကြဘူးလားဘာဖြစ်လို့ငိုတာလဲအမေလို့သိလို့ပေါ့ဟုတ်ပြီလားအမေရှိလို့အမေမရှိငိုရမလားအဲ့တော့ငိုတယ်ဆိုတာအမေရှိလို့အမေရှိမရှိစရင်စေကြလို့ဟုတ်ပြီလားယောဂီတို့ရဲ့အမေကိုအောင်ပြုလိုက်ပါကိုယ့်အမေကိုအောင်ပြုလိုက်အမေဆိုတဲ့ဆွဲတဲ့အထုပ်ကြီးကာနာကိုကြီးကိုတကုံလုံးသိညှို့ပြီးတော့ဩငါအမေဟာဒီသဘောဒီသဏ္ဍာန်ဒီလိုပါလားလို့အောင်ပြုလိုက်ပါပြုလို့ရပြီပြုလို့ရတဲ့ထဲမှာစရင်ရှိလိုက်တဲ့အခါကျတော့ခေါင်းကသပင်နဲ့အမေဆိုတဲ့စရင်ထဲမှာခေါင်းကသပင်မပါဘူးလားအဲ့ဒီသပင်ဟာအမေလားသပင်ကိုကျွတ်သွားပြီကျွတ်လာတဲ့ကျတဲ့သပင်ကိုဆံပင်လို့သိသလားအမေလို့သိသလားဆံပင်ကအမေလားအမေစရင်ထဲမှာဆံပင်ပါလားအဲ့တော့ဆံပင်ကိုအမေလို့ဆိုလို့ရလားဆွဲရမရှိရတော့အမှန်ပြီးသွားပြီးတော့သွားဆွဲရင်မှန်ပါမလားအမေမဟုတ်တဲ့လူမဟုတ်သူမဟုတ်ငါမဟုတ်ဘယ်သူမှမဟုတ်တဲ့အဲ့ဒီရုပ်သက်တဲ့ကိုအမေလို့သွားဆွဲတာမှားနေပြီဆိုတော့ခေါင်းကသပင်ဟာအမေစင်းနဲ့မပါတဲ့ကြောင့်အမေစင်းကိုဖယ်လိုက်သပင်ပဲအရေးပြားတွေနွားချလိုက်စမ်းအရေးပြားတွေမရှိဘူးလားအဲ့ဒီအရေးပြားကိုအရေးပြားလို့ပြောမလားအမေလို့ပြောမလားအရေးပြားကိုအမေလို့ချစ်သလားမသိဘူးချစ်နေကြတာတောင်းနေကြဘာဖြစ်လို့တန်ရုံးစင်နဲ့ချစ်နေကြတာလဲအရေးပြားရှိတာကိုမသိပဲနဲ့အမေလို့သွားသိလို့ခန္ဓာထဲမှာစရင်ထုတ်တော့အမေစည်းထဲမှာအရေးပြားပါလားအရေးပြားဆွဲထုတ်တော့အရှင်ဒကာဓမ္မတွေအရေးပြားလို့ပြောမလားအမေလို့ပြောမလားဘာရှိလို့ပြောတာလဲအရေးပြားရှိလို့ပြောတာအမေရှိလားမရှိတဲ့အမေကိုအရှိလို့နေတယ်ဟုတ်ပြီလားမရှိတာကြီးကိုအရှိလို့တာအမှန်တရားဖြစ်ပါမလားမှားရင်လောင်ကျွမ်းပြီးပြည့်စည်ပြီးပြိုကွဲပြီးဆိုလောင်းရပြီးဆိုရပြီအမားကိုကျွလို့တဲ့ပုဂ္ဂိုလ်မှန်သမျှဒီဘယ်တော့မှမငြိမ်းချမ်းဘူးဟုတ်ပြီနော်လွမ်းရဆူရလောင်ကျွမ်းအသေးနာဖွဲခွာပါလေအဲ့ဒါဘာကြောင့်လဲအကြောင်းအမြင်မှားနေလို့အကျိုးလောင်ကျွမ်းမှုတွေရမလာဘူးလားအဲ့လောင်ကျွမ်းမှုချုပ်ချင်ရင်အကြောင်းတရားကိုရှုတော့သတ်ရတော့မယ်အခုတော့အမေမရှိတာကိုအမေရှိလို့သွားဆွဲတော့အယူကြီးတို့ဖြစ်မနေဘူးလားအဲ့ဒါကြောင့်မလို့ဦးဇင်း26လမ်းမှာပြည်သူအိမ်သိန်းတို့က26လမ်းရောက်တော့ကလာကြီးဂရီဘာတို့ကြီးတဲ့ကိုပဲတို့ကြီးနဲ့ဟိုတင်စက်မှုစုပ်တွေထဲတာတော့သူကအဲ့ဒါကိုပတ်စံနေတာတခါကြီးအဲ့ဒါပါတယ်ဆိုပတ်ချံကြီးတဲ့ပတ်စံလားစက်မှုစုပ်တွေလားဒါဖြင့်အယူအမြင်ကပန်းရလားဘာပါလဲအမှန်ကိုအမှားလုံးမြင်တာဘာအမြင်လဲအကောင်းမြင်လားအယူမြင်လားအခုသာမယအမေလားအမေမဟုတ်တာကိုအမေလို့ဆွဲတာမှန်လားမှားလားမှားတာကိုအမှန်နဲ့ဆွဲတာအကောင်းလားအယူလားဒီတရားပွဲကဘာဒီနာတဲ့တရားပွဲကောင်းတာတွေယူတာတွေလျှောက်ပြောနေဟုတ်ပြီလားအခုဦးစင်းနဲ့တရားမတွေ့ခဏအမေနဲ့ဆွဲပြီးမနေကြဘူးလားအမြင်မှန်လားအမြင်မှားလားမှားတာကိုအမှန်ထင်ရတာအကောင်းလားအယူလားအယူတွေတော်သေးတာပေါ့အခုမှယူမှန်သေးတယ်မြတ်စွာဘုရားကဒါကြောင့်မလို့ပုရုဇနောဩမတကောမှားသေးလားသူ့ဘာသူကောသူ့ဘာသူဘာပြောအမေသားရဲ့သမီးရဲ့တန်ရုံးတွေတွေ့နေရင်ငါသမီးကအယုံတန်ရုံးတွေဒါပဲအမေကတန်ရုံးတွေတော့ကြိုက်မနေဘူးလားများများလောင်နေတာမှတော့များများမှားပြီးများများဆွဲရင်များများလောင်ကျွမ်းလိုက်ပြီဟုတ်ပြီလားဖယားကြိုက်သလားဖယားတာမကြိုက်တယ်ဖယားမကြိုက်တဲ့လို့လုပ်ပြီးတော့ဖယားကိုဝယ်တယ်ဖယားကိုလည်းကိုဝယ်တယ်နိဗ္ဗာန်လည်းလိုချင်တယ်ဖယားမကြိုက်တယ်အလုပ်လည်းလုပ်တယ်ဘာလို့ပေးရမလဲသိလေဖယားလည်းကိုဝယ်တယ်တရားလည်းလိုချင်တယ်နိဗ္ဗာန်လည်းလိုချင်တယ်ဖယားကအမှန်ရှိပါလို့ပြောကိုကအမှားကြီးပြုလို့ပြောဖယားဘာလို့ပေးရမှာလဲ
လုပ်ပြီးလို့ရပါမလားအဲ့တော့တရားဓမ္မတွေအခုဦးစင်းပြောတော့အပြေပေါ်မလာဘူးလားတရားဘယ်မှလိုက်ချာမှာမဟုတ်တောထဲမှာလည်းမဟုတ်တောင်ထဲမှာလည်းမဟုတ်ရိတ်တာမှတရားလားဓမ္မလည်းဟောတရားဆိုတာမပြဘူးလားခေါင်းဝသမီးတူထားလို့ရလားဘာလို့လဲရှည်ပြသည်ဟုတ်ပြီလားမဲနေတာမဲမပြဘူးလားအသက်ကြီးတဲ့ပုဂ္ဂိုလ်ဖြူမပြဘူးလားဘာပြတာလဲတရားကပြရုပ်တရားဟုတ်ပြီလားရုပ်တရားကသူ့သဘောသူဆောင်မပြဘူးလားသူ့သဘောသူဆောင်ပြတဲ့ထဲမှာအမေပါလားအမေမရှိတဲ့ဒီသပင်ကြီးကိုအမေလို့ဆိုတာမှားပြီဆိုပြီးတော့ဒိဋ္ဌိပြုတ်မသွားဘူးလားအမေမရှိရင်တဏှာဆိုတဲ့တောင်းစဉ်တောက်အောင်လားအဲ့တော့တဏှာပါချုပ်မသွားဘူးလားဒိဋ္ဌိနဲ့ရှင်တဲ့စိတ်တဏှာနဲ့ရှင်တဲ့စိတ်တွေဖြစ်အောင်မလားဖြစ်เสียမရှိရင်ဖြစ်အောင်မလားဖြစ်ပြဆုံးမသွားဘူးလားဘာစိတ်ကြံလဲဒိဋ္ဌိနဲ့အမေစိတ်အဖေစိတ်ရှိတဲ့စိတ်တန်ရောစဉ်စိတ်ရှိသေးလားအဲ့ဒီစိတ်တွေလိုက်တတ်လို့ချုပ်တာလားအမှန်မြင်လို့ချုပ်တာလားအကြောင်းတတ်လိုက်တာလားအကျိုးတတ်လိုက်တာလားအမြင်မှားတဲ့ဒိဋ္ဌိနဲ့တဏှာဆွဲရအာယုန်ကြီးကဂတိပါတုတ်ကြီးတို့အမေဟုတ်မဟုတ်ဖြီးကြီးတဲ့ဂတိပါတုတ်ကြီးဖြီးကြီးတော့အမေပေါ်လာလားဆံမင်ပေါ်လာလားဆံမင်မှာအမေရှိတာအဲ့တော့အမေဆိုတဲ့စိတ်ဖြစ်သေးလားဖြစ်ပြဆုံးမသွားဘူးလားဖြစ်ပြဆိုတော့အမေမရှိတောင်းစင်မရှိတောင်းစင်လောင်ကြောင်းမလားလောင်ကြောင်းမှုချုပ်ရင်ပါလေနိဗ္ဗာန်အမေမရှိတော့တန်ရောစင်နဲ့တဏှာကောက်အောင်မလားစိတ်နဲ့တဏှာလွတ်မသွားဘူးလားတဏှာလွတ်တာပါလေနိဗ္ဗာန်နိဗ္ဗာန်ဆိုတာတဏှာရှိတာအဲ့တော့တဏှာဤတဏှာနဲ့နိဗ္ဗာန်ကုလို့ရပါမလားနိဗ္ဗာန်ဆိုတာတတ္တကြီးမဟုတ်ဘူးနိဝါဏတဏှာမှလွတ်တာယောတတယောတနာအာတိတဝိဒါကနိယောရောသာကောပရိနိတကောမௌဒိအနာလယောမှတ်ထားနောဓမ္မစကြာဒေသနာအနိုင်မဲ့ယရနာစည်းတော်ကြီးတရားလည်းကျင့်နေကျင့်နေဆေးရလည်းတရားတရားကျင့်တာတရားကျင့်နေလူရင်းချုပ်ပြောရင်နိဗ္ဗာန်ဆိုတာတဲ့တဏှာမရှိဘူးတဲ့တဏှာမရှိတဲ့နိဗ္ဗာန်ကိုလိုချင်ရင်မိမိတို့စိတ်မှာကနေတဲ့တဏှာကိုစာကောဘာလို့ရမလဲစာကောဆိုတာဘာလဲသာကောဆိုတာအရှိရသားရသမီးမဟုတ်ဘူးစိန်တုံးနေဗရမများတို့နေမဟုတ်ဘူးစွန့်လွတ်လိုက်ပါဘာလို့ရမှာလဲခရပါခိုင်းတာလဲခမရတို့စွန့်လွတ်နိုင်ရင်လားအဲ့ဒါပဲတရားဒါပဲတတ်တတ်ကြီးမဟုတ်ဘူးကိုယ်အမှားဆွဲထားတာကိုအမှားမှန်ပြီးရင်အဲ့ဒီအမှားကိုကိမ့်မထားနဲ့တော့ဘာလို့ရမှာလဲစွန့်လွတ်လိုက်ပါမစွန့်လွတ်ရင်လွတ်ပါမလားအဲ့တော့ဒိဋ္ဌိဆွဲရှိတယ်ရင်လည်းဒိဋ္ဌိဆွဲကိုစွန့်လိုက်ပါတဏှာရှိတယ်ရင်ဘာလို့ရမလဲစာကောစွန့်လွတ်လိုက်ပါပဋိနိဒကောလွတ်အောင်ဆုံးပါမုတ်တိလွတ်အောင်နေပါစာကောစွန့်လွတ်ပါပဋိနိဒကောဝေးအောင်စွန့်ပါမုတ်တိလွတ်အောင်နေပါယောနာလောရာမုတ်တိအဲ့ဒါပါလေစိတ်နဲ့ဒိဋ္ဌိတဏှာရှိတာတွေကိုစွန့်အကုန်စွန့်ဘာမှမရှိအောင်အာတိတဝိဒါကနေတော့ဘာမှမရှိအောင်အကျွင်းမဲ့ကုန်အောင်စွန့်အဲ့ဒါနိဗ္ဗာန်နဲ့ရောက်ပြီးတော့နိဗ္ဗာန်လို့ကျွန်တော်တရားကျင့်တာမဟုတ်ဘူးလားနိဗ္ဗာန်ဟာအကြောင်းလားအကျိုးလားတဏှာလွတ်တဲ့အကြောင်းကြောင့်ရရှိတဲ့အကျိုးဟောပြီနော်တဏှာဒိဋ္ဌိကြောင့်လောင်ကျွမ်းနေနိဗ္ဗာန်လို့ခြင်းဘာလို့ရမှာလဲတဏှာနဲ့ဒိဋ္ဌိဆုံးတော့မယ်မဟုတ်ဘူးလားတဏှာနဲ့ဒိဋ္ဌိတတ်တတ်ကြီးဆုံးလို့ရမလားတဏှာဒိဋ္ဌိဖြစ်တဲ့အာယုဖြစ်တဲ့အမေကိုသွားပြီးတော့အမေလို့ထင်ထားတဲ့အာယုကြီးကိုသွားပြီးအမှန်ရှုလိုက်တယ်ခုနကတော့အမေလို့ထင်ထားတဲ့အာယုဂတိပါတုံးနဲ့တူတဲ့အမေကိုဖြီးကြည့်တာဒီဝိပဿနာပဲမဟုတ်လားအမှန်မြင်တာအဲ့တော့တဏှာဒိဋ္ဌိကပ်နေတဲ့စိတ်ကိုစွန့်ပါဆိုတော့ရမ်းဆုံးလို့ရပါမလားအဲ့တော့မှတိဒနာပရိညာညာတပရိညာဘာနာပရိညာတိဒနာပရိညာမိမိတို့ရဲ့အမေတို့ထင်တဲ့အာယုန်ကြီးကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့အတ္တမဟုတ်ကြောင်းနော်မမြဲကြောင်းအဲ့ဒီလိုပိုင်းခြားပြီးတော့ရှုနေတာအမေဟုတ်လားအမေမဟုတ်ဘူးလားမြဲသလားမမြဲဘူးလားချမ်းသာလားမချမ်းသာဘူးလားလူတွေကမြဲတယ်ချမ်းသာတယ်အတ္တပဲလို့ဆွဲမထားဘူးလားအဲ့လိုဆွဲထားတဲ့အာယုန်ဖြစ်တဲ့အဲ့ဒီအမေဆိုတဲ့ခန္ဓာကိုရှိတော့တကယ်လည်းပိုင်းပိုင်းခြားခြားရှိနေတော့အနတ္တအနိစ္စဒုက္ခဆိုပေါ်မလာဘူးလားပေါ်လာတယ်အဲ့ဒါဒီနဲ့ပါဟနာညာတပရိညာညာနဲ့သုံးတတ်တယ်ဩအရင်တော့ငါပဲထင်တယ်အမေပဲထင်တယ်ယောက်ျားမိန်းမထင်တာတွေမှားပါရောလားဓာတ်လေးပါးရဲ့အရှိသဘောယုတ်တရားကြီးကြောင်းလဲခြင်းဖောက်ပြန်တဲ့သဘောအဲ့လိုညာနဲ့အပြားအပြည့်သိလာတယ်ပါဏပေရိညာအဲ့ဒီတော့မှစိတ်ထဲမှာပြင်းနေတဲ့ဒိဋ္ဌိတို့ဒေါသတို့ဆုံးလွန်သွားတယ်ဟုတ်ပြီလားဆုံးလွန်သွားတော့အမေမရှိရင်သံယောဇဉ်တွေ့ရရှိသေးလားလောင်ပြည့်ရှာရှိသေးလားသိတော့လဲငိုရှာရှိသေးလားမိငိမ့်မသွားဘူးလားနိဗ္ဗာန်ဟုတ်ပြီလားအဲ့တော့မြင်တဲ့ဘဝပြိဿသဘောလဲသေးလား
မလဲတော့မြင်မြင်ကရပ်မသွားဘူးလားရသွားတယ်မြင်တာကဓမ္မအတိုင်းရုပ်အတိုင်းဓာတ်အတိုင်းသိတော့မရှိတဲ့မိမယောက်ျားအဖေမေတို့သွားပြီးစွဲတဲ့စိတ်ရှိသေးလားရပ်မသွားဘူးလားအဲ့ဒါမြင်မြင်ကရပ်နေပြီဘာရတာလဲပြိဿသုံးပါးရပ်နေပြီစိတ်နဲ့တဏမာနတတိလွတ်ပြီးသောကပြီးတော့ပြီးငြိမ့်ပြီနေဘူးတော့ငြိမ့်သွားပြီဒါတတ္တတရားဆိုတာဆရာကြီးသွားယူရမှာလားပညာယူရမှာလားဘယ်လိုရှုရမလဲလို့ပညာယူပြီးတော့ကိုယ်ခန္ဓာကိုပြန်ရှုတာခန္ဓာကတရားပဲကိုယ်ထင်မှားကြတဲ့ဂရိပါတို့ကြီးပဲလူတို့ယောက်ျားတို့မိန်းမတို့ကြီးအထင်လွဲမနေဘူးလားအခုလည်းအမေပဲရှိတယ်လို့အထင်လွဲမနေဘူးလားအထင်လွဲပြီးအပြင်မှန်းကြည့်ပြီးတော့အမေရှိတယ်ဆိုပြီးဂရိပါတို့ကြီးနှလုံးသွင်းသလိုလူချင်းတတ်မဲ့တဲ့တဏှာတွေဖြစ်လာတာအခုတော့အပြင်မှန်းကိုမကြည့်တော့ဘဲအတွင်ပေါက်သွင်းပြီးတော့အတွင်ဂရိပါတို့တွေကရှိတာတွေဖုံးကြည့်သလိုအမေလို့ထင်တဲ့ခန္ဓာအင်းကြီးအတွင်းသဘောကိုအကုန်လုံးဖုံးကြည့်လိုက်တဲ့အခါကျတော့အဲ့ဒါအရေးပြားတွေကအမေမဟုတ်တာယာစရာရှိသေးလားတာယာစရာမရှိတက်နေမှုကမ်းကြည့်မှုရှိသေးလားဩဆွဲလမ်းမှုရှိပါမလားဩချိတ်ထုံငင်းသွားပြီဓာတ်တတ်ဖို့လို့သလားအဲ့တော့ရုပ်ကောစိတ်ကောဝေဒနာကောဓမ္မကောတခါလေးလေးခုပါမသွားဘူးလားအာသီကံ၄ပါးတခါလေးပါသွားတာရုပ်ကိုမပါဘဲနဲ့စိတ်ကိုတတ်တတ်ရှုပါမယ်ဆိုတော့စိတ်ကရုပ်ကင်းပြီးဖြစ်လို့ရပါမလားရုပ်ကင်းပြီးဖြစ်မလာတဲ့ဒီစိတ်အကျိုးစိတ်ကြီးကိုနောက်စိတ်တဲ့အသိလိုက်တာလို့မရပါဘူးဟုတ်ပြီလားအဲ့တော့မှအရင်ချုပ်ပြောမှဆိုရင်အုတ်ခုံတွေအယိုးတွေနံယိုးတွေလက်စစ်တွေပေါင်ယိုးတွေခါယိုးတွေအယိုးတွေမရှိဘူးလားအယိုးဆိုတာဘာတတ်လဲထုံခဲကြီးကြောက်ခဲကြီးအမေလားထုံခဲကြီးလားထုံခဲကြီးကြောက်ခဲကြီးကအမေလားထုံခဲကိုထုံခဲမှကြောက်ခဲကိုကြောက်ခဲမှရုပ်သက်မှပုဂ္ဂိုလ်တ attva အသက်လက်ပြမရှိမှသိခဲ့ရင်ထိုအယိုးတိုင်ထူပြီးထားတဲ့ထိုခန္ဓာအင်းကြီးကိုအမေပဲလို့စွဲအောင်မလားမစွဲရင်တန်ရုံးစကားလို့ရသေးလားအဲ့တော့ဒိဋ္ဌိနဲ့တန်ရုံးတွေပြုတ်မသွားပြန်ဘူးလားအော်လောင်ကျွမ်းမှုတွေမိစက်တဲ့ချုပ်သွားပြီအဲ့ဒါနိဗ္ဗာန်ပဲဟုတ်ပြီလားပြိဿသဘောရပ်ပါနဲ့မိသိမသွားဘူးလားမြင်တဲ့အာယုံဘောကနေမြင်တဲ့အစဉ်ဝေဒနာတွေတဏှာဒိဋ္ဌိကသေးလားပြိဿသဘောရပ်မသွားဘူးလားထွက်သွားပြီရပ်လဲရတယ်ထွက်လဲဝတ်တယ်မြင်ကလည်းရပ်နေတယ်ဟုတ်ပြီလားအဲ့တော့တရားရှုတဲ့ဆိုတဲ့လမ်းကြောင်းနဲ့တရားအမှန်တွေ့ပုံနဲ့ကျင့်ရပွားမှနဲ့ပေါ်မလာဘူးလားအဲ့ဒါအိမ်မာနေရှုလို့မရဘူးလားအေးအဲ့ဒါအခုအိမ်မာနေရင်လည်းလူတိုင်းရှုနိုင်အောင်ဝိပဿနာလမ်းကြောင်းဟာသူတစ်မျိုးငါတစ်မျိုးမဟုတ်ဘဲနဲ့ဒီအာယုံကိုပြဿနာတဲ့အမြင်မှလို့သတ္တဗာမိတောက်လို့တဏှာဝိဒီတဏှာဒိဋ္ဌိကရအာရိအာယုံကြီးကိုပြန်ဖြည်ကြည့်အောင်မှတပါအခြားဘာမှလည်းမရှိပါဘူးသူနည်းငါနည်းလို့တင်ပြကြရှိသေးလားတင်ပြကြမရှိငင်းကြရှိသေးလားအဲ့ဒါတရားကျင့်ရင်လောကကြီးလည်းငြိမ်းသွားပြီဥပမာလူတယောက်က9နှစ်သားကလေးကိုကျောင်းလာထားတဲ့ဦးဇင်းအကြောင်းကြီးဆိုတော့ဆရာကျွန်တော်တို့ဒီကျောင်းအပြင်အထက်တန်းကျောင်းဆိုတော့ကျွန်တော်သားလေးအထက်တန်းစာသင်ပေးပါလို့ပြောရင်ဦးဇင်းကလက်ခံပါမလားအထက်တန်းတော့မသင်နိုင်ဘူးကငါ3ညကာယိကဝေဒနာငါပို့ချမယ်ဟာကျွန်တော်ဒီမှာမကြိုက်ဘူးဒီပြကျောင်းသွားမယ်ဆိုဒီပြကျောင်းသွားတော့ကိုရန်ဆရာတင်ပေးပါမလားဆရာမှရင်ကာယိကဝေဒနာပဲပို့ပေးပါပဲကြော်တက်လို့ရပါမလားအခုကတက်ချင်တက်လို့ရတယ်လာတဲ့အနိစ္စဒုက္ခအနတ္တဘာညောဘာမှမသိဘူးဟုတ်ဘာဖြစ်လို့ဒီလိုလုပ်နေမှလည်းမသိဘယ်အကျိုးပြောပြီးဘာလို့နေမှမသိပြီးတော့တို့ဟာတက်တာတယ်တို့ဟာကျန်တယ်တို့ဟာမှန်တယ်ငါတို့ဆရာတော်လည်းရှောက်လို့တာပဲအဲ့ဒီလိုလုပ်အောင်မဟုတ်ကိုကြီးကိုချိုးရမှာကိုအမားတွေကိုမြင်တာကိုဆွဲတွေကိုဖြုတ်မှတပါသူမြတ်ပြန်ရှာလို့သေးလားအဲ့တော့ပြန်ဆိုင်နေတဲ့ဝိပဿနာဖြစ်ပါမလားအဲ့ဒါတော့သတိထားကြဖို့ပါပဲဟုတ်ပြီနော်ကိုဘာသာကိုသာသနာအမှန်တရားပေါ်ဖို့လိုတယ်မိမိတို့လည်းမိမိတို့ကြောင့်သာသနာမကျုံးဝင်ဖို့အယုဘောအရွယ်မဖုံးဖို့ဟလာဆီယာမနိဗ္ဗာန်နဲ့မိမိတို့ရဲ့ကျင့်စဉ်မှန်ဖို့ကိုငြိမ်းချမ်းဖို့မလိုဘူးလားဥစဉ်အတွက်ဥစဉ်အားတာကတော့ဖြည့်ရှင်းနဲ့ဟလာဝိပဿနာတရားအားထုတ်နည်းတွေနဲ့လမ်းကြောင်းကြီးဖြည့်ရှင်းသွားမယ်အဲ့ဒါဆိုအယုဆိုတာထုံးတတ်ကြောက်တတ်အဲ့ဒီအမေဆိုတဲ့ခန္ဓာထဲမှာသွားတွေမပါဘူးလားသွားတွေကပါလေကြောက်ခဲထုံးနေပဲကြောက်ခဲတွေမဟုတ်လားကြောက်ခဲကိုကြောက်ခဲလို့သိရင်အမေကြီးလို့ခေါ်အောင်မလားအမေစင်းထဲမှာကြောက်ခဲပါလားအဲ့တော့ကြောက်ခဲရကြောက်ခဲပေါ့အမေမပါအမေမရှိတဲ့ဒုကြောက်ခဲလေးကိုအမေတို့သွားဆိုတာမှားပြီးတော့အမှန်မြင်မသွားဘူးလားအမှန်မြင်အမှားသိကောက်အောင်မလားတည်ငါတော့မကောက်ဘူးပေါ့အမြင်မကချင်းဘာလို့ရမလဲပွားခဏရှုနေတာကိုပွားနေတယ်လို့ခေါ်တဲ့မဲ့ဆိုတာပွားတာမဲ့ဆိုတာပေတာအမှန်မြင်တော့အမှားကိုပယ်မသွားဘူးလားအဲ့ဒါကိုမဲ့ပဲအမှန်အယိုးစုတော့ကြောက်ခဲကြီးမြင်တော့အမှန်မရှိတဲ့အမေဆိုတဲ့ဒိဋ္ဌိဆိုရင်ပယ်မသွားဘူးလားအမြဲပယ်သလားခဏပဲပယ်သလားအမြဲပယ်ခြင်းဘာလို့ရမလဲခဏရှုဟုတ်ပြီလားအခုခေတ်ကမဟုတ်အခုရှုပြီးနောက်ထပ်ဘာလို့ရမလဲနောက်ထပ်ဘယ်တင်ကမြင်တက်ရှင်နေတဲ့ခေတ်
ဂျုံပြန်ခဲ့ဆရာဒီလိုရှုပြီးနောက်ဘယ်လိုရှုအောင်မလဲလားဒါပဲပွားပါအောင်ဆိုမဟုတ်ဘူးနောက်ထပ်လူတွေလေဟုတ်ပြီလားဒီခေတ်ကရက်ခေတ်သိမ့်မှန်ခေတ်ဆိုမြန်မြန်တက်ချင်တာဟုတ်ပြီလားတရားဆိုတာမြန်မြန်တက်ချင်တယ်ဆိုတာဒါပြီးဘာလို့ရမလဲသိပြီးရောနဲ့မရဘူးဥပမာလူတယောက်ကစဘာရိပ်ပဲတေကဟာကျွန်တော်တို့စဘာရိပ်မယ်ဆိုဒဇင်းနဲ့သွားပြီးတော့ရိတ်တယ်တဆုပ်ရိတ်ပြီးတာရိတ်မပြီးသွားဘူးလားအကုန်ပြီးပြီလားမပြီးသေးတာလည်းမသိဘူးလားသိရင်ဘာလို့ရမလဲစိတ်ရိတ်စရာမရှိတော့မသိဘူးလားသူများမင်းကိုလိုသေးလားကိုเจ้าလိုသေးပဲကိုမားတာကိုအမှန်ထင်ပြီးတော့အမှန်ကိုအမှားထင်နေတာကြီးကိုအခုတော့အမှန်ကိုအမှန်တိုင်းသိတဲ့အခါကျတော့အမှန်ကိုအမှားပြည့်မဲ့စိတ်ကိုပျောက်သွားအောင်မိမိပွားတာပွားတော့တခါတခါမပျောက်သိထားတာပေါ်မလာဘူးလားမသိဘူးလားကိုသိတာပဲဟုတ်ပြီလားကိုကျွေးကိုကြံတဲ့စိတ်ကြီးပေါ်မလာဘူးလားပေါ်ရင်ချပွားပါများတဲ့အခါကျတော့နောက်တော့ထဆွဲတဲ့စိတ်ပေါ်လာအောင်လားမပေါ်လာရင်နောက်တော့ပွားဖို့လိုသေးလားဩငါပြီးသွားပြီဒီနေရာမှာဒါလို့ပြီးသွားပြီဆိုသူများမင်းကိုလိုသေးလားကိုငန်းကိုရိပ်ပြီးသွားမှာ तू ကဘာမရပြီငါဗနေမြင်ရပြီငါကစကားမောင်းနဲ့6ဖြစ်နေရောပြဿနာဟုတ်ပြီလားအလုံးမလုံးပဲနဲ့ကိုယ့်အကူမပွားပဲနဲ့ကိုကြီးကိုမချုပ်ပဲနဲ့ကိုအောင်မထုတ်ပဲနဲ့ပြန်ရဆိုင်ရတဲ့လောကသာသနာမှာတော်တော်ဖောင်းပွားနေပြီအခုလို့ရှိရင်ကြာထိုင်ဖို့လို့တရားထိုင်ဖို့မလို့နာပြီးတော့ထိုင်တာတရားမဟုတ်ဘူးဖြစ်လာပြီထိုင်တဲ့အဆင့်ဖြုတ်ပြီးကျင့်တဲ့အဆင့်ဖြုတ်ပြီးပထမကျမ်းသာကျုပ်တယ်နောက်ထိုင်တာကျုပ်တယ်အခုအဲ့ဒါဘယ်လိုဖြစ်လာလဲနာတာကျုပ်တယ်နောက်နာကြဘယ်လိုဖြစ်လဲအောင်ဖွတ်ဆိုရလိုက်မယ်ဟုတ်ပြီလားတပြေးပြေးနဲ့သာသနာရုပ်တွလာပြီအဲ့ဒါဘယ်လိုလောက်တာလဲသာသနာပြုတဲ့ပုဂ္ဂိုလ်တွေပဲလောက်ကြတာပါပဲအဲ့တော့ဒကာဓမ္မတွေအခုတရားထိုင်နိုင်တဲ့ကိုယ်အမေလိုအာယုံကြည့်လိုက်တော့သွားဆိုတော့ကြောက်ခဲကြည့်ပြီးတော့ကြောက်ခဲပြီးတော့အမေဆွဲရှိသေးလားတာယုံစီဒိဋ္ဌိတဏှာလောဘရှိဦးမလားအဲ့သွားကြီးကျွတ်သွားတော့ငိုကြလွမ်းကြတာရှိသေးလားဟောသွားကျွတ်တော့ရမှာမဟုတ်ဘူးနဲ့သေမငိုတယ်ဆိုတာအယူထားတာပဲအမှန်မြင်မြင်တဲ့ပုဂ္ဂိုလ်ကအယူထားပြီးလောင်သွမ်းနေမှာပဲဟုတ်ပြီလားအဲ့လိုဆိုရင်ဒကာဓမ္မတွေအခုအမေတို့အောင်ပြုတဲ့အချိန်မှာအဲ့ဒီအမေဟာထိုင်နေနဲ့နှလုံးအိမ်ကထုံနဲ့ပန်းပြီးတော့ညှစ်ထုတ်နေတဲ့စက်မောင်းနေတဲ့အလုံးတုံလူလုံးနေသလိုသွေးတွေလက်ပတ်တဲ့လို့မလုပ်ဘူးလားအမေလုံးနေတာသူ့ဘောက်လုံးလားသူ့ဘောက်သူလုံးနေတဲ့သူ့သဘောကိုအမေပဲလို့ဆွဲလို့မှန်ပါမလားနှလုံးသားကြီးကအမေလားနှလုံးသားကြီးကအသားတော်ကြီးကိုအသားတော်ကြီးကအမေဖြစ်ပါမလားအမေမဖြစ်တဲ့သူအသားဆိုင်အသားကလေးကြီးကိုယုတ်တရားကြီးကိုအမေတို့ဆွဲတာမားပြီဆိုပြီးတော့အမားကိုပဲပြီးတော့အမှန်ရှိတဲ့ကာမတတ္တိကြောင့်ကာမတ္တိအလုပ်ကိုသူ့လည်းပတ်ဖို့တဲ့ကံသူရောက်ထားတဲ့နှလုံးအိမ်ကြီးကသူ့လို့သူ့လုံးနေပါလားငါလုံးတာမဟုတ်သူလုံးတာမဟုတ်ကာမတတ္တိသူ့လို့သူလုံးနေပါလားယောဂီတို့လည်းတရားထိုင်တာနေရင်းနဲ့နှလုံးအိမ်ကတထုပ်နဲ့လဲပတ်မနေဘူးလားတရားနာရတာတကူသီမာကြောက်လို့သူ့လည်းပေါ့လုံးနေရတမျိုးလို့ပါလားအဲ့တော့လဲပတ်ပြီးတဲ့လှုပ်ရှားနေတဲ့တကြွေညစ်နေတဲ့ထိုးနှလုံးအိမ်လေးကိုငါပဲငါကိုပဲအသက်ရှင်နေတာငါပဲလို့စွဲရင်မှန်မလားမမှန်တော့မမှန်တာသိသွားတာအမှန်ပဲပေါ့သမာဓိတိမိစ္ဆာဒိဋ္ဌိပြုတ်ဝင်သွားဘူးလားသမာဓိတိရောက်သွားသမာဓိတိရောက်သမာသင်္ကပ္ပကသုံးတယ်လေဩသူမဟုတ်ငါမဟုတ်ငါလောက်တာမဟုတ်အသက်ရှင်ငါမဟုတ်နှလုံးအိမ်တထုပ်လုံးနေတာငါလောက်တာမဟုတ်ဆိုသုံးသနေတာဟုတ်ပြီလားအဲ့လိုသုံးသနေတာကသမာသင်္ကပ္ပအားလုံးပေါင်းမဲငါစစ်ငါးချက်ရမှသွားဘူးလားအဲ့နှလုံးအိမ်တရားကိုသတိလေးထားကသမာသတိကိုမအားရမနာတဝါယမစိတ်ချတာသမာဝေမတဖြောင်းနဲ့ယုတ်တရားတွေပေါ်မှာစိတ်ကလေးတည်နေတာသမာသမာဓိဆိုကရကမခင်ငါးပါးရမှသွားဘူးလားအဲ့ဒီကရမကမငါးပါးနဲ့ဝိပဿနာအမှန်တရားတွေရှုတဲ့အလုံးလုံးနေတာသမာကမ္မန္တအဲ့လိုကိလေသာကင်းတဲ့အပြည့်ကင်းတဲ့ဝိပဿနာအားထုတ်ပြီးတော့စိတ်ကလေးကိုမွေးပြီးတာသမာအာဇီဝအရင်တော့ငါအမှန်လို့အထင်ခဲ့တာအမေလို့ထင်ခဲ့တာငါလို့ထင်ခဲ့တာမှားပြီလို့စိတ်ကလေးနဲ့မပြောဘူးလားသမာအာဇီဝဆိုတော့မဂ္ဂင်ဘယ်နှပါးရပါလဲ၈ပါးအဲ့ဒီစိတ်ကလေးမက်တီးမသွားဘူးလားအဲ့မဂ္ဂင်၈ပါးနဲ့တည်တဲ့စိတ်ကိုဘာစိတ်ခေါ်မလဲမက်စိတ်နဲ့တည်တဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်ခေါ်မလဲမရတဲ့ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်ခေါ်မလဲသောတာပန်မြတ်စွာဘုရားကခြေသားသာရိပုတ္တရာသောတာပန်နဲ့ပြောကြတယ်တဲ့သောတာဆိုတာပါလေမာနပါဗျာတဲ့သောတာဆိုတာမဂ္ဂင်၈ပါးကိုပြောပါတယ်ဗျာသမ္မာနာကတော့ပြည့်စုံတာမဂ္ဂင်၈ပါးနဲ့ပြည့်စုံတာကိုသောတာပန်ပုဂ္ဂိုလ်တို့ခေါ်ပါတယ်ဆိုတော့ယောဂီတို့သဘင်လို့ပြီးငါမရှိသူမရှိပုဂ္ဂိုလ်သတ္တဝါမရှိပါလားလို့အမှန်ကိုအမှန်တိုင်းမြင်ပြီးတော့နေတဲ့စိတ်ကလေးတည်ငါပြီးမစိတ်ကြီးမသွားဘူးလားတည်ငါသောတာပန်ပဲရှိုက်တဲ့ဆရာလျှောက်ပြောညင်းလို့ရပါမလားအမြဲသောတာပန်ဖြစ်ပြီလားတည်ငါအမှန်မြင်တော့တပင်ကအမှားမပယ်ဘူးလားအဲ့ဒါမဲ့ပဲပေါ့မဲ့ရှိလို့ပယ်တာပေါ့ဒါရှိလို့ဟုတ်တာပေါ့ဟုတ်ပြီလားဒါပေမဲ့ကိုလိုရာခီးပန်းနိုင်လို့ရောက်ပြီလားမရောက်သေးဆက်ပွားပေါ့ဟုတ်ပြီလားအဲ့လိုဆိုရင်အုံနောင်နဲ့အသေးတွေအဆုပ်တွေ
အစာအိမ်နဲ့စာစစ်တွေစာအောင်ကြောက်ကတွေသွေးကြောတွေအကျော်တွေအောင်မရှိဘူးလားဘာလို့လောက်ထားတာလဲအမေဖေကဖန်တီးထားတာအမိပရိသန်လူထဲမှာငါလူပြည့်အောင်အုံနောက်တွေရှိမှမျက်လုံးတွေရှိမှနှာခေါင်းတွေပါးစပ်တွေရှိမှရှာရှိမှအကျော်တွေအသားတွေရှိမှငါခန္ဓာငါဆောက်ပြီးတော့ငါအပြင်ထွက်မယ်ဆိုပြီးလာခဲ့တာပါလားအမေဖေကငါထဲကဘာလေးမှမသိရလေမျက်လုံးတောက်မှနားတောက်မှသွားတောက်မှဥတောက်မှနှလုံးတောက်မှအယိုးတွေနံရုပ်ကိုယ်ရုံးမယ်လို့ပါလားလူတိုင်းဘယ်လိုလုပ်တာဘယ်လိုပိုင်လဲဒါခင်ဗျားတို့ကပိုင်ရှင်မဲ့လေးတွေပြင်တာပိုင်နေလို့ရှိတာမရှိအိမ်ကြတော့ငါပိုင်နေသူပဲဘုန်းကြီးရှိပါတော့ဘူးမှမပိုင်ဟောလားပိုင်ရလားမပိုင်ဘူးမပိုင်တာမပိုင်တဲ့ကြံတာတော့လောကတော့ကောင်းမှာဘုန်းကြီးတော့မပိုင်ဘူးမပိုင်တာကိုမပိုင်တာမှသိပြီးတော့ပေါင်းမပေါင်းတော့မပေါင်းဘူးလားအသိနဲ့ပေါင်းဟုတ်ပြီလားပေါင်းတာကတော့မလွန်ဆန်နေပြီမပိန်နိုင်သေးရင်ပေါင်းနေပါပေါင်းရင်းနဲ့မနစ်ပါစီနဲ့ပေါ်တော့ပြီးတော့ပွားပါမက်ကူးနေပါမက်စိနေနေပါရှေ့စိကလည်းအမှန်မြင်တဲ့စိတ်ကလေးနောက်စိကလည်းအမှန်မြင်တဲ့စိတ်နောက်စိကလည်းအမှန်မြင်တဲ့စိတ်ဆိုတော့စိတ်တိုင်းမှာဘာကူးသွားပြီလဲမက်ကူးမသွားဘူးလားရှေ့ကလည်းဒိဋ္ဌိပြုတ်တဲ့စိတ်အမှန်မြင်တဲ့စိတ်နောက်ကလည်းဒိဋ္ဌိပြုတ်တဲ့စိတ်အမှန်ယူတဲ့စိတ်ဆိုစိတ်စဉ်မှာမက်စိပြုတ်တော့မက်ကူးနေပြီမက်ကတခါနာခါနဲ့ကူးလို့ရပါမလားကုန်းအောင်ကူးရောက်အောင်ကူးဆုံးအောင်ကူးဟုတ်ပြီလားအဲ့ဒါကကိုယ်လုံးတရားရှာတတ်မသွားဘူးလားအိမ်မှာနေရောရှာလို့မရဘူးလားဩဓမ္မယုံထဲမှာမလားဩဘယ်ဓမ္မယုံလဲဆိုတော့ပြောင်းသွားဟုတ်ပြီလားဘာပြောင်းလဲဓမ္မရှိတဲ့အာယုံရှိနေတာဓမ္မယုံပဲမဟုတ်ဘူးလားဓမ္မယုံကဘာမှလဲခန္ဓာယုံရဲ့ဟုတ်ပြီလားနော်အဲ့တော့ဟာတာကခန္ဓာဓမ္မယုံဟုတ်ပြီနော်ဓမ္မတွေရှိတဲ့အာယုံအဲ့ဓမ္မယုံမှာတရားရှုပါဟုတ်ပြီလားဓမ္မယုံမှာရှုဓမ္မယုံမှာတရားရှုတရားတွေတွေ့မသွားဘူးလားတွေ့သွားကိုယ့်ဘာကိုပွားပေါ့ပွားတိုင်းဒီခန္ဓာကြီးပါမလာဘူးလားဩတရားရှာတယ်ဆိုတဲ့အမြိုက်ဆေးကြီးကအပြင်ရှားသည်လည်းစောင့်ကြမလို့ဘူးအတိုးပေးကြလည်းမလို့ဘူးလို့သေးလားအောက်ကြနောက်ကြခံရှာဖို့လို့သေးလားအရင်ကြီးထည့်ဖို့လို့သေးလားအဲ့ဒီလောက်လွယ်လွယ်နဲ့တော့ရပြီးတော့အလွန်သောကပရိဒီဝမိကိုငြိမ်းနေတဲ့ဒီတရားအဲ့တော့ဒကာဓမ္မတွေဦးစင်းကတော့မြတ်စွာဘုရား၏သားတော်ဖြစ်ကိုစားပြီးသာသနာမူကြီးပေးခဲ့ပြီမပေးခဲ့ဘူးလားလောက်တော့ကိုယ်တော်ဝင်မယ်ဟုတ်ပြီလားလောကီတို့ယောဂီတို့အဖြစ်ကရုံလုံးပြီးသာသနာပေါင်းတက်ပြီးတော့နော်တမက်နမက်သုံးမက်တိရောက်အောင်ရှင်းနိုင်ရလားမရှင်းနိုင်ဘူးဟုတ်ပြီတော့မရှင်းနိုင်တော့ကာမနုံဘောတဲ့နေမနေဘူးလားဒီတိုင်းပဲအနိခံတော့မှာလားမေးပြီဟုတ်ပြီနော်အနစ်မခံရင်ဘာလို့ရမှာလဲပွားထားဖို့ပွားတဲ့ဆိုတာပေါ်ထုတ်နေတာအဲ့တော့ဘာလဲဆိုလို့ချင်းစာကောအမားတွေကိုအမားတွေသိပြီးတော့ဆုံးလို့လိုက်ပါအမှန်လို့ပြန်မစွန့်ပါနဲ့တော့နော်မလုပ်တဲ့အလုပ်ကိုသွားမလုပ်ပါနဲ့လုပ်တဲ့လည်းကိုလုပ်ပါတော့ခက်သလားမခက်ဘူးနော်အဲ့လိုဆိုရင်32ပရတကမ္မဋ္ဌာန်းကိုကြည့်လိုက်တဲ့အခါကျအမေစင်းလက်ချလို့တွေ့သေးလားမတွေ့ဘူးလက်သေးတွေရောအမေလားလက်သေးညက်သွားတော့လွန့်ပြစ်လို့ခိုင်းလားသိမ့်တာလို့ခိုင်းလားလက်သေးညက်ပြီးလွန့်ပြီးတော့အမလေးအမေရဲလို့ငိုသေးလားအဲ့ဒီလိုတာရုပ်ကြီးတစ်ခုလုံးကိုလက်သေးလို့ဆံမင်းလို့အဲ့လိုသိပြီးတော့မြန်သိလို့လွန့်ပြစ်လိုက်ရင်ငိုမလားဆိုင်ဘာခက်လို့လဲဟုတ်ပြီလားငိုတာကောင်းသလားလောင်ကျွမ်းပူဆွေးနေရတယ်လို့ကောင်းကျိုးမရှိဆိုးကျိုးရှိတယ်ဆိုးကျိုးရှိတဲ့ဒီလောက်ကမကောင်းပါဘူးဆိုလို့ချင်းဒုဒကာဓမ္မတွေမသိခင်တည်းကကြိုးရင်ပြင်ဆင်တတ်ပါဒီနေ့မှတ်တိုင်ကြလို့ချင်းတော့လမ်းခွဲရပါလိမ့်မယ်ဟုတ်ပြီလားခါဒီခန္ဓာကြီးကသိမဲ့ပတ်တိုင်ကြီးသွားမလားဟုတ်လားအေးလောကမှာဒီကားလေးရှိတယ်စပယ်ယာကမှတ်တိုင်ပါတယ်လို့ပြောတာဒရိုင်ဘာကမောင်းသွားပြီးတော့မှတ်တိုင်မရောက်ခင်ကြိုးတင်ဗရိမဟုတ်ခွင့်နဲ့မှတ်တိုင်ကြမှာဝုန်းစုအုပ်လို့ရပါမလားအကောင်လုံးကျုံးမြန်သွားလိမ့်ဒုဒကာဓမ္မတွေဒီနေ့နော်အားလုံးဟာသေကြမယ်မသာလောင်းနေဖြစ်ပါတယ်ခွဲကြမယ်ပုံစံဖြစ်ပါတယ်ဟုတ်ပြီလားခွဲရမယ်ခွဲကြမယ်သေကြမယ်ဆိုတော့ဂျူရင်သိပါလိမ့်နဲ့သေမဲ့မှတ်တိုင်မရောက်ခင်ဂျူရင်ပြီးတော့မပွားထားခဲ့လို့ရှိရင်သေကံဒီမှာပြိဟုတ်လို့ရပါတော့မလားငိုကြလိမ့်မယ်ယေရှုငိုကြလိမ့်မယ်ဟုတ်ပြီနော်ငိုတော့ပြန်ရှင်ပါမလားအဲ့တော့သေတော်တဲ့ပုဂ္ဂိုလ်ကဘာလို့သေသွားတာလဲအဲ့ဒါခံလို့ကံကုန်လို့မသေးပါဘူးလားကံကုန်တာငါကုန်တာလားကံကုန်တာလားကံငါလားငါမဟုတ်တဲ့ကံကုန်တာကိုငါသိတယ်ပြောလို့ရပါမလားငါကောင်ကဖာနိတတ်ပဲဆိုငါ့ကောင်ကမသိနဲ့ပေါ့လူပြည့်အောင်တာဖာနိနိုင်မယ်ဆိုရင်မအိုအောင်မနာအောင်ဖာနိနိုင်ရမှာပေါ့အခုဖာနိလို့ရလားဩငါမဟုတ်ပဲငါမဖာနိပဲနဲ့ဖြစ်လာတဲ့ဒီဓမ္မယုတ်ကိုငါပဲငါကိုပဲဆိုတာဘလို့မှဆိုလို့မရပါလားအခုတော့ငရာနဲ့ကြီးတာတွေပြောင်းလဲခြင်းသဘောတရားတွေမပြောင်းအောင်
ဖန်တီးလို့ရရဲ့လားမရတာကိုအတင်းအဓမ္မရတယ်ဆိုကြမဆွဲပါနဲ့ဩဘာဖြစ်လဲငါမလုပ်ထားတဲ့ဒီယုတ်တရားပြုမိတတ်တဲ့ဓမ္မတရားကြီးဖြစ်ရမှာပြရမှာချုပ်လာတဲ့ဓမ္မဆောင်တတ်တဲ့သူသဘောကိုငါလို့ဆိုတာမှားပြီးငါအမေငါဘေဆိုတာမှားပြီးလို့အဲ့ဒီစိတ်ကလေးနဲ့နေလို့ရှိရင်ခင်ဗျားတို့တခါပွားများရင်ပြည်တန်တဲ့ဗရမများတစ်လုံးထည့်လိုက်ပြီနောက်တစ်ခါပွားများရင်ပြည်တန်တဲ့ဗရမများအဲ့ဒီဓမ္မယတနာကြီးနှလုံးသားထဲမှာထည့်သွားတာကိုလူတွေကမမြင်ဘူးဟောစိတ်ကြီးကြည့်နေတာနဂကြီးတဝင်းဝင်းလှမ်းမြင်နေတာအယောင်တဝင်းဝင်းနဲ့အစဉ်ပြိုးနဲ့ဝတ်တာပဲလှမ်းကြည့်ပြီးမနေရဘူးလားအဲ့ဒါပါလေကာမဂုဏ်ယူစည်းပြီးတော့ကာမနောင်နဲ့လောက်နေတာဖျားကြိုက်သလားဟောခိနောကာမောပုရုသတိကောဒုမိပိအာနာပပိဇဏသုမိတဘာကတမေတွေရောစာယံကာမေတုကာမတုကလိကနေရောကာမတုကလိကကာမေတုကာမဝိထုတွေအဲ့ဒီရှင်ခွင်ကြောက်တံဗရမများတွေကကာမဂုဏ်တရားတွေရဲ့အဲ့ဒီကာမဂုဏ်တရားတွေအောင်ဖောက်ဆိုရရလားလောဘဒေါသမောဟနဲ့မရင်ရဘူးလားအဲ့တော့ပြစ္ဆုတ်ပန်တော့ကာမဂုဏ်ခံစားပြီးလောဘဒေါသနဲ့ပြန်ရင်ပြီးငရဲလိစ္ဆာပိဋ္ဌာပြန်ရတာတဲ့အဲ့ဒီငရဲလိစ္ဆာပိဋ္ဌာရတော့အဲ့ဒီအထုပ်ကြီးအကောင်းကြီးပြီးလားဆိုလို့ပြီးလားတွေးတွေဟိုဆွေးတွေဟိုတွက်ဒီတွက်ဟိုကြည့်ဒီဟိုဖတ်ဒီကဟိုသွားဒီကဒါပဲလုပ်ချင်တယ်လူဘဝနှခါပြန်မရနိုင်ဘူးဟုတ်ပြီနော်မြတ်စွာဘုရားဗမာဖြစ်နေလူကြီးမှမပွင့်ဘူးလားနတ်ချမ်းသာတယ်ဆိုနတ်ပြည်သွားပွင့်လားနတ်ခန္ဓာနဲ့ကြားတိဆောက်လို့မရဘူးသဗ္ဗညုတအနိုင်နဲ့တကိုးတော်ကြီးပညာရှင်ရဲ့အစွမ်းတတ္တိတွေကိုတိဆောက်နိုင်တဲ့ခန္ဓာကနတ်ခန္ဓာလားလူခန္ဓာလားအဲ့တော့လူခန္ဓာနဲ့နတ်ခန္ဓာဘယ်ရမြတ်လဲလူခန္ဓာကြီးကိုကြီးနတ်ပြရပါလေနတ်ပြတယ်နတ်တဲ့သားတဲ့ခန္ဓာဖြစ်နေပြီအခုရနေပြီနတ်ပြည်မှာတရားပွဲရှိလားအခုလိုဗိဓမာပွဲရှိလားနတ်ပြည်မှာတရားပြောမဲ့ဘုန်းကြီးရှိလားဘာမှရှိရတယ်ပြည်တန်တဲ့ဗရမများကြီးဦးစင်းပြောသလိုတနေ့တစ်လုံးဖွဲနာနဲ့တူတူပဲဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေမြတ်တဲ့ဘဝမြတ်တဲ့ဘုံသာဓမ္မအမြတ်ဆုံးအခုစေရီကြီးဦးစင်းပေးနေပြီရမလားဟုတ်လားအိမ်ကြတော့မပွားလို့ရှိရင်အဲ့စေးကြီးသွန်ပြစ်တာနဲ့တူတူပဲဟုတ်ပြီနော်ကိုယ်စီတော့ကိုယ်နောက်ဘုရားပါမလဲပါမှာကတော့ကိုမကောင်းမှုပြီးမကောင်းမှုပါမယ်ကောင်းမှုပြီးကောင်းမှုပါမယ်အဲ့ဒီထဲမှာမကောင်းမှုကိုပယ်တတ်နိုင်တဲ့မတရားဖို့တရားတွေပါသွားရင်မကောင်းတဲ့ဘဝရောက်အောင်မလားကိုတယောက်တည်းသွားမယ်ဘဝကိုသွားမယ်ဘဝကိုလမ်းကြောင်းကြီးကိုယ့်အကိုပြင်ဆင်ပေါင်းတာကတော့အများနဲ့နေကိုပေါင်းရမှာဓမ္မနဲ့ပေါင်းသားနဲ့သမီးနဲ့ပေါင်းတာကတော့မပေါင်းအောင်လားတကယ်ပေါင်းအောင်မလားသူ့ဘာသူနေကိုယ်စိတ်ကလေးကတော့ငါသည်ငါတယောက်တည်းရွှေမရှိမျိုးမရှိကိုသွားတဲ့နေမှာရွှေမျိုးမရှိဘူးရှိလားခင်ဗျားတို့ဒီဘဝငါသားငါသမီးတို့ဆွဲရတာမှန်မလားမှန်တယ်ဆိုရင်အတိတ်ကရောခင်ဗျားတို့သားတွေသမီးတွေမရှိခဲ့ဘူးလားအခုအဲ့အတိတ်ကဘဝသားတွေသမီးတွေနဲ့တွေးရဆွေးရလောင်းတာဆွေးရရှိသေးလားဟိုဘဝဟိုဇာလန်းဟိုခန်းထားခဲ့ပြီးမေ့သွားပြီသားဆွဲသမီးဆွဲတာမှန်မယ်ဆိုရင်နောက်ဘဝသားတွေကျစွမ်းဆွေးဖို့ဟိုဘက်ဘဝဟိုတဲ့သာသမီတို့ကတော့ငါသားငါသမီးအတင်းဆွဲပြန်တာပဲသိပြီးဒီဘဝရောဟိုဘက်ဘဝသာသမီဆွဲသေးလားဒီဘက်လည်းအိမ်ထဲကျဒါငါပြည်စီငါသားသမီးလောက်ပြန်တာပဲနောက်ဘဝကျရင်ဒါဥဒရိရအောင်မလားနောက်ဟာဆွဲအောင်ပါပဲမှတ်ပြီနော်အဲ့တော့ကိုဆွဲတဲ့နောက်ပါသေးလားပေါင်းတော့ပေါင်းဆွဲမသွားနဲ့တော့ဟုတ်ပြီနော်ကိုယ့်ဘာကိုဆုံးမပါအဲ့လိုဆွဲတဲ့နေရာမှာသားသမီးတော့မပါပါဘူးအဲ့ဒီမှာအိမ်မြောင်တွေတောက်တဲ့တွေကြွက်တွေဖားတွေတော့ပြည့်ချင်းဖြစ်မယ်ကြောင်းတွေဖိုးတွေဖြစ်မယ်ဟုတ်ပြီလားဘာဘောအိုက်နေနေတာဟုတ်မြတ်စွာဘုရားလည်းတကရန်ကြီးတစ်ပါးအသက်ကြီးမှရန်ဝတ်တော့အိန္ဒိယမှာကအလွန်ရှားပါတော့သင်္ကန်းတစ်စုံရဖို့မလွယ်ဘူးအဲ့ဒီမှာသင်္ကန်းအကျန်းတစ်စုံရတဲ့အခါမှာအဲ့ဒီဦးစင်းမထေကြီးကသူ့ရဲ့ဒုမကိုပြတော့ဒုမရကန်းနေဆိုအချောပြန်ချစ်လော့ပြီးတော့ပြန်ကတ်တယ်သင်္ကန်းလေးချောချောညဲ့ဆိုတက်နေတက်နေတယ်အဲ့ဒီမထေကြီးအဲ့ဒီသင်္ကန်းမိုးရပဲနဲ့သေသွားတယ်သေတဲ့ခါကျတော့ပိုင်ရှင်မဲ့ဖြစ်တဲ့ခါကျတော့ညီတော်အာနန္ဒကအဲ့ဒါကိုစေးတံမဲ့ခွဲလို့ပြင်ဆင်တဲ့အခါမှာမြတ်စွာဘုရားတားတယ်9ရက်နေပါဦး9ရက်ကျော်မှလောက်ပါဆို9ရက်ကျော်မှစေးတံမဲ့ခွဲပြီးလိုက်တယ်ညီတော်အာနန္ဒကမြတ်စွာဘုရားကိုကြောက်တယ်အပဲကြောင့်9ရက်ဆိုင်းရတာလဲဗျာဆိုတော့ဒီသင်္ကန်းပိုင်တဲ့မထေကြီးကသင်္ကန်းဆွဲပြီးတော့တန်းကြီးမှဖြစ်နေလို့တန်းကြီးမှဖြစ်အောင်ဘယ်လိုလုပ်တာလဲကိုတစ်တဲ့သင်္ကန်းကကိုယ့်ကိုပြန်ပြီးတော့တန်းကြီးမှဆိုတော့ပိတ်တိရစ္ဆာန်ဘဝရောက်မဖန်တီးဘူးလားပစ္စည်းဆိုတာတန်ရင်စေးလို့ရင်လေးပဲသုံးတတ်ရင်စေးပဲမသုံးတတ်ရင်လေးပဲဟုတ်တယ်ဒီပစ္စည်းတွေမရှိလို့ဖြစ်ပါမလားအဲ့ဒီပစ္စည်းကိုရှာပြီးအဲ့ဒါကိုတက်နဲ့တက်ပြီးစွဲလန်းပြီးတော့မဲ့နေတဲ့ပုဂ္ဂိုလ်မှတာနဲ့သွားပြီးမှတော့ဟုတ်ပြီလားလူဘဝနေပြီးတော့တိရစ္ဆာန်ဘဝပိဋကဘဝရောက်မသွားဘူးလားအဲ့ဒါကိုအသုံးမချတတ်လို့ကိုရောက်တာခုနကတော့တထေးကြီးသေတော့မြို့ကြီးဖြစ်သွားတော့အေးရကန်နဲ့သွားပြီးလွတ်ပေးရတယ်တိုက်သေးမနေရပဲအင်းရတဲ့ရေကူးနေရဟုတ်ပြီလား
လူဘဝမြတ်တဲ့ဘဝနေပြီးတော့အမြတ်တဲ့ဇေတံတွေရှာပြီးတော့အသုံးမချတဲ့တဲ့ကြောင့်တွေ့ကပ်ပြီးတော့ရုပ်နေတဲ့ဘဝရောက်ရတယ်မြတ်တဲ့ဘဝမရောက်သွားဘူးဟုတ်ပြီလားတရားနှလုံးသွင်းမှုရွှေနဲ့ငွေနဲ့ပြည့်စုံတာမမောပြီးတော့တရားကျင့်တာပြင်းနေကြတယ်ဆိုအချိန်ကုန်နေတယ်အဲ့တော့တရားမရသွားတဲ့အခါကျတော့ထိုတရားမရတဲ့ပုဂ္ဂိုလ်တန်ရနေတဲ့ဘဝတိဋ္ဌံဘဝရောက်မသွားဘူးလားအေးအဲ့ဒါမှတ်တာယောဂီတို့တော့ရွှေတွေမျိုးတွေသတိထားကြဥစဉ်သတိပေးသွားမယ်ဒီတရားတွေဒီသတိကနှစ်ခါပေးကြဘူးတစ်ခါပေးရင်ပြီးတယ်ဟုတ်ပြီလားနီးလည်းပေးခဲ့တယ်သတိလည်းပေးခဲ့တယ်ဟုတ်ပြီလားမပြည့်စုံဘူးလားကျန်တာကိုလို့ပဲအဲ့လိုဆိုတရားဓမ္မတွေအခုဥစဉ်နဲ့တွေ့တဲ့အချိန်မှာဥစဉ်ဟောတဲ့တရားကိုအတန်ကိုမကြားဘူးလားဘာရှိလို့ကြားတယ်နားရှိလို့ကြားတယ်ဟုတ်ပြီအဲ့ဒီရှိတဲ့နားကိုလုံးထားတာသူ့ဘာလို့ကြည့်တာသူ့ဘာလို့ကြည့်လို့သူ့ဘာလို့ကြားနေတဲ့နားကိုငါကြားတယ်ငါနားလို့ဆိုရင်မှန်ပါမလားအဲ့လိုဆိုကြားတော့ဦးဇင်းဟောတဲ့တရားမကြားနိုင်ဘူးလားကြားနေသေးနိုင်ငါကြားတာမဟုတ်ပါလားလို့ဉာဏ်လေးနဲ့အောင်ကြည့်တယ်နော်အာယုဆိုတာ6ပါးတဘာဝတော့တိုက်မနေဘူးလားတိုက်တဲ့အာယုမှာတရားတာရှိပြီတော့အကုန်ဒါတိုင်းမရှိနိုင်တာတော့မှရှုနိုင်တယ်လို့ရှိပြီတော့နော်ဒီသာသနာနှစ်ခါပြန်မရဘူးလူဘဝနဲ့တစ်ခါပြန်ရပါမလားမရနိုင်ဘူးအဲ့ဒါကြောင့်လို့ရတဲ့ဘဝမှာပိုင်ပိုင်နေရတဲ့အချိန်မှာအသုံးချပြီးတော့အလုပ်လုပ်ကြတော့ဟုတ်ပြီနော်အဲ့တော့နားတော့ရှိပါတယ်ရှိတာတော့မှန်တယ်မှန်တဲ့ထုံနာခန္ဓာမိပရိသန်နေဝင်တော့ငါလူဖြစ်တဲ့အခါမှာနားမပိုင်ဘာမှမကြားမှကြောက်လို့ဆိုပြီးတော့ကိုယ့်ဘာကိုနားပြအောင်ဖန်တီးကြတာပါလားကိုဖန်တီးရတာမဟုတ်ဘဲနဲ့ဖြစ်လာတဲ့ထိုသဘောတရားကိုငါဖန်တီးရတဲ့ငါနားဆိုတာမှန်ပါမလားငါနားမဟုတ်တဲ့ကြားတဲ့အတန်ကောငါကြားတာဟုတ်ရဲ့လားနားကိုအတန်လာလိုက်တော့ကြားစိတ်ပေါ်မလာဘူးလားအဲ့ဒီစိတ်ကောငါစိတ်လားစိတ်တော့မရှိဘူးလားရှိပါသည်မပေါ်အောင်ချုပ်ဖို့သတ်ဖို့ရပ်ဖို့မဟုတ်ပါဘူးနားနဲ့အတန်နဲ့တိုက်ရင်အတန်ပေါ်ရင်စိတ်ပေါ်မယ်မပေါ်ဘူးလားဒီမှာလက်ကဝနှစ်ဘက်ဒီအတန်မမြည်ဘူးလားမမြည်တဲ့လို့ကြားလို့ရလားညီတာညီပါသေးအနတ္တသဘောသိပါသေးအနိစ္စသဘောသိပါသေးဒါပဲကြည်ခိုင်းတာတခါတည်းမပေါ်အောင်ပိတ်ဆို့ရပ်ဖို့မဟုတ်ဘူးရက်တယ်ဆိုတာကငါဆိုတဲ့ဒိဋ္ဌိကတော့ပြန်မပေါ်လာနဲ့တော့ဘောအမှန်ပြည့်အမှန်ကြတိုက်ဆိုင်ရင်ပေါ်တိုက်ဆိုင်ရင်ပြတ်တာကိုတားလို့ရပါမလားနားရှိရင်အတန်ကနားလာတိုက်မယ်နားတိုက်လို့ရှိရင်တတ္တရမှာသောတာအကြီးနဲ့သောတာဝင်ခြင်းမပေါ်ဘူးလားမပေါ်ပါဘူးမဖြစ်ရဘူးဖြစ်ဆုံးရမယ်အပြည့်ဆုံးရမယ်လုပ်လို့ရပါမလားအဲ့ဒါကဖြစ်လည်းမဆုံးအောင်အပြည့်လည်းမဆုံးအောင်ဓမ္မဆောင်ပါသည်နားဝအတန်လာတိုက်ရင်ကြားလည်းပေါ်မယ်ကြားစိလည်းပေါ်မယ်အဲ့ဒီပေါ်တာဒီငါပေါ်တာမဟုတ်ငါမဟုတ်ငါဖြစ်တာမဟုတ်ထိုသဘောဒီပုဂ္ဂိုလ်တ attva လည်းမဟုတ်ရုပ်ချင်းတိုက်ပြီးတော့နာပေါ်လာတဲ့ရုပ်ကလည်းဓမ္မအနတ္တနာလည်းဓမ္မအနတ္တအဲ့ဒီသောတာအကြီးကလည်းငါလောက်တာမဟုတ်အနတ္တဓမ္မတိုက်ဆိုင်လို့ပေါ်လာတဲ့အနတ္တဓမ္မယုံကအနတ္တယုတ်တရားကပေါ်လာတဲ့ကြားစီလေးရာဖြင့်ငါသိပဲငါပဲလို့ဆိုရင်မှမလားကြားကြရှိကြားပါစေကြားစီပေါ်တာလည်းပေါ်ပါစေပေါ်တာဒီအနတ္တသဘောအနိစ္စသဘောလို့ယူဟုတ်ပြီလားနောက်တစ်ခါပြန်တဲ့နောက်တစ်ခါပြန်မပေါ်လာပြန်ဟုတ်လားပိတ်ဆို့ထူရလားမရတဲ့ထိုသဘောတရားပေါ်လာတာအနတ္တလို့ယူဟုတ်ပြီလားအဲ့ဒီဆိုနားဆိုတာရှိတယ်နားဆိုတာပုဂ္ဂိုလ်တ attva လားဖဏိတ္တပါလားကြားတာကအမေလားနားကအမေလားအမေချင်းထဲမှာအမေမတွေ့နားပဲတွေ့တယ်အမေရှာလို့ရလားအဲ့တော့တရားဓမ္မတွေဥစဉ်ကိုကြည့်တော့မျက်လုံးပါလို့ကြည့်လို့ရတယ်မျက်စိရှိလို့မြင်တာမြင်တတ်တဲ့မျက်စိကငါမျက်စိပြောင်းအမရိပရိသန်နေဝင်တွေကလူရှိဖြစ်လာရင်မျက်စိပါမှမြင်စရာရှိတယ်မြင်တာမို့လို့မြင်တတ်တဲ့သဘောဆောင်တဲ့မျက်လုံးငါတတ်မယ်လို့ငါမကဖန်တီးရတာပါလားအဲ့တော့အတ္တသဘောလားအနတ္တသဘောလားအနတ္တအပြင်ပြေးလာတဲ့ထိုမျက်လုံးကြီးမြင်နေတာကိုအတ္တအပြင်သွားဆွဲလို့ရပါမလားမရတာကိုရတဲ့အတင်းမလုပ်ပါနဲ့ဟုတ်ပြီလားမရတာမှန်းသိပါအနတ္တကအနတ္တဆောင်တာမြင်သဘောဆောင်တာဒီနားကြားသဘောဆောင်တာဒီကြားတာနာတတ်တဲ့အာယုံနာယုတ်တရားတွေအပြင်ငါဆောက်ထားတာမဟုတ်တဏှာဆောက်တာကံဆောက်ထားတဲ့ကာမအိမ်ကြီးပါလားငါအိမ်မဟုတ်ပါလားအဲ့ဒီကာမအိမ်ကြီးဟာသဘောအပြင်ကြောင်းလို့တော့အမေတို့ဘဝပင်နဲ့တကယ်တမ်းကျတော့အမေတို့ရှိရလားသမုဒိသစ္စာအပြင်တော့ရှိပါသေးပရမတ္ထဝိပဿနာအပြင်တော့မရှိပါသေးနဲ့မရှိအောင်လုပ်တာလားမရှိတာကြည့်လို့မရှိခိုင်းတာလားမရှိတာကအရှိလုပ်ခိုင်းလို့မှန်ပါမလားအဲ့တော့မမှန်တာကိုမလုပ်ပါနဲ့မှန်တာကိုသိပါအဲ့တော့ဒိဋ္ဌိဝိသိကိစ္စပြုတ်မသွားဘူးလားဥစဉ်အခုညွှန်ကြားတဲ့လမ်းကြောင်းဒီအတ္တကိလမထာနိယောဂကာမတုကနိယောဂအကျင့်ပါရဲ့လားမပါတော့ငါတို့ကျင့်တဲ့လမ်းကြောင်းကြီးမှန်မှန်ရဲ့လားအကျင့်လမ်းကြောင်းများမှားနေဦးမလားလို့ရှိသေးလားသီလပရာမာတဆိုတဲ့အောက်ပိုင်းတန်ရုံးစဉ်၃ပါးသောတာပတ္တိမက်ကပယ်ကြောင်းဒီကောင်းတွေရမသွားဘူးလားဆက်ပွားဟုတ်ပြီလားဒါရီဝိရိကမမိတာပြုဌာဏကိလေသာနဲ့အနုတ္တယကိလေသာပြောင်းတဲ့အထိအောင်မလုပ်ရမလဲဆက်ပွားသွားမယ်ဟုတ်ပြီနော်
အဲ့လိုဆိုရင်နှာခေါင်းအခုအသက်ရှူနေတယ်အဲ့ဒီအသက်ရှူနေတာဘုရားဓမ္မတွေအခုဦးဇင်းနဲ့တရားနိုင်နေအသက်ရှူမနေဘူးလားဟောဦးဇင်းမိတော့ရှူတာတော့ဘုရားအခုပါသူရှူနေတာပေါ့သိရလားဦးဇင်းတော့ပထမတော့ဦးဇင်းဟောတဲ့တရားဒါနာနေတာတိုးတလဲကံနဲ့ရှူထုတ်နေတာပါကိုသိလားကိုလို့သလားကိုမလို့ဘဲနဲ့သူ့ဘာသူဖြစ်မနေဘူးလားသူ့ဘာသူလုပ်ပြီးသူ့ဘာသူရှူနေလို့ငါရှူတယ်ငါရှိုက်တယ်ငါကိုပဲလို့ဆိုရင်မှန်မလားဩမမှန်တာလည်းရှင်းရှင်းလေးပါပဲမှန်တာလည်းရှင်းရှင်းလေးပါဓမ္မကိုလိုလားဒီလိုလားရှိသေးလားငါရှင်းတဲ့တရားဟုတ်ပါဘူးမလားရှိသေးလားအဟုတ်ကြီးပါလားအမှန်ကြီးပါလားတန်မြတ်ကင်းပြီးမြင်မနေဘူးလားအေးအဲ့ဒါဒိဋ္ဌိဝိဇိကသီလဗရာဗရာမတတရင်ကမက်တွေပွားသွားတော့အဲ့တော့ဆိုလို့ရှိရင်ဓမ္မတွေရှားကြည့်တယ်ရတာတည်လို့ရှိရင်ရတာရဲ့ရတာတက်ကိုမသိဘူးလားအဲ့ရတာရဲ့ရတာတက်ကိုလက်ခံတဲ့ရှားကြည့်အမေဘီဖန်တီးရလားငါဖန်တီးတာသူ့ဘာသူဖြစ်တာသူ့ဘာသူဖြစ်တော့သူ့ဘာသူဖြစ်နေပေါ့ဟုတ်လားသူ့ဘာသူဖြစ်တဲ့ယူကသူ့ဘာသူဖြစ်နေမှာပဲသူ့ဘာသူဖြစ်နေတာကငါပိုင်နဲ့ငါဆိုင်တယ်လို့ရှိသလားအဲ့တော့သူ့သဘောသူဆောင်တဲ့သူ့တဘာဝကိုငါပဲငါကိုပဲလို့မယူပါနဲ့မဆွဲပါနဲ့တော့အဲ့ဒီအဆွဲကြီးဆုံးလို့နေပါတော့ဟောအဲ့လိုကိုရှားပြီးအကြည့်လက်ခံတဲ့တရားအကျိုးတဲ့သဘောလက်ခံတဲ့စားငါနဲ့သဘောလက်ခံနဲ့တရားတဲ့ကငါနဲ့သဘောလက်ခံမှလို့ဖန်တီးလို့ရလားအဲ့ဒါအတ္တသဘောလားအနတ္တသဘောလားအဲ့တော့အနတ္တဝိပဿနာဉာဏ်ပေါ်လာတော့အတ္တနဲ့ရှင်တဲ့စိတ်ကြီးဖြစ်သေးလားဖြစ်เสียမရှိပြည့်အောင်မလားဖြစ်ပြဆုံးမသွားဘူးလားအဲ့ဒီစိတ်ကြီးဖြစ်ပြဆိုတော့စိတ်မှာစီရင်ပြီးချုပ်မသွားဘူးလားနိဗ္ဗာန်ပဲပရိစ္ဆေသမုပ္ပါလည်းသေးလားသူ့မှုငါမှုရှိသေးလားသိမှုဆိုတာရှိသေးလားစိတ်တော့ကရတာပေါ့ဗျာစိလိတော့စိလိပေါ့အစီကံနဲ့ဇီဝနဲ့ပေါ့ဘယ်ရလာမှမသိတော့ဂျိုးသိဆိုတစိတ်ကတာဂျိုးသိကိုတောက်တော့ဇီဝနဲ့ဇီရွက်ဂျိုးတောက်တာလားကိုတောက်တဲ့ထဲမှာဂျိုးသိမပေါ့ပြောတဲ့ဂျိုးသိကောင်းတယ်ပြောတာဂျိုးသိစက်မှုကိုတောက်လို့လားအဲ့ဒါပေါ့တရားနဲ့ဇေယနဲ့ဓမ္မနဲ့လွဲကုန်ပြီသိငါတရားမဟုတ်ပါဘူးဟုတ်လားတရားပြတဲ့ရိတ်သားရဲ့အမိပါတရားပြတဲ့ရိတ်သားတွေတူနေလို့မျိုးပွဲအောင်တစိတ်ခတ်လိုက်တာသိရင်မှတရားမဟုတ်တရားအသိမဟုတ်ဘူးခန္ဓာသိရင်မရှိဘူးသိရင်မှလည်းခန္ဓာပြီးခန္ဓာမှာဓမ္မပဲရှိတယ်ဟုတ်ပြီလားဓမ္မကိုဓမ္မနဲ့ပြီးတော့တတ်တော်ကိုသိရင်ရှိသေးလားမရှိဘူးအဲ့တော့ငါတို့သိရင်ဆိုတာရှိသေးလားမရှိတော့ပြန်ရဆိုင်ရမရှိတော့ဘူးဓမ္မမငြင်းညာဘူးလားငြင်းညာတယ်ဟောပြီနော်အဲ့တော့တရားဓမ္မတွေဥပင်းခုဟောပြတဲ့ထဲမှာမြင်တတ်တဲ့အမြင်ဘောကမြင်စိတ်လေးရှိလာတဲ့ဖြစ်လာတဲ့စိတ်ကိုငါစိတ်လို့ဆိုလို့ရပါမလားကြားတယ်နားကြီးကလည်းငါလှုပ်ထတာဘောအတန်လာတိုင်းသူ့ဘာသူကြားတယ်မကြောက်ဘောတားစီလို့ရလားကြားစိတ်တွေပေါ်လာတားစီလို့ရလားကြားရုံနဲ့ပေါ်ရင်ကြားနံပေါ်တယ်အဲ့ဒီနှစ်ခုဒီတိုက်ဆိုင်မှုပေါ်ရင်ဖြစ်တဲ့တိုက်ဆိုင်မှုချုပ်ရင်ပြက်သွားတယ်မပြက်သွားဘူးလားဩအဲ့တော့ဒီထိထားလိုက်ပါအနိစ္စဝရသင်္ခါရဥပ္ပါဒဝယတပိနောဥဒ္ဓပိစိတဝနိရောဇန္တိဒေသံဥပါဒမောသူခောသင်္ခါရပြုပြင်တတ်တဲ့ရုပ်သင်္ခါရကြားတဲ့ခါနားတဲ့အတန်နဲ့တိုက်လိုက်တဲ့ခါမှာကြားသိကြားရုပ်လေးသင်္ခါရတရားလေးပြုပြင်မှုပေါ်မလာဘူးလားဖြစ်ပြီးပြတ်မသွားဘူးလားအဲ့တော့ဖြစ်တတ်ပြတ်တတ်တဲ့သဘောရှိတယ်ဝတ္တစင်သေးကအနိစ္စမမြင်ဘူးတဲ့ဥပ္ပိစိတဝမမျောလင်းမနဲ့တိုက်ဆိုင်ရင်အလိုလိုပေါ်လာသလိုနိရောဇန္တိအလိုလိုချုပ်မသွားဘူးလားအဲ့ဒီလိုများသင်္ခါရတရားပြုမိတတ်တဲ့ယုတ်တနန္တပရမတ်တို့ဤသဘောပြည့်မှုပြည့်မှုချုပ်မှုကိုသိမယ်ဆိုရင်ဒုဝသမောတုဟောဘာဖြစ်လဲချမ်းသာရှင်းလားချမ်းသာလားချမ်းသာရင်ဘာလို့အောင်အမေရိကန်သွားရမှာလား UK သွားရမှာလားမလေးရှားစင်ကာပူသွားရမှာသွားတယ်အခုကသွားတာပဲသွားကြမို့နော်ဘလို့ပဲသွားနောက်ဆုံးတော့ဘာဖြစ်လဲသိတာပဲသူရှာတဲ့တချို့ကြတယ်မြန်မာနိုင်ငံနဲ့ဈေးကူတဲ့စင်ကာပူအမေရိကန်သွားတယ်နောက်ဆုံးမြန်မာပြည်ပြန်လာတယ်မလာဘူးလားဒီကြတော့ရေဝေးသွားတဲ့သူနောက်ဆုံးဇလန်းကတော့ရေဝေးဆုံးသွားတာပဲဘယ်လိုပဲရှာဘယ်နိုင်ငံပဲသွားဘယ်လိုပဲရှာဟာဒီရှာတဲ့ခန္ဓာကိုယ်ကြီးကသူရှာတဲ့ပစ္စည်းတွေကိုအမြဲတမ်းပိုင်ဆိုင်မှာမလားမပိုင်ဆိုင်ဘူးဒါပြင်းနဲ့ပိုင်မှာပဲလို့တော့ဆွဲမထားဘူးလားရှိပုဂ္ဂိုလ်တွေဆွဲမဆွဲကြဘူးလားသူတို့ဆွဲတယ်လို့မှန်ရဲ့လားမမှန်ဘူးဘာဖြစ်လို့ဆွဲမှာလဲမရှာလို့တော့ရပါမလားအဲ့တော့လောကစည်းဝါးမရှာရင်ဘာဖြစ်လဲဆင်းရဲဟုတ်ပြီလားဒါပြင်စည်းဝါးရှာတယ်ဆိုတာဘာဖြစ်လို့ရှာရလဲဆင်းရဲလို့ရှာတာအာနာပါနကမ္မဋ္ဌာန်းကိုအသက်ရှူဆိုင်နေအသက်ရှူဆိုင်နေတော့အသက်မရှိဘူးလားအသက်ရှင်နေဆိုတော့ရှင်နေတဲ့အသက်ရှင်ပါတယ်ဘုရားလို့လျှောက်တာအဲ့စိတ်မရှိလျှောက်လို့ရပါမလားစိတ်မရှိဘူးလားအဲ့စိတ်ကမြဲသလားမမြဲတော့ပြက်တော့ပျောက်ပြီးသေမသွားဘူးလားတရဏဂုံသိညာလားဟုတ်ပြီနော်စိတ်ကတိုက်ဆိုင်ရင်ဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်ပြက်ပြီးတော့၆တယ်၆ပြီးနောက်စိတ်ဖြစ်မလာဘူးလားအဲ့တော့နောက်စိတ်တွေဖြစ်လာလို့ရှင်နေဖြစ်မနေဘူးလားဟိုရှိရမီးကလင်းလာသိနေလား
မှတ်တာသီတလဲလင်းနဲ့လဲတစ်စက္ကန့်မှာသီတာအကြိမ်60ရှင်တာအကြိမ်60 frequency 60ရှိတယ်ဟောပြီနော်လင်းမြန်သွားသိလင်းမြန်တော့တောက်တောက်ကြီးလိမ့်တယ်လို့ဖြစ်မသွားဘူးလားခုလဲဒီကတရားဓမ္မရဲ့ဈေးကဖြစ်လိမ့်ချုပ်လိမ့်ဖြစ်လိမ့်ချုပ်လိမ့်အဲ့လိုဖြစ်ဖို့အတွက်ကအခုယောဂီတို့စိတ်လေးရှိတယ်ဆိုတော့ငါးစိတ်ဆွဲမထားဘူးလားကဲငါးစိတ်ပြောင်းဦးဇင်းကဖြစ်ချင်ငါးစိတ်ငါးပိုင်းနဲ့ငါသဘောငါးရာပိုင်းနေဆိုလို့ရှိရင်ဟိုက်ဓမ္မယုံကြီးတွေကပုံကိုယ်ကြီးအကုန်လုံးဓမ္မယုံကိုလေးလုံးအောင်လုပ်ပြီးတော့လေးတွေဦးဇင်းကအကုန်ဆွဲထုတ်လိုက်တယ်ဘာဖြစ်ကုန်လဲစိတ်တွေရှိသေးလားဦးဇင်းကဘာဆွဲထုတ်တာလဲလေးတွေဆွဲထုတ်တာတော့စိတ်တွေပါသွားလားခင်ဗျားတို့အသက်တွေပါသွားလားအဲ့တော့အသက်မပါစိတ်မပါနဲ့လေးဆွဲထုတ်တယ်ဘာလို့စိတ်တွေသိရတာလဲငါစိတ်ငါသဘောဆိုသိလို့ရမလားမသိအောင်ဆွဲထားလေဟုတ်လားဦးဇင်းကဆုတ်ထုတ်တာလေခင်ဗျားတို့ရဲ့စိတ်ကခင်ဗျားတို့ခန္ဓာထဲမှာခန္ဓာအပြင်ဘက်ကလေကိုဦးဇင်းဆုတ်ထုတ်တာဘာလို့ခန္ဓာထဲကစိတ်ကချုပ်သွားတာလဲငါစိတ်ဆိုလို့ရှိရင်ငါမသိပဲနေလို့ရမှာပေါ့အခုစိတ်တွေဖြစ်နေတာငါရှိတယ်ငါစိတ်ရှိတယ်ငါရှိတယ်လို့မဆွဲထားဘူးလားလေမရှိရင်ရှင်းပါမလားအဲ့လိုဆိုစိတ်ရှိနေတဲ့ရှင်နေဆိုတာဘာလို့သတ်မှတ်တာလဲလေရှိလို့ဟောပြီလားလေမရှိရင်ရှင်းပါမလားအဲ့တော့ယောဂီတို့ငါရှိနေတာလားလေရှိနေတာဟောလေမရှိရင်လူမဖြစ်ဘူးစိတ်မဖြစ်ဘူးလေဟာငါလားအသက်လိပ်ပြရှိလားအဖေမေရှိလားအင်္ဂလန်ဂျပန်အမေရိကန်ရှိလားအဲ့ဒီလေမရှိလူမရှိအဖေမေမရှိတန်ရုံးစဉ်တွေ့ရမရှိချစ်ချင်းမုန်းချင်းမရှိတဲ့အဲ့ဒီစိတ်ကြောင့်ဖြစ်လာတဲ့လေကြောင့်ဖြစ်လာတဲ့ဒီစိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားမှန်တယ်ထင်ဦးစဉ်ကလေဖြတ်လိုက်မယ်လေဖြတ်တော့ရှူလို့ရသေးလားမရတော့စိတ်ဖြစ်သေးလားစိတ်ဖြစ်တာငါကြောင့်လားလေကြောင့်လားလေဟာငါရှိလားယောက်ျားမိန်းမရှိလားချစ်ချင်းမုန်းချင်းရှိလားတန်ရုံးစဉ်တွေ့ရရှိလားအဲ့ဒါတန်ရုံးစဉ်မရှိငါမရှိချစ်ချင်းမုန်းချင်းမရှိတဲ့အဲ့ဒီလေကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားအဲ့တော့စိတ်ကအတ္တသဘောလားအနတ္တသဘောလားအဲ့ဒီလိုအပြင်တရားဓမ္မတွေစိတ်ကလုံးပေါ်လာတာကိုသတ်ဖို့ရပ်ဖို့ချုပ်ဖို့မပေါ်အောင်ချုပ်အောင်နိဗ္ဗာန်ဝင်ဖို့မဟုတ်ပါဘူးအဲ့ဒီစိတ်လုံးကတိုက်ဆိုင်ဖြစ်ပါသည်တိုက်ဆိုင်ချုပ်မယ်ဖြစ်စရာကြီးဖြစ်မယ်ပြည့်စရာကြီးပြည့်မယ်ချုပ်စရာကြီးချုပ်မယ်ဖြစ်နေပြည့်နေချုပ်နေတဲ့ဒုဓမ္မဆောင်တဲ့နန္တရားကိုငါလည်းမဟုတ်ငါစီလည်းမဟုတ်လေးချောင်းဖြစ်ပါလားဘာကြောင့်ငါတော့မဟုတ်တာလဲဆိုရင်ဒီစိတ်ဒီလေးဆိုတဲ့အကြောင်းရုပ်မရှိလေးဆိုတဲ့အသက်မရှိပုဂ္ဂိုလ်မရှိစိတ်မရှိတဲ့လေးချောင်းဖြစ်လာတဲ့ဒီစိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားရှင်းနေတာပဲနော်လေမရှိရင်စိတ်မဖြစ်ဘူးလေဟာစိတ်လားလေဟာငါလားငါမရှိတဲ့လေကြောင့်ဖြစ်တဲ့စိတ်ကိုလေမရှိအောင်စိတ်ဖြစ်ပါမလားအဲ့တော့စိတ်ကလေမို့လေဟာစိတ်မို့လေဟာငါမို့တဲ့လေကြောင့်ဖြစ်တဲ့စိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားအဲ့ဒီလိုစိတ်တစ်လုံးပေါ်တိုင်းအဲ့ဒီသဘောနဲ့ရှုတာဟောပြီနော်စိတ်အချုပ်ပါပြီအသိဖြစ်အောင်ငါဖန်တီးသလားအခုတရားဓမ္မတရားတော့ချုပ်တယ်ဖြစ်တယ်ဆိုတော့ချုပ်တာတော့ဟောဖြစ်အောင်တရားလဲနာရသေမာကြောက်လို့စိတ်ပြောင်းလဲဘိုလ်လို့ကပါသလားပုံမလို့ဘဲနဲ့စိတ်တွေဖြစ်မလာဘူးလားအဲ့ဒါဆိုအတ္တသဘောလားအနတ္တသဘောလားစိတ်တွေကအနတ္တသဘောပါလားအာတာဆွဲဦးမလားဒိဋ္ဌိပြုတ်ဝင်သွားဘူးလားအဲ့ဒါပဲမမြဲဘူးတဲ့ဖြစ်ပြီးတော့အဲ့အနတ္တသဘောအပြင်တိုက်ဆိုင်ပေါ်လာတဲ့စိတ်ကလေးပေါ်တယ်ပေါ်တော့ကြည့်တော့ချုပ်သွားတယ်ဆိုတော့ပျောက်သွားတယ်ဆိုတော့ပြတ်တတ်တဲ့သဘောလည်းရှိတယ်ဖြစ်တတ်တဲ့သဘောလည်းရှိတယ်ချုပ်တတ်တဲ့သဘောမရှိဘူးလားစိတ်ကလုံးရဲ့ဖြစ်မှုလည်းသိပြည့်မှုလည်းသိချုပ်မှုလည်းသိပါလို့ရှင်နေတော့တာဟုတ်ပြီလားအဲ့တော့အနတ္တအနိစ္စလက္ခဏာထင်အောင်စိတ်ကိုအဲ့ဒီသဘောမျိုးနဲ့ရှိရတယ်ငါမဖန်တီးပဲနဲ့အလိုလိုပေါ်တဲ့သဘောပါလားလို့အနတ္တသဘောပေါ်အောင်ရှုရမယ်ရှုရတော့သူ့မြင်တော့သူကချုပ်မသွားဘူးလားကိုပြက်တာလားသူ့ဘာသူချုပ်တာလားသူ့ဘာသူလည်းဖြစ်တတ်တယ်သူ့ဘာသူလည်းပြက်တတ်ပါလားဖြစ်တတ်ပြက်တတ်တဲ့ဒုဓမ္မဆောင်တဲ့နံတရားတွေငါမဟုတ်ပါလားလို့အဲ့လိုရှုရမှာသူ့ဘာသူဖြစ်စရာကြီးပြက်စရာကြီးပြက်ပေါ်ချုပ်သူ့ဘာသူပေါ်ပြီလေပေါ်တိုင်းဖြစ်တိုင်းအောင်လေရှိနေကာမတတ္တိမကုံရင်စိတ်သိလို့ရပါမလားကာမတတ္တိမကုံတော့ဟာဒီလေကိုလည်းရှူရှိုက်ပြီးတော့စိတ်ပြောင်းဖန်နေတယ်ကာမတတ္တိတစ်ခုတည်းမရအောင်လေရှိမှရမယ်ဒါကာမရေမရှိရောရပါမလားရေမရှိလည်းမရဘူးရေကုန်ခန်းဝိုင်းခန္ဓာတဲ့ရေကုန်ခန်းသိမသွားဘူးလားအဲ့တော့စိတ်ကဘာကြောင့်ဖြစ်တာလဲရေမရှိဖြစ်ပါမလားရေဟာစိတ်လားရေဟာငါလားငါမဟုတ်တဲ့ရေကြောင့်ဖြစ်လာတဲ့ဒီစိတ်ကိုငါစိတ်လို့ဆိုရင်မှန်ပါမလားအဲ့တော့စိတ်ကအတ္တသဘောလားအနတ္တသဘောလားအဲ့လိုဆိုရင်စိတ်တစ်လုံးကရေကြောင့်ဖြစ်ပါလားအကျိုးဖြစ်လာတဲ့စိတ်ကလေးဘာကြောင့်ဖြစ်လာလဲဆိုတော့အကြောင်းပရိစ္ဆပေါ်မလာဘူးလားပရိစ္ဆသမုပ္ပါတရားတွေဟုတ်ပြီလားပရိစ္ဆသမုပ္ပါအနတ္တအနိစ္စနဲ့ဒုက္ခနဲ့ရှုရမှာအဲ့လိုဆိုရင်ဓမ္မတွေ
ရေပါပါလေးပါပါအပူအေးမပါဘူးလားတရားထိုင်တော့ခုနကလည်းပူတာတွေကြိုက်တာတွေပေါ်မလာဘူးလားပူတာလို့ပြလားလူလို့ပြလားတရားရှိတယ်လေရှိတဲ့တရားလူပဲလို့ပြလားပူတာပဲလို့ပြလားပူတာဟာလူလားလူမိုးတဲ့ပူတာကိုလူလို့သွားဆွဲမှန်ပါမလားဟောအဲ့လိုဆိုပူတာပဲရှိလို့မရှိအဲ့လိုလည်းသိပါအဲ့လိုဆိုရင်ဒီပူရတ္တလည်းရှိလို့ဒီစိတ်ဖြစ်တဲ့ဝါယောတ္တကြောင့်ဖြစ်တဲ့အာဘောဓကြောင့်ဖြစ်တဲ့အဲ့အာဘောဝါယောတိသောဒီအသက်လိပ်ပြရှိသလားအသက်လိပ်ပြမရှိတဲ့အာဘောဝါယောတ္တဖြစ်တဲ့ထိုစိတ်ကိုငါပဲငါကိုပဲဆွဲရင်မှန်ပါမလားဟောအဲ့လိုဆိုမမှန်နာကိုမမှန်နာသိမာနာကိုမာနာနဲ့သိအဲ့လိုခွဲခြားရှုသွားပြီးသုံးသပ်ပါအနိစ္စဒုက္ခအနတ္တသုံးသပ်တာသမာသင်္ကပ္ပအဲ့လိုဆိုဒကာဓမ္မတွေသမင်းမစားရင်ရောစိတ်ဖြစ်ပါမလားအဲ့လိုဆိုစိတ်ဆိုတာဘာကြောင့်ဖြစ်တာလဲပထဝီဓာတ်ဒေဇောဓာတ်အာဘောဓာတ်ဝါယောဓာတ်ဟုတ်ပြီလားအဲ့ဒီဓာတ်၄ပါးမရှိစိတ်ဖြစ်ပါမလားဓာတ်၄ပါးလည်းရှိတယ်အတိတ်ကကံလည်းရှိတယ်အဲ့ဒီနှစ်ခုပေါင်းစုပြီးအကျိုးတက်စိတ်ကလေးပေါ်မလာဘူးလားအဲ့ဒီစိတ်ကငါသဘောလားဓမ္မသဘောလားဩအနတ္တသဘောဓမ္မသဘောဆောင်မလားအတိတ်ကပြုတဲ့ကံမကုန်သေးလို့ရှိရင်အဲ့ဒီကာမတ္တိကြောင့်စိတ်ဖြစ်တယ်ကာမတ္တိအစွမ်းကြောင့်အဲ့ဒီကံဒီပထဝီဒေဇောအာဘောဝါယောဆိုတဲ့ဓာတ်၄ပါးနဲ့အတိတ်ကပြုတဲ့ကံနဲ့ပေါင်းစပ်ပြီးတော့စိတ်ဆိုတဲ့နန္တလေးတရားကိုကံကမဖန်တီးနေဘူးလားကံကငါလားဩအဲ့ဒါဆိုကာမတ္တိဝိပစ္စတိကံကြောင့်ဖြစ်လာတဲ့ဝိပဆိုတဲ့သင်္ခါရပစ္စယဝิญဉ်ဆိုတဲ့ထုံတဲ့တရားဒီငါလည်းမဟုတ်သူလည်းမဟုတ်ချစ်စရာလည်းမဟုတ်ပုဂ္ဂိုလ်သားလည်းမဟုတ်ပါလားတိုက်ဆိုင်ရင်ပေါ်တယ်တိုက်ဆိုင်ရင်ပြည့်တယ်ရည်တတ်ရှိလို့ပေါ်တယ်ရည်ဟာငါမဟုတ်လေတတ်ရှိလို့ပေါ်တယ်လေဟာငါမဟုတ်လို့အဲ့လိုရည်မီလီမီရဲ့သဘာဝမှာအသက်လိပ်ပြမရှိဘူးအဲ့ရည်မီလီမီကြောင့်ဖြစ်လာတဲ့ဒုစိတ်ကိုငါးစိမဟုတ်ဘူးအဲ့လိုညာနဲ့သုံးသပ်ပြီးအိမ်မှာနေပေါ့ဖះနောက်လိုက်နေတာမဟုတ်ဘူးလားမမြတ်ဘူးလားအဲ့ဒါတထေးကြီးတို့မှပါစိတ်ပဲကြီးစီးပြီးဟောတိုက်ပိုင်ပြီးတော့သောကပြီးတော့သိရင်ရုံးမြန်ပြီးအပယ်လေးပါးသွားတာတထေးကြီးလို့ခေါ်လို့ရပါမလားအဲ့တော့တထေးကြီးချမ်းသာတဲ့ပုဂ္ဂိုလ်ကြီးဆိုတာဘာကိုပြောတာလဲဒိဋ္ဌိဖြုတ်ပြီးတော့သောကပြီးငြိမ်းပြီးတော့မြတ်တဲ့အကျင့်ကျင့်နေတဲ့ပုဂ္ဂိုလ်တထေးကြီးလို့ခေါ်တာချမ်းသာတဲ့တထေးလို့ခေါ်တာဟုတ်ပြီလားကိလေသာတွေသူပြောပြီးတော့ငူးလေယူလေခေါင်းရည်တွေကာမဂုဏ်သူပြောလေနော်အဲ့လိုပြီးတော့အဲ့ဒီမှာပြဿနာပြီးတောက်မနေဘူးလားအဲ့ဒါတထေးကြီးလို့ခေါ်လို့ရပါမလားသိရင်ဂျုံးမြန်ပြီးတော့ငရေပြီးကြအောင်ပါဟုတ်ပြီလားအေးအဲ့ဒါကြောင့်တို့ဓမ္မတွေတိုင်းထွာတတ်ပါသည်တတိရှိပါသည်ဉာဏ်နဲ့သုံးသပ်ပါသည်လုံမှုရပါသည်အဲ့ဒါနေဝင်ဝင်အချိန်ရှိလေးပွားနိုင်ကြပါသည်မှတ်ပြီလားအဲ့တော့ကောင်းပြီအခုဒီမှာပြပြီခွက်ထဲမှာပါရှိတယ်ရှိပါဘူးမမှန်ဘူးလားဩမှန်တယ်တရားဓမ္မတွေမှန်တာပြောတာဟုတ်ဘာဖြစ်လို့လဲအမှန်ရှိကြကွာအမှန်ရှိတယ်ပြောတာမမှန်ဘူးလားအာသမဝါစာပဲအမှန်ကိုမြင်တာသမာဓိဋ္ဌိပဲအဲ့တော့ကောင်းပြီဟာဒီရေကပြတာရေမှာရေပဲရှိတော့ဟာဒီရေကလူပဲယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲရှိလားရှိပါဘူးအဲ့တော့ရေသည်ရေရှိတာကိုပဲပြတယ်မရှိတဲ့ယောက်ျားမိန်းမကိုလည်းမပြဘူးလားမရှိတာကိုလည်းမရှိဘူးလို့မဆောင်ဘူးလားအဖေအမေပုဂ္ဂိုလ်သတ္တဝါအင်္ဂလန်ဂျာမနီအီတလီကလားတရုတ်လို့ရှိသလားရှိပါဘူးရေတော့မရှိဘူးလားရေဒီကလားမရှိတရုတ်မရှိဗမာမရှိယောက်ျားမရှိမိန်းမမရှိငါလို့ရှိသလားရှစ်စရာလို့တောင်းစဉ်တဏှာကတ်လို့ရသလားအဲ့လိုရေကိုရေလို့သိတော့တဏှာမာနဒိဋ္ဌိတွေရှိသေးလားဟုတ်ပြီရေကိုရေလို့သိတော့ကြည်ယိုတာတွေလေးစားတာရှိသေးလားဟုတ်ပြီရေရှိတဲ့ဘက်ကိုဘာဘက်ခေါ်လဲမမှန်ဘူးလားရေရှိတဲ့ဘက်ကိုဘာဘက်လို့ခေါ်မလဲမမှန်ခေါ်တော့ဟုတ်ပြီလားဘာတွေရောက်သွားပြီလဲဘာလို့ခေါ်မလဲရေကွရေဒီထဲတော့ရေကြီးဖြစ်မသွားဘူးလားအဲ့ဒါဆရာတော်ဘုရားတဲ့ကြီးကအထဲပါရှိတယ်ဆရာတော်ဘုရားရှိတာရေဒီရှိတာအယူတွေကြီးလိုလည်းခံရတာပဲသူတို့ကကြီးယူတယ်ဘာလို့ကြီးလဲဆိုဒီကရေဒီထွက်နေဘူးလဲကြတော့ဆရာတော်ဘုရားထွက်လာလားရေဒီထွက်လာလားနေဘူးလဲတော့ဘာကြီးထွက်လာလဲဘာရှိလို့ထွက်လာတာလဲရေရှိတဲ့ရုပ်ကိုဘာရုပ်ခေါ်မလဲရေလို့ခေါ်မလားအဖေမီလို့ခေါ်မလားရှင်းရှင်းလေးပဲနော်အမှန်ပါရှိတယ်ရေရှိတယ်ရေရှိတဲ့အတိုင်းအမှန်သိမဲ့ဆိုအဖေမေရှိတယ်လို့ဆွဲဦးမလားငါရှိတယ်လို့ဆွဲဦးမလားဒိဋ္ဌိကဆံဟုတ်ပြီလားအဲ့တော့ဒိဋ္ဌိပြုတ်သွားပြီဆိုတော့ဟုတ်မဟုတ်ပါမလားရှိသေးလားအဲ့ဒီအားကောင်းတာပွားသွားတော့သိရင်သပိတ်မသွန်းနိုင်တော့လကားကြောက်တယ်ဘုန်းကြီးစားသွားမှာမစားဘူးလားစားရင်တော့မဟုတ်ခမရတို့ခေါ်ပြီးလို့စားတာစားရင်လည်းစားတာမဟုတ်ဘူးနော်သိတဲ့မသားသေးတယ်တရကုံတင်လို့ရမသားကြီးဘေးချပြီးတော့တရကုံတင်တော့ဘုရုတင်မှလည်းမသိတရကုံဘုရုတင်တာလေကျန်တဲ့လူတင်တာမသားနဲ့ပါဆိုင်လို့လေသိမှတင်ရတာလားမသိခင်နေထားမှာမသားနဲ့ပါဆိုင်လို့လေမသားကြီးဘေးချရောတာပဲဟော
ကျောင်းတော်ပြီးတဏှကုံယူရမယ်ဆိုမသားကြီးနဲ့လာပြီးဘုန်းကြီးကတဏှကုံလာပြီးတယ်မသားလည်းမရအောင်ကြံတဲ့လူရတာဟုတ်ပြီလားကြံတဲ့လူကသိမယူရမှာလားအခုဦးစင်းပွားခိုင်းတာဓမ္မမဟုတ်ဘူးလားအရိယာတို့ပွားများတဲ့တဏှကုံဟုတ်ပြီလားဗမာတင်ထားမှာလဲနှလုံးအိမ်ထဲမှာစိတ်ထဲမှာတင်ထားပါဟုတ်ပြီလားဘရက်ကြီးတွေစိတ်မြဲကြီးတွေမတင်မရရင်နေရပါစေအနတ္တအနိစ္စဝိပဿနာကာအနုပဒနာသတိပ္ပံနဲ့စိတ်ကလေးမှာဓမ္မကိုတင်တင်ထားပါဟုတ်ပြီလားအဲ့ဒါတရဏဂုံတင်တာဟုတ်ပြီလားမသိခင်အားရအောင်တင်စိတ်မြဲကြီးမဆိုးရရင်နေပြီနော်ကုမ္ပဏီကြီးမပိုင်ရရင်နေပြီအရာကြီးကြော်ကြီးမဖြစ်ရရင်နေပါသေးစားလိုက်သမ်းမှာနော်အနေစုပ်ပြီးနဲ့ရွှေထုတ်တဲ့မြဘဝနှလုံးအိမ်ထဲမှာဓမ္မယရနာတွေကိန်းပြီးတော့ခန္ဓာစီတီထိုက်နေပါစေဟောပြီနော်ဇီတိတိုက်တော့သာဝရတဲ့မှာရွှေတွေငွေတွေယူနဲ့တကွနော်စံတော်ဓာတ်တော်တွေမထည့်ရဘူးလားအဲ့ဒီထည့်ပြီးတော့အဲ့ဒါကိုမရှိခိုးရဘူးလားဘာဖြစ်လို့လဲယတနာထိုက်လို့ယောဂီတော့အခုမက်စိတ်ဖို့စိတ်လက္ခဏာစိတ်ဝိပဿနာဉာဏ်စိတ်သီလသမာဓိပညာတွေသူတော်တဲ့သိက္ခာသုံးပါပြည့်မနေဘူးလားအဲ့ဒီပြည့်နေတဲ့နှလုံးအိမ်ကြီးဟာဇီတိထိုက်ပါသည်ဓမ္မဇီတိထိုက်မနေဘူးလားအဲ့ဒါဇီတိထိုက်တာဓမ္မဇီတိအဲ့ဒီခန္ဓာဓမ္မကိစ္စတိလိုက်တော့ခန္ဓာဇီတိလို့ခေါ်တယ်မမြတ်ဘူးလားမသိခင်ခဏလေးနေလိုက်ပါမသိခင်တိုင်းညထွားကြတယ်ဘလူကဆင်းရဲတယ်ဘလူကချမ်းသာတယ်လုံးတယ်သိပြီးဟိုဘက်တိုင်းထွားလို့ရသေးလားတိုင်းထွားလို့ရအောင်ဓမ္မယရနာကိန်းထားတဲ့ပုဂ္ဂိုလ်မြတ်တဲ့ပုဂ္ဂိုလ်အပယ်လေးပါးကြမလားအထက်တယ်မလားဟောအခုယောဂီတို့အလူကြီးလုပ်တယ်နော်ယောဂီတော့ကလူလုပ်တော့ဆင်းရဲတဲ့ပုဂ္ဂိုလ်ရက်သမားရောတတိရောအရာရှိရောသူကပေါင်းတယ်ပေါင်းတော့အလူလို့တဲ့ခါကျတော့ဖိတ်ခေါ်တော့အကုန်လုံးမိတ်ဆွေတွေခေါ်တယ်ဒီလေးရောက်ကတတိကြီးလာတော့အောက်မှနေပါပြောလားအထက်ကြွပါပြောလားထဲကြဖဲသမားရက်သမားကြတော့ဘယ်လိုပြောလဲအောက်မှခဏနေဦးဘာဖြစ်လို့လဲသူကအောက်နဲ့တန်နဲ့အလုပ်လုပ်ထားတာကိုပညာရည်တတ်ထားတဲ့ယတနာငွေရှိတဲ့ယတနာဂုံမရှိဘူးလားဂုံရှိတော့ဂုံမြင့်တဲ့နေရာမပုတ်ဘူးလားအခုလဲဒီလိုပဲနော်အဲ့ဒီအဆုံးနဲ့နေရပါသေးတဲဆုံးနဲ့နေရပါသေးနှလုံးအိမ်ထဲမှာဝိပဿနာကာအနုပဒနာပွားပြီးနေတဲ့ပုဂ္ဂိုလ်သည်အလွန်မှထိုက်တန်တဲ့မြတ်တဲ့ယရနာဒီနှလုံးအိမ်မှာပိုင်ထားတဲ့ကြောင့်သိတဲ့အခါကျတော့အထက်နတ်ပြည်အထက်ကြွပါလို့လာခေါ်ပါလိမ့်မယ်ဟုတ်ပြီလားအဲ့ဒါမှဘုရားအောက်စင်းမှာငရဲကူကြီးလာပြီးလူမေးကြီးလာမခေါ်ဘူးလားဘယ်လမ်းသွားမလဲဟုတ်ပြီလားကိုယ့်ဘာကုန်မေးဘယ်နဲ့ဆက်ဟောအောင်မလားအဲ့လိုဆိုရင်ရီကိုရီလို့သိတော့ဘုန်းကြီးရှိသေးလားရှိပါဘူးဗျာသို့တော်လည်းသမုဒိသစ္စာအပြင်အခုလို229တဲ့သိက္ခာပုဂ္ဂိုလ်ထံအာရဒဇဂုံကိုဆင်မြန်းထားတော့ဂုံမရှိဘူးလားအဲ့ဒါကဂုံကတခြားအမှန်ရှိတာကတခြားသမုဒိသစ္စာပရမတ္ထသစ္စာနှမျိုးသိပါစေဟုတ်ပြီလားသမုဒိသစ္စာအဖြစ်ဆရာတော်ပဲတန်ဃာတော်ပဲမကြည်ညိုပါဘူးလားပရမတ္ထသစ္စာမှာဘာရှိလဲရေကြိုကြီးရှိတာတဲ့ဓမ္မဆိုတာဆောင်းပါတယ်ပြပါတယ်တရားပြပါတယ်ဆရာပြတာမဟုတ်ပါဘူးခန္ဓာတိဆိုဓမ္မပြပါတယ်နေဘူးတဲ့တော့ဓမ္မမပြလာဘူးလားဘာလို့ပြလဲရေတွေထွက်လာပြီဒါပဲရှိပါတယ်တဲ့မင်းတို့ထင်တဲ့လူတွေဟုတ်ပါဘူးတဲ့ရှိရတော့နောက်ကရွှဲကနေရှိရတော့အဲ့တော့ရေတွေထဲဒီကရေတွေထွက်ဒီကရေတွေထဲဒီကရေတွေထွက်ရေထဲတော့ရေရုပ်ရေရှိတော့ရေထွက်လူရှိပါသေးလားဇေယျဆိုတာဟုတ်ပါမလားရှိသေးလားဘလို့ကြည့်ရမလဲလိုက်မေးရအောင်မလားတော်တယ်သွားအောင်မလားဘယ်သွားအောင်မလဲဓမ္မအကြီးပဲဟုတ်ပြီလားအဲ့လိုဆိုရေကိုရေလို့သိရင်ပရိစ္ဆသမုပ္ပါပြပြီးဟုတ်ပြီလားဖြစ်ပြဆုံးပြီယောက်ျားမိန်းမနဲ့တော့ပုဂ္ဂိုလ်တ attva တောင်းစီဒိဋ္ဌိဖြစ်အောင်မလားဖြစ်ပြဆုံးချုပ်ဆုံးနိဗ္ဗာန်ပဲမဟုတ်ဘူးလားမဟုတ်ဘူးဆရာတော်ကြီးဟောတဲ့တရားမှန်သလားမှားသလားမှန်တာမှအတားမှန်မို့ဗျာဟုတ်ပြီလားအခုတော့ယုတ်တရားသွားမရှိတဲ့စိတ်ကိုယူတဲ့လောက်ပြန်နေအဲ့တော့ဘာယူမနေ့ကကြတော့ဦးဇင်းနာကမ္မဋ္ဌာန်းနဲ့ဝေဒနာကမ္မဋ္ဌာန်းနဲ့ရှင်ပြီးတော့ဝိပဿနာလက်တွေ့ကျင့်စဉ်အဲ့ဒါဘယ်လိုကျင့်ရမလဲဆိုတာကိုဦးဇင်းကျင့်စဉ်အသေးစိတ်တက်နည်းကိုဦးဇင်းဟောရမယ်အဲ့ဒီလိုဟောတဲ့တရားဟောတဲ့အခါမှာကျင့်ခံမရှိတဲ့ပုဂ္ဂိုလ်ဒီနားထောင်ရခက်ပါတယ်သို့တော်လည်းပဲဒီဓမ္မဝပုဂ္ဂိုလ်တွေကတရားကျင့်စဉ်ကိုဗราဏထားတဲ့အတွက်ကြောင့်အဲ့ဒီအတွက်လည်းနောက်တစ်ဦးဇင်းဟောရမယ်ဒီနေ့ကတော့အများနာနိုင်ပြီးတော့အိမ်မာနေရင်သောတာပန်ဖြစ်အောင်သောတာပန်ဆိုမဖြစ်သေးဘူးလားဖြစ်ကိုဖြစ်ရမှာယဟနာမဖြစ်တော့သောတာပန်မဖြစ်ပြအောင်မလုပ်ရဘူးလားခဲရင်သလားပြင်းနေလို့တော့မရဘူးဟုတ်ပြီနော်ဦးဇင်းပေးတဲ့နီလန်းဒီဖျားပေးတဲ့နီလန်းပဲမဟုတ်ဘူးလားကာယ ानु ပဒနာသတိပဋ္ဌာန်ဓာတ်၄ပါးရှုတာဟုတ်ပြီနော်32ကရဓာတ်၄ပါးကမ္မထာကြီးကခန္ဓာမှာမရှိဘူးလားရှိတာပဲသူများငှားယူရမှာမဟုတ်တာပဲဟုတ်ပြီနော်ဝိပဿနာလမ်းကြောင်းကြီးနိဗ္ဗာန်သွားမဲ့လမ်းကြောင်းကြီးအပေတကားပိတ်မဲ့လမ်းကြောင်းကြီးပေါ်သို့ရောက်မသွားဘူးလားဆုံးအောင်မလုပ်ရမလဲဆက်လျှောက်ဟုတ်ပြီနော်ဆရာကလိုက်တုံးပေးရမှာလား
ကိုယ့်အဖို့ရှောက်အဲ့တော့ယောဂီတို့ငါတို့လူဖြစ်အကျိုးနတ်ပြီဟုတ်ပြီလားသာသနာနဲ့ကြုံအကျိုးနတ်ပြီတရားကျင့်စဉ်နိလန်းစီငါတို့ဒီလိုနေရမှာပါလားတောတဲ့တောင်တဲ့တရားဓမ္မတွေပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ဆိုတဲ့ဇိုင်း၅ပါးပြည့်အောင်ကျင့်လို့ရပါမလားအိမ်ကလည်းမခွာနိုင်ဘူးဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့အိမ်မှာနေရင်နော်ဘွဲ့နဲ့မခံတော့ဘဲနဲ့နော်အယုံပြီးတော့ကာယ ानु ပဒနာပွားပြီးတော့နေကြပါဟုတ်ပြီလားအဲ့တော့ဒီနေ့ညတရားချင်းညတရားနာကြတဲ့ယောဂီပေါင်းသူတော်ကောင်းတို့သည်သောတာပတ္တိမဲ့ကျင့်စဉ်ဖြစ်တဲ့ကာယ ानु ပဒနာသိပ္ပံဖြည်းပြည့်ဆုံးပရိစ္ဆေသောပြတ်ပေါ်ဝိပဿနာဘာဝနာတရားဟောတဲ့တရားနာကြတဲ့တကူအနိသိညောင်းတရားကျင့်ကြတဲ့ယောဂီပေါင်းသူတော်ကောင်းတို့သည်ဒီကျင့်စဉ်တွေကိုကျင့်နိုင်ကြနိုင်ပွားများအားထုတ်နိုင်ကြပြီးလျှင်အာသင်္ဂရတနိဗ္ဗာန်ရှိပြီးမြတ်သို့လူချမ်းသာနတ်ချမ်းသာဘုံသင်ချမ်းသာကိုပျော်ပျော်ပါပါဝမတတာခံစားဆန္ဒနိုင်ကြပြီးလျှင်အာသင်္ဂရတနိဗ္ဗာန်ရှိပြီးမြတ်သို့ရလွယ်ရောက်လွယ်မြတ်မောပြုလွယ်နိုင်ကြပါစေကုန်သတည်း